မင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာပါရှင် မင်္ဂလာပါဟုတ်ရှင်ပါမင်္ဂရှင်လာပါမင်္ဂလာပါရှင်ပါပါအားလုံးနဲ့ပြန်လည်ဆုံတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ဂျားထဲမှာ Zoom လေးမလုပ်ဖြစ်တာတော်တော်ကြာသွားတယ်အယံဝမ်းသာပါတယ်ဒီကတခါတွေ့ရင်တခါငဲငယ်သွားသလိုပဲ ဟာကျေးဇူးတင်ပါတယ်စိတ်ပြိုလို့ကိုနှုတ်ရနေမှာပါအားတွေပြည့်ပြည့်နေတာနော်အားတွေပြည့်ပြည့်နေတာဒီရက်ပိုင်းကကြတော့လေအဲ့ဒီ mindfulness project လေးလုပ်တော့လေအဲ့ mindfulness practices လေးတွေပြန်လုပ်ဖြစ်တယ်နေ့တိုင်းမနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညတစ်ကြိမ်၃ကြိမ်လောက်ပြန်ပြီးတော့ဒီ mindful practices တွေနဲ့သတိပဋ္ဌာန်တွေထိုင်ဖြစ်တာရဲ့ဆိုစိတ်ကအရင်ကိုအင်းချမ်းပြီးတော့လေနေလို့ကောင်းတယ်ပြီးတော့ခါကျဟိုပေါ့နော်ကိုနဲ့တွဲတဲ့ team ကလည်းကိုနဲ့တိုက်တူရဲ့အမြဲတမ်း ever smile never cry အဲ့လိုဟီဟီဟာဟာပေါ့နော်ဆိုတော့အဲ့လိုသွားနေတဲ့အတွက်အရင်ကြည်လင်ပြီးတော့ပေါ့ပါလန်းဆန်းနေရတော့အမှန်ပဲသူကသူ retrograde တွေဖြစ်သွားတာလားဟို eclipse season တွေပဲဖြစ်သွားတာလားဘယ်လိုပဲဆိုပေါ့နော်ဘာမှကိုယ့်ပေါ်မှာတိတ်တော့ effect မဖြစ်နေဘူးပေါ့နော်ဆိုတော့အဲ့လိုလေးတော့ရှိတယ်အဲ့တော့လျှို့ဝှက်ချက်ကဘာလဲဆိုရင်အဲဟင်းရည်တာရယ်ပြုံးတာရယ်ဒါဆိုကျွန်တော်ကြည့်ပြီးတော့ကိုအားလုံးကဒီမှာရည်ကျင်ခွေကျင်တဲ့ဓာတ်တွေကူးနေပြီဟုတ်တယ်ဟုတ်အားလုံးပြုံးနေတယ်ဒီဟုတ်တယ် မှာကင်မရာဖွ energy င့်ထားတွေယူလိုက်ပြီ တဲ့လူတွေကြည့်ပြီး energy တွေယူလိုက်ပြီချဲ yes yes I'm sharing my energy เนาะ energy တွေပေးနေဆိုတော့အရင်ဝမ်းသာပါတယ်လူတက်တာနဲမယ်ထင်တယ်လို့ဖုံတရားပွဲတွေနဲ့တိုက်နေတာတွေလို့နော်မီးမပြတ်မီးလာအဲ့လိုမျိုးတွေနဲ့စိတ်တွေပုံမှန်မဟုတ်ညာနဲ့ကဲဘလို့နေနေ replay ပြန်ကြည့်ကြပါလိမ့်မယ်ဆိုရနဲ့ကြာလဲကြာနေပြီအဆက်ပြတ်သွားလို့လေအဲ့နဲ့လောက်လိုက်တာတခြား topic တွေကတော့ဟိုenergy healing ကိုဘာညာလုပ်ပြီးထည့်ရင်တော့အများရဲ့ရှေ့2 နှစ်လောက်ကဇက်တိုက်ဆိုတော့ခုနောက်ပိုင်းကျတော့ topic ကအဲ့လိုခုနဓမ္မနဲ့ချိတ်ဆက်တဲ့စကားလေးတွေပဲပြောချင်နေတော့ခါကြတော့လေအဲ့တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာတွေနဲ့အားကြတော့အာကိုဓမ္မနဲ့ကုစားခြင်းပေါ့နော် healing with ဓမ္မပေါ့ဓမ္မကိုနှလုံးသွင်းပြီးတော့ကိုဘယ်လို healing ဖြစ်အောင်နေမလဲ heal ဖြစ်အောင်နေမလဲဆိုတဲ့ဟာလေးပေါ့အဲ့လီမပြောခင်မှာနည်းနည်းစကားပြောရအောင်ဝင်တဲ့သူတွေကလည်းဝင်နေပြီဆိုတော့လေသူတို့စောင့်ရင်းနဲ့လေဒီ eclipse season ကြီးမှာပေါ့နော် line ပေါ်မှာလူတွေရဲ့ဘလို့ဖြစ်သွားတယ်ညာလို့ဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးလေတော့ဒီ season ကြီးမှာစိတ်တွေအဆင်ပြေရဲ့လားဟုတ်ကဲ့ပြေးပါတယ်ပြေးပါတယ်ဆရာလေးကတော့ပြေတာပေါ့တခြားအလူပြင်းနဲ့ထူတယ်တဲ့ဟုတ်လေးလံနေတယ် လေးလံနေတယ်ဟုတ်တယ်အိတ်ချင်တာတွေရောဖြစ်တယ်နော်ဟုတ်တယ်အိတ်ချဟုတ်င်တာတယ်အိတ်တော့အရန်ပဲအိတ်ချဟုတ်တယ်င်တာအရအိတ်န်တာပဲအိတ်ချင်တယ်အဖိုးလည်းနေမကောင်းခေါင်းလို့မချရပြင်းပြင်းလို့ခေါင်းချရတယ်နေအိတ်ပြော ဟုတ်တယ်နော်အိတ်ချင်တဲ့ဟာလေဘယ်လောက်ဟိုဟာလေအိတ်ပဲအိတ်ချင်နေတဲ့ဟာမျိုး2 ရက်လောက်ဖြစ်လိုက်တယ်အဲ့ဒီမကြက်ခင်ရှေ့2 ရက်လောက်ကဆိုအေးပဲအိတ်ချင်တာအဲ့လိုမျိုးမင်္ဂလာပါဟုတ်အကောင်ကနှုတ်ဆက်နေကြတယ်အမ်စိတ်ကျန်းမာရေးအခြေအနေရောကောင်းနေပါမပြောကြတော့စိတ်ကဘူးဒါဆိုရင်တော့တထုထုစိတ်ကပဲတော့ကောင်းပါတယ်အိတ်ချင်တာရယ်ပြင်းတာရယ်ပဲရှိတာစိတ်အိတ်ကတော့ကောင်းပါတယ် မပြောချက်ချင်းမပြောဆိုရင်တော့ဒါတထုထုပဲစဉ်းစားနေငါတို့ပြန်စီခိုင်းရမလားအင်းပြောရင်ကောင်းမလားဆိုတော့တထုထုပဲနော်ဟုတ်ကဲ့အမကမမသိစိတ်ရှုပ်နေတယ်လို့ပဲတဲ့ဟုတ်တယ်နော်ဘာမျိုးပြီးတော့အဲ့ဆိုကျွန်တော်ထပ်ပြီးမေးမယ်ဘာဖြစ်လို့ဒီနေ့ session လေးလာ join တာလဲဆက်ရှိရတော့ဒါဒီနေ့ကနေဖုန်းလေးလဲဖွင့်လိုက်ကောဒီထက်ကတခါတန်းတွေ့တာဗျအဲ့တန်းတွေ့တော့တခါတည်းမလေးပျော်ဝင်လိုက်တာ Facebook ကလေအကျင့်မကောင်းဘူး algorithm တွေကကြာတယ်ဒီလား reach တွေတိတ်မရဘူးဟောအဲ့ဘာဖြစ်လဲ40ကျော်ဆိုမစိုးပါဘူး
ဆရာဝမ်းတွေသွားနေရဲ့တဲ့နေမကောင်းဘူးတဲ့အော်နေမကောင်းတဲ့ကြားထဲနေတက်တာနော်ကောင်းပါတယ်လူတွေ့ချင်လို့တဲ့ပြောတာနားထောင်ချင်လို့တဲ့လွမ်းနေရှာမှာပေါ့ဒီစကွီစခွန်နေမမြင်ရတာကြားဓမ္မစကားလေးနဲ့ချိတ်ဆက်ပြီးပြောပြတာသဘောကျလို့ပါတဲ့ဟုတ်ကဲ့ပြောပြချင်တဲ့အကြောင်းအရာတွေလည်းအများကြီးပဲဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့ပြောပြချင်လုံးလည်းဒီနေ့ Zoom လေးကိုလုပ်လိုက်တာပါအဲ့တော့ကျွန်တော်ဘာမှမပြောခင်မှာကျွန်တော်မေးချင်တဲ့မေးခွန်းလေးတွေများမရှိဘူးလားလို့ ဒီချက်ကို join ချင်လုံးလုံးမှာအိမ်ပြောင်းနေတာရှုပ်ချက်တွေကိုခတ်ပါစစ်ကိုလမ်းလို့နေရာမချဘူး အာအိမ်ပြောင်းတယ်နော် ဟုတ် ပြောင်း တယ် ရွှေ့နေစားဟုတ်ကဲ့ ဟုတ်တယ်အဲ့ဒါစိတ်ကြက်လိခံတယ်အဲ့ဒါကင်မရာပိတ်ထားတာနော်ဒီချက် ဟုတ်ကဲ့ရပါတယ်နော်အာ ဒီက ဟုတ်ဒီနေ့ညနေတွေ့လိုက်လို့ရပြောတာလေးနားထောင်နေပြောတာကိုပဲနားထောင်ခြင်းတဲ့အဖွဲ့ကတစ်ဖွဲ့မေးခွန်းမေးခြင်းတဲ့အဖွဲ့မရှိဘူးလားလို့မေးခြင်းတာမျိုးဖြစ်ဖြစ်ဘာမှမဟုတ်ကိုနားထောင်ခြင်းတဲ့အကြောင်းအရာလေးပဲဖြစ်ဖြစ်ကျွန်တော်ကိုဒါလေးတော့ပြောပေးပါဆိုပြီးတော့ပြောပေးစီခြင်းတဲ့အကြောင်းအရာလေးရှိတာလေးပဲဖြစ်ဖြစ်ဒါလေးတွေပြောပေးလို့ရပါတယ်ပြောပါပြောခြင်းတဲ့စေတ ချ နာ က် လေးပေါ်တဲ့သူ ဟိုဟာ ပြော လေ ပါနော်ဟုတ် ပြောမယ်နော်ဒီချက် ဟုတ်မချော်ဟုတ်ပြော န ပါ ည်းနည်းကြာပြီသိလားဟုတ် อืม နည်းတော့ကြာပြီဒီချက်တရား ဟုတ် ထိုင်တအားအိတ်ငိုက်တယ်အရင်တော့အဲ့လောက်ကြီးအိတ်မငိုက်ဘူးဒီနောက်ပိုင်းတော်တော်အိတ်ငိုက်တယ်တရားထိုင်ပြီအိတ်ငိုက်တယ်မဟုတ်အိတ်ပါပြောပါ ဟာ အဲ့ဒါ ဟုတ် အဲ့ဒါဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူးဒီချက်အဖြေရှာနေ ဟုတ်သူကလေအိမ်လိုက်တဲ့ဟာမှာနှစ်ခုရှိရယ်သူကဒီတတိလွတ်သွားတဲ့အခါမှာကျွန်တော်တို့တရားထိုင်တယ်ဒီအာယုံတွေပေါ်လာတယ်နော်သူစိတ်ထဲမှာလေစိတ်တွေကတရားထိုင်နေဆို meditation လုပ်ပြီးဆိုမျက်လုံးလေးကိုပိတ်လိုက်တယ်လေးလေးကိုဖြည်းဖြည်းမှန်မှန်လေးရှူသွင်းလိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ခါကျဒီအာယုံတွေထဲမှာပုံရိပ်တွေကလာပြီးတော့ပြတယ်စိတ်တွေက automatic စကားပြောမှမသိပြောနေ အဲ့စကားပြောနေတဲ့နောက်ကိုလိုက်သွားရင်းနဲ့တတိယလွတ်သွားတဲ့အချိန်မှာမောဟဝင်တာအဲ့ဒီမောဟဝင်နေကြတော့သူစိတ်စကားပြောလို့ပြောမှမသိဘူးတွေးလို့တွေးမှမသိဘူးအာယုံပြလို့ပြမှမသိတာအဲ့မသိတာမောဟပေါ့နော်မောဟဆိုတာပိုင်ခြားခြားတို့ဆွေးနွေးမသိတာအဲ့တော့တွေးဝေးတာပေါ့နော်အဲ့တော့အခါကျတော့မောဟဝင်သွားတဲ့အချိန်မှာလည်းငိုင်းတက်တယ်နောက်တစ်ခုကကျတော့ကိုကအတွေးတွေလည်းကင်းနေဒီဟာပေါ်မှာလည်းသတိရှိရယ်တမာတိအားတက်လာတဲ့အခါမှာတမာတိလွန်ကဲသွားတဲ့အခြေအနေမှာလည်းအိပ်ပျော်သွားတယ်ဆိုတော့အခြေအနေနှစ်ရက်ရှိတယ်အဲ့လိုပုံစံဖြစ်တဲ့ဟာကကိုယ်တိုင်ကလည်းအဲ့လိုပုံစံမျိုးဖြစ်ဘူးတမာတိလွန်သွားတဲ့အခါကျလို့ရှိရင်ဘာမှမသိဘူးငြိမ်ပြီးတော့အဲ့လိုအိပ်ပျော်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာဒုက္ခဆိုပြီးတော့ဖြစ်သွားတဲ့အချိန်မှာဇက်ကနေနိုးလာအဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့မတ်ကြတယ်ဆိုပြီးထင်တတ်ကြတာတမာတိလွန်သွားတဲ့အချိန်မှာပေါ့နော်ဆိုတော့အဲ့ stage ကတခုခုနကအရန်စိတ်တွေကစကားပြောထိုင်နေချိန်မှာပြအာရုံဖြတ်ဆိုပြမြန်တယ်လीနော်စိတ်ကဒီစကားပြောတဲ့စိတ်တွေကလည်းမြန်တယ်မြန်တဲ့အချိန်ကျတော့အဲ့နောက်ကိုလိုက်သွားတော့ခါကျတော့ဒီ neurons တွေပေါ့နော်အုံနောက်နဲ့အာရုံကြောနဲ့ဒီ autonomic system နဲ့အရန်အလုပ်လုပ်လိုက်တဲ့ခါကျတော့အရန်ပင်ပန်းတော့တဲ့အချိန်မှာ your brain need rest အဲ့ချိန်မှာ rest ဖြစ်သွားတဲ့အချိန်မှာ deep sleep ဖြစ်သွားနိုးလာတဲ့အချိန်ကျတော့လန်းဆန်းပြီးကြည်လင်သွားတယ်ဘာလို့အေးဝသွားတာကိုအဲ့ကြတော့အေးဝပြီးနိုးလာသူကအခြေအနေနှစ်ရက်ရှိရဲ့အဲ့တော့ကိုကဘယ်အခြေအနေမှာဖြစ်သွားတာလဲဆိုတဲ့ဟာလေးကိုဒီခြားလေးပြန်ပြီးနောက်တစ်ခါထိုင်နေချိန်ကျသတိလေးနဲ့ကြည့်အဲ့ချိန်ကျငါတမာတိလွန်သွားလို့ဒါငါမောဟဝင်သွားလို့ပြန်မြင်လာတတ်တယ်အဲ့လိုလေးပြန်ပြီးသုံးသပ်ကြည့်နော်အဲ့တော့အင်္ဂိုက်တက်တဲ့ခါနှစ်မျိုးနှစ်စားအဲ့လိုမျိုးရှိဒီဘူအားပြန်တော့နော်နောက်ထပ်တစ်စင်းမြ ဟု င့် တ် တဲ့ခါ ချ ကျ က် ပါလဲဆိုအဲ့လိုမောဟဝင်တာတို့လိုမျိုးထိနာလိုက်တာဖြစ်တာတို့ဟာဆိုတတိအားလိုတာနောက်တစ်ခုကကျပရိက္ခမပြုတ်ပဲနဲ့ထိုင်နေဆိုရင်မန်နဲ့ရဲ့အနောက်ဆက်ဝင်မန်နဲ့ကတက်မှဆိုတဲ့မတက်ဆိုနော်ဆိုတော့အဲ့လိုပုံစံမျိုးဆိုတော့အဲ့တော့ကျွန်တော်တို့တရားထိုင်မယ်ဆိုလို့ရှိရင်ပရိက္ခပြုတ်ပြီးမှထိုင်ရင်ဟိုကောင်းအဲ့တော့မလိုလားအပ်တဲ့အဲ့အနောက်ဆက်တွေမရှိတော့ဘူးပေါ့ဒါကြောင့်လည်းအစင်းမြင်သွားတာပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဒါဆိုရင်ဒီလိုလေးလုပ်ကြည့်မယ်အခုကျွန်တော်တို့9မိနစ်လောက်
ဝင်လေထွက်လေလေးကိုမှတ်ပြီးတော့ relaxing အရင်လုပ်ရလိုက်ရအောင်နော် ဝင်လေထွက်လေဆိုရင်လည်းအာနာပါနတော့မဟုတ်ဘူးဒီ mindful relaxation ဒါဆိုကျွန်တော်တို့တနေ့ကိုတစ်ပတ်လုံးတစ်လလုံးကျွန်တော်တို့ရဲ့စိတ်တွေရောခန္ဓာရောအရင်ပင်ပန်းနေအဲ့တော့ပင်ပန်းနေဒီရုပ်နဲ့ခန္ဓာကြီးကိုဖြေလျှော့မယ် mind နဲ့ body ကို connect ဖြစ်အောင်ပြန်လုပ်မယ်တတိလေးနဲ့ထားပြီးတော့စိတ်တွေကိုဖြေလျှော့မယ်ကြွက်သားတွေဖြေလျှော့ပြီးတော့ relax လုပ်မယ် relaxing လေးသွားမယ်နော်ဘောင်းဖျားနေခြေပြားလေးလျှော့မယ်အရင်ဆုံးပိုက်ထရာလေးတွေအားလုံးကိုရှုထုတ်လိုက်ပါဝမ်းကောင်းနေရလေးတွေအားလုံးကိုပါးစပ်ကနေရောနှာခေါင်းထဲကနေရောရှုထုတ်လိုက်ပါရှိရှိလေးပြန်ပြီးရှုပေးမယ်နောက်တစ်ချိန်ပြန်ရှုထုတ်မယ်အဲ့လိုမျိုးလေး2ကြိမ်3ကြိမ်လောက်လုပ်ပါပြီးရင် normalize ပုံမှန်လေးရှုသွင်းရှုထုတ်လုပ်ပြီးတော့စိတ်ကလေးတွေကိုတည်ငြိမ်အောင်အရင်ဆုံးထားလိုက်ပါဘာမှမတွေးဘူးအတွေးတွေအလုံးကိုရှင်းထုတ်ထားမယ်အခုလေးရှုနေတာကကျွန်တော်ရဲ့ပစ္စုပန်ကြာကြာနေထိုင်နေတယ်ပစ္စုပန်ကြာကြာအသက်ကလေးရှုသွင်းရှုထုတ်လုပ်နေတယ် relax relax မိမိရဲ့ဦးခေါင်းကိုအာရုံလေးပြုကြည့်ပါဦးခေါင်းကြောလေးတွေတင်းနေလားလျှော့မယ်ဖြည်းဖြည်းချင်းလေးရှုသွင်းရှုထုတ်လုပ်ပြီးတော့ခေါင်းကြောလေးတွေရော့သွားတဲ့ဒီလျှော့ရအောင် relax နှစ်ဖူးကြောလေးတွေတင်းနေလားနှစ်ဖူးလေးတွေကိုအာရုံစိုက်ထားမယ်နှစ်ဖူးကြောလေးတွေတင်းနေလျှော့ပါမယ်ပါးကြောလေးတွေမေးကြောလေးတွေမျက်နှာကြောလေးတွေတင်းနေလားလျှော့မယ်ပြုံးပြုံးလေးဆက်ချလိုက်ပါတက်ကလေးကိုဖြည်းဖြည်းရှိရှိလေးရှုသွင်းရှုထုတ်လုပ်ပြီးတော့လျှော့မယ်ရှင်ဘတ်အခုံးကြောလေးတွေတင်းနေလားလျှော့မယ်လမောင်းလက်ချံစက်သားလေးတွေတင်းနေရလေးကိုလျှော့ပါမယ်ဒီရှိရှိလေးဖြည်းဖြည်းရှုထုတ်လုပ်ပြီးတော့လျှော့ရအောင်ဝမ်းပိုက်ခါတင်းနေလားကြောက်နေလားဖြည်းဖြည်းချင်းရှုသွင်းရှုထုတ်လုပ်ပြီးလျှော့မယ် relax ကြောရိုးထိုင်ထားတာမမတ်ထိုင်ထားတယ်နောက်ကြောရိုးတစ်လျှောက်တင်းနေလားတောက်နေလားဖက်ရှိရှိလေးရှုသွင်းမယ်ရှုထုတ်တဲ့အခါပါးစပ်ကနေရောနှာခေါင်းကနေရောဖက်ရှိရှိလေးရှုထုတ်မယ်လျှော့ပါမယ် relax ခါအောက်ပိုင်းတင်ပါနဲ့ပေါင်ကြောလေးတွေလျှော့မယ်ခြေသလုံးကျက်တာခြေဖွာထိလျှော့မယ်ဖြည်းဖြည်းရှိရှိလေးရှုသွင်းရှုထုတ်လုပ်ရင်ခေါင်းဖြားကနေခြေဖြားထိခန္ဓာကိုယ်မှာတင်းနေတောက်နေတဲ့အကျောလေးတွေအားလုံးကိုလျှော့မယ်စ
စိတ်ထဲမှာဘာမှမတွေ့ဘူးစိတ်ကိုလည်းပြေးပြေးချင်းရှော့မယ်ဇောလေးတွေရှော့မယ်ဒီကောင်ကနေခြေပြားဒီရှော့ချလိုက်ပါဒီစိုးဝတ်ကလေးရေလေးဆော့ပြီးတော့ကျင်းနေပေါ်မှာပုံကနေကြာသွားတယ်လို့မျိုးလေးခဏကိုဖြစ်သွားပြီးတင်းနေရည်အားလုံးရှော့ချလိုက်ပါကိုရေစိုးဝတ်တစ်ခုလိုမျိုးသဘောလေးထားပြီးကျင်းနေပေါ်မှာပုံကနေအဝတ်ကလေးကြာသွားတယ်လို့မျိုးလေးလလပေါ့ပါနေတဲ့စိတ်ကလေးကိုအတိမပြူပြီးတော့2 မိနစ်3 မိနစ်လောက်လေရှူပြီးတော့ပြစ္ဆုတ်ပံမှာနေထိုင်ရအောင်ဘာမှမတွေးဘူးလေလေးရှုသွင်းရှုထုတ်ကိုဖြစ်ဖြစ်မှန်မှန်လေးလုပ်ပြီးနေပါဒီဖီမမအသက်လေးရှုသွင်းရှုထုတ်လုပ်ပြီးတော့နှလုံးလေးတွေပြန်ဖွင့်ပေးပါကိုယ့်ရဲ့ body and mind connect ပြန်ဖြစ်သွားပြီโอเคဘာမှမပြောခင်မှာဘာမှမပြောခင်မှာမေးချင်တဲ့မေးခွန်းလေးရှိလားပြောချင်တာလေးရှိလားပြောပါအရင်နေ relax ဖြစ်သွားအောင်မြန်မာအတန်နေတော့ထွက်မလာတော့ကောင်းတယ်နော်အဲ့တော့ဒီတောက်ချင်တဲ့သူကလည်းဒီတောက်လိုက်ပါ relax လုပ်ပြီးတော့ကျွန်တော်ပြောတဲ့ဟာလေးတွေကိုနားထောင်ပြီးပါကျွန်တော်ဘယ်ကစပြောရမှာလဲဘယ်ကနေစပြီးတော့ပြောပြီးစီချင်လဲရှေ့လျှောက်ကကျွန်တော်အမေးမြန်းထွေမှာအရင်တော့ကကျွန်တော် Zoom စပြီးဆိုရင်ကျွန်တော်ပြောချင်တာတွေကိုလည်းအရင်ဖျားရည်လို့ပြောခဲ့တာများတယ်ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော် version ပြောင်းထားတယ်အဲ့လိုမျိုးမေးခွန်းတွေများများမေးပြီးတော့မှပြောမယ်ကျွန်တော်ပြောမယ့်ဟာကတော့ခေါင်းစဉ်တင်ထားတဲ့အတိုင်းဓမ္မနဲ့ healing လုပ်တဲ့ဟာကိုပြောမှာဒါပေမဲ့ကျွန်တော်ပြောချင်တာမပြောချင်တာကျွန်တော်ပြောစီချင်တဲ့ဟာအရင်ပြောပြီးမှကျွန်တော်ပြောချင်တာကိုပြောမှာအဲ့တော့ကျွန်တော်ဘာပြောစီချင်လဲမမေးဘူးဆိုရင်ဆက်မသွားအောင်တစ်ခုခုတော့ပြောခိုင်း ဓမ္မကိုမသွားခင်မှာ healing နဲ့ပတ်သက်ပြီးတော့အကြောင်းလေးကိုအကျယ်တဝင့်လေးရှင်းပြပေးပါနော် healing နဲ့ပတ်သက်ပြီးတော့ဟုတ်ပြီ healing ဆိုတော့ဘယ်လိုမျိုးသိချင်တာလဲ healing နဲ့ပတ်သက်တဲ့အကြောင်းဆိုတာဟာအမှဘယ်လို healing လဲ trauma healing လားဘယ်လိုမျိုးလဲဘာ healing မျိုးလဲအမှ ဒါ healing ဆိုလို့ရှိရင်ပေါ့အရင်ဦးဆုံးကတော့ healing ဆိုတဲ့အရာကိုပဲပေါ့နော်healing ဆိုတာတော့ကုစားတယ်ပေါ့အဲ့ဒီကုစားတဲ့ဟာမှာ तू ကဘယ်လိုလူမျိုးကနေဘယ်လိုလူမျိုးကို
ကုစားတဲ့လူကလည်းခုနလက်ခံတဲ့သူနဲ့ကုစားပေးမဲ့သူနှစ်ဦးပေါ့နော်အဲ့ဒီမှာထားရတဲ့ mindset တစ်ခုပေါ့အဲ့ဒီဟာလေးတွေကိုလည်းသိချင်ပြီးတော့မှခုနပြောတဲ့ trauma healing ပေါ့အမျိုးမျိုးပေါ့အဲ့ဒီဟာလေးတွေကိုဆက်ပြီးတော့သိချင်တယ် ဟုတ်ကောင်းတယ်နော်အရန်ကောင်းတယ်အရန်ကို deep ဆိုတော့အခုခေတ်ဒီ healing ဆိုတဲ့စကားလုံးဝေါ်ဟာရကဒီ COVID-19 နောက်ပိုင်းမှာအရန်ကိုတွင်ကျယ်လာတဲ့စကားလုံးဖြစ်တဲ့ healing နော် healing ဖြစ်သွားတယ် heal ဖြစ်သွားတယ် healing လုပ်မယ်ငါတို့မှာ healing လုပ်စရာကြီးအများကြီးပဲအတိ heal ဖြစ်သွားတယ်ဆိုတော့ပူစားတာဘယ်လိုမျိုး heal ဖြစ်သွားပူစားတယ်ဆိုတော့လည်းဟိုပို့ပြီးတော့အနာကျက်သွားတာနော်ပူစားလိုက်လို့ပျောက်ကင်းတက်တာလာတာမျိုးအဲ့တော့ကျွန်တော်တို့ physical ရုပ်ပိုင်းစိတ်ပိုင်း human လို့ပြောလိုက်ပြီးဆိုရင်လူဆိုတာကရုပ်နဲ့နာမ် body and mind အဲ့တော့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမှာဒီထိခိုက်မှုတွေဖြစ်တဲ့ injuries တွေဖြစ်တယ်ဆိုရင်ဒဏ်ရာတွေရပူတယ်ကျွန်တော်တို့ရင်းနှီးမှုတွေလောင်မှုတယ်အဲ့လိုအနာတရားရသွားပြီဆိုရင်ကျွန်တော်တို့ရင်းနှီးမှုလောင်တာဆိုလို့ရှိရင်အဲ့မှာအနာကိုဆေးထည့်ရှမ်းနာအရန်ပူလို့နော်ပူပြီးတော့အနာက skin တွေပြတ်သွားတယ်အဲ့မှာဆေးထည့်လိုက်လို့အနာလေးကဖြည်းဖြည်းချင်းတက်တာတော့လေတက်တာလာတာဆိုရင် it's healing တက်တာလာပြီးနောက်ဆုံးသူပျောက်သွားတော့ခါကျအနက်ဖေးလေးတွေကျန်ခဲ့တယ်အဲ့ဒီအနက်ဖေးလေးတွေကိုခွာလိုက်တော့အမာရွက်ကလေးကျန်ခဲ့ပြီးဖြစ်သွားပေမဲ့လည်းသူကဘာဖြစ်လဲ scars လေးကျန်တယ်ဒါပေမဲ့အချိန်အတိုင်းတာတစ်ခုရောက်သွားတယ်ဆိုရင်အမာရွက်ကမရှိတော့ပျောက်သွားဘာဖြစ်လို့အမာရွက်ကဒီပေါ်မှာအချိန်တစ်ခုရောက်တာနဲ့ပျောက်သွားလဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာခန္ဓာကိုယ်ထဲမှာဓာတ်တစ်မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အလိုအလျောက်ကုစားနိုင်တဲ့ soil in တာကျွန်တော်တို့ရဲ့ body ထဲမှာ DNA ထဲမှာရှိဒါကိုဘာလို့ခေါ်လဲဆို spontaneous healing process ဖြစ်နေ cells တွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေကနော်မွေးဖွားတဲ့တည်ဆုံးတဲ့ cells အသစ်ပြန်ပြီးတော့ပြန်ဖြစ်တဲ့ cells ကွဲပွားတာတွေရှိတယ်အဲ့တော့အဲ့ cells လေးတွေက repair ပြန်ဖြစ်တော့အချိန်တိုင်းတာတစ်ခုရောက်သွားတဲ့အခါမှာလုံးဝအမာရွက်မရှိတော့ဘူးကျွန်တော်တို့ဒီနောက်မှာရင်းနှီးမှုလောင်တဲ့ဟာကလွန်ခဲ့တဲ့ကျွန်တော်အသက်14နှစ်ကလောင်တာအခုအသက်35နှစ်ရှိသွားပြီအဲ့တော့ခါကျဒီမှာအမာရွက်လုံးဝမရှိတော့ငယ်ငယ်တော့အမာရွက်ကလေးကျန်တယ်အခုအဲ့ရင်းနှီးမှုလောင်တဲ့အမာရွက်ကလုံးဝမရှိတော့ဘာဖြစ်လို့ဒီ cells repairing တွေ cells regenerate တွေဖြစ်နေတဲ့အတွက်သူကအချိန်ဒီထားအဲ့တော့အချိန်ကအကောင်းဆုံးသမားတော်ဆိုတာကခန္ဓာကိုယ်ရဲ့ cells တွေကheal ဖြစ်သွားအဲ့တော့အမာရွက်လည်းမရှိတော့ဘူး okay ဒီဒဏ်ရာကြီးကတော့ရခဲ့ပြီးတော့အဲ့အမာရွက်တော်မှမကျန်တော့လုံးဝပျောက်ကင်းတာ it's completely healing ဖြည်းဖြည်းချင်း heal ဖြစ်လာနေနောက်ဆုံးဘာဖြစ်သွားလဲအဲ့ဝေဒနာအဲ့ဒီဒဏ်ရာရခဲ့ပြီးတော့ဆိုတာမရှိတော့အောင်အမာရွက်တော်ရှာမသွင်းတော့ completely healing ဖြစ်သွားဒါ body နဲ့ပတ်သက်ပြီးတော့ healing ဖြစ်တဲ့ process အဲ့လိုပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာလည်း healing ဖြစ်စရာရှိဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့မကြည်နပ်တာတွေဒေါသတွေရင်ထဲမှာပူလောင်ရတာတွေဒါတွေဒီအဆိုင်အခဲတွေတစ်ခုခုဆိုရင်တယောက်ကိုဒေါသထွက်လိုက်တယ်ဒေါသထွက်ပြီးတော့ခံနှလုံးတွေပူလာအဲ့ချိန်မှာဘာလုပ်လဲဒီများရှူလိုက်တယ်ရှည်တောက်လိုက်တယ်ကိုယ်စိတ်ကလေးကိုအေးအောင်လုပ်လိုက်တယ်အဲ့ဒီခုနပူလောင်နေတဲ့စိတ်ကနေအေးချမ်းအောင်လုပ်လိုက်တာနော်အဲ့ဒါကို healing လုပ်တယ်လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒဏ်ရာပေါ့စိတ်ထဲမှာကျွန်တော်တို့စိတ်တွေကတည်ငြိမ်နေတာမှမဖြစ်ဘူးအဲ့ဒီတည်ငြိမ်နေတဲ့ရေတွေကိုခဲလုံးလေးဆိုပေါက်လိုက်တာနဲ့လှိုင်းကြက်ကလေးထအဲ့လိုလှိုင်းကြက်လေးထသွားတဲ့အခိုက်အတန့်အဲ့ဒီအခိုက်အတန့်မှာဘာဖြစ်လဲဆိုကျွန်တော်တို့ရင်ထဲမှာဒီလှိုင်းပွက်ပြီးဖြစ်တယ်ဒဏ်ရာတွေဖြစ်တယ်ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာတွေဖြစ်သွားတာတွေဆိုတာအဲ့ဒီရေလှိုင်းပွက်ပြီးပွက်သွားတဲ့အချိန်ဒါပေမဲ့အနည်းနဲ့အဲ့ဒါကြီးပွက်နေတာဆိုမပွက်ဘူးပြန်ပြီးတည်ငြိမ်သွားတယ်ဆိုတဲ့အနေအထားတစ်ခုရှိတယ်ဒါပေမဲ့နောက်တစ်ခါဂဲလုံးနောက်တစ်ခုထက်ကြတယ်ဆိုတော့အဲ့ဒါပြန်ပွက်တဲ့အခါမှာပြန်ပြီးတည်ငြိမ်သွားတဲ့ဟာမျိုးရှိတယ်အဲ့လိုပဲကျွန်တော်ရဲ့စိတ်အစဉ်ထဲမှာခုနကိလေသာလို့ခေါ်တဲ့လောဘဒေါသမောဟကြောင့်နော်အဲ့တော့လောဘဆိုရင်တိမ်ပိုက်ခြင်းနဲ့ရခြင်းနဲ့ရယူလို့မှုကြောင့်ပူလောင်ရတဲ့အတွက်စိတ်တွေပင်ပန်းဆင်းရဲတဲ့အတွက်စိတ်ဒုက္ခတွေရောက်တယ်အဲ့စိတ်ဒုက္ခတွေဒီစိတ်ရဲ့ဒဏ်ရာတွေပဲပေါ့
အဲ့လိုပဲဒေါသကြောင့်ကြိုက်တယ်မကြိုက်ဘူးမကြိုက်ဘူးဆိုရင်ဒေါသနဲ့အလိုလျောက်တွန်းကန်တယ်ကြိုက်ပြီးဟေ့ဆိုရင်လောဘနဲ့ပိမ့်ပိုက်တယ်ဒါကြီးကဒေါသရဲ့လက္ခဏာတွေနော်အဲ့ဒီဒေါသတွေကြောင့်ဘာဖြစ်လဲစိတ်ကအယံပူလောင်တယ်နော်စိတ်ကပူလောင်တယ်လူများကိုပြောလိုက်တယ်ဒေါသတွေထွက်တယ်မပြီးနိုင်မစည်းနိုင်စိတ်ကံတွေတင်းစည်းထားတယ်ဒါကြည့်လေပါပဲဆိုတော့ဒီအရာတွေမာနဣဒ္ဓမစ္စရိယအဲ့ဒါတွေအကုန်လုံးကစိတ်ရဲ့အမြင့်ကြီးတွေအဲ့တော့အဲ့ဒီစိတ်အမြင့်ကြီးတွေကိုကတက်လာတဲ့အခါဟိတ်တွေတက်လာ body ကကိုလိုချင်တာမရလို့မရလို့ဒီလူတယောက်ကငါ့ကိုဘယ်လိုပြောသွားတာဒီလူကဘယ်လိုပြောသွားတာစိတ်ကအရင်ပူတဲ့ခါတော့ကိုမနေနိုင်တော့တဲ့ခါမှာပဲဖြစ်တယ်short ငါတော်တော်လေးပဲစိတ်ကို short လိုက်ရတယ်ဟာငါတော့ဘယ်လိုမျိုးလုပ်လိုက်တာအဲ့လိုမျိုးစိတ်ကလေး short လိုက်တဲ့ဟာ it's feeling အခြေအနေတစ်ခုကနေတစ်ခုပြောင်းလဲအောင်လို့ကုစားလိုက်တာစိတ်ကလေးပြောင်းသွားအောင်ကုစားလိုက်တာ it's healing အဲ့လိုပဲစိတ်ကမှာကျွန်တော်တို့ငယ်ငယ်တုန်းကကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ experience တွေအတွေ့အကြုံတွေပေါ်မှာလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ cognitive လို့ခေါ်တဲ့သင်ညက်ပြီးမှတ်သားတတ်တဲ့တင်ညာအုပ်စုကြီးရှိတယ်အဲ့ဒီတင်ညာခန္ဓာကြီးကနေမှတ်ထားတဲ့အရာအဲ့ဒီ pain တွေအဲ့ဒီနာကျင်မှုတွေအဲ့ဒီဖြစ်ရကြီးကိုအဲ့ဒီတင်ညာကြီးကနေမှတ်လိုက်မှတ်ပြီးတော့ခါကျတော့အဲ့ memory recall တွေပြန်ဖြစ်တိုင်းဘာဖြစ်သွားလဲဆိုရင်စိတ်နာစိတ်ကြမ်းရတယ်ငါ့ဘသူကဘယ်လိုပြောခဲ့ငါ့ဘသူကဘယ်လိုနာကျင်အောင်လုပ်ခဲ့ဘသူကငါ့ကိုဘယ်လိုမျိုးတွေပြောခဲ့တာဆိုပြီးတော့အထက်အဲ့ဒီအနာကိုစွတယ်လို့မျိုးဖြစ်ပြီးတော့ရင်ထဲမှာအကျဉ်းပူလောင်နေရတဲ့ဟာလေအဲ့ပူလောင်နေတဲ့ဟာတွေကိုကြာလာတော့ဘာဖြစ်လဲဆိုစိတ်မှာတိုင်းနေတာအနာကြီးဖြစ်တယ်ရုပ်ကြီးကပြန်အမာရွတ်တွေကျန်းနေတယ်လို့မျိုးပေါ့စိတ်ထဲမှာအမိုက်တွေဖြစ်ဒါပေမဲ့အဲ့အမိုက်တွေကမလိုချင်တော့ဘူးရှင်းထုတ်မယ်ပို့ပြီးတော့အဲ့ဟာနေပို့ပြီးတော့စိတ်သက်သာရတဲ့နေရာလေးကိုတွားကျင်တယ်အဲ့ဒါဘာလို့ကြောင့်ကိုအဲ့ဒီစိတ်တွေကနေပြင်းလို့ရအောင်ကိုဘယ်လိုပူစားရမလဲဆိုတော့အဲ့လိုပူစားလိုက်တဲ့ဟာလေးတွေကနေတော့ပြည့်ချင်းကိုကစိတ်ဒေါသထွက်တဲ့စိတ်ကလေးကနေကိုဒေါသကိုတနည်း3ချိန်လောက်ထွက်တဲ့သူကတနည်းတစ်ချိန်နဲ့ထွက်တော့တယ်ဆိုရင် you are healing from the anger ဒါပေမဲ့ဒေါသဆိုတာအကြောင်းကျိုးတိုက်ဆိုင်တယ်ဆိုဒေါသထွက်စရာအရုံနဲ့တွေ့ရင်ဒေါသထွက်မှာအမြင်ကက်စရာအရုံနဲ့တွေ့အမြင်ကက်လိုက်ပါပဲဒါပေမဲ့ကက်နေတဲ့အချိန်လေးကအမြင်ကက်လိုက်တာပြီးတော့ဗာလဲအဲ့အမြင်ကက်တဲ့စိတ်ကလေးပဲကိုဖြီးလျှော့လိုက်တာအဲ့ဒါလဲ feeling ဖြစ်နေရတယ်အဲ့တော့ကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းဒေါသတွေကြောင့်အမြဲတမ်း hit တက်နေအဲ့ဒါတွေကိုရှော့ချပြီးမနေဘူးလားတခါတလေအာမတန်မှန်ရှော့ဘာလို့ကိုဖြစ်ချင်တယ်ဒါပေမဲ့များတဲ့ခါမှာရှော့လိုက်တယ်ခင်ဗျာစိတ်ကလေးကိုရှော့လိုက်တာဒါလည်းဘာဖြစ်တော့ကိုပူလောင်မှုကနေရော့သွားတာ it's healing ဖြစ်သွားနော်အဲ့တော့စိတ်တန်ရာတွေကိုအဲ့တော့ကုစားတယ်ဆိုတဲ့အခါမှာဘယ်လိုကုစားမှုဆိုတာအဲ့လိုမျိုးဘယ်သူတွေရဲ့ခုနအမမေးလိုက်တဲ့မိကွန်းထဲမှာကျတော့ဘယ်သူတွေကဘယ်လိုကုစားတင်လဲဘယ်လိုကုစားရမလဲဘယ်လိုပုံစံနဲ့ကုစားမလဲ okay body က physical pain တွေပါဖြစ်တယ်ဆိုရင်ခုနပြောတဲ့ဆေးမိတိုတွေနဲ့ကုစားရတယ်ယောဂဝေဒနာဆိုရင် meditation တွေဆရာဝန်တွေကနေတစ်ဆင့်ကုစားတယ်အဲ့တော့စိတ်မှာဒဏ်ရာဖြစ်ပြီးစိတ်မှာအနာဖြစ်ပြီးဆိုရင်စိတ်မှာဖြစ်တဲ့ယောဂဝေဒနာကိုကျတော့စိတ်နဲ့ပဲပြန်ကုစားရတယ်မိမိရဲ့စိတ်တခါတလေကျရင်ကျွန်တော်တို့ကိုယ်တိုင်ကโอเคဒေါသထွက်လာရင်ရေလေးတောက်လိုက်ဒေါသပြေအောင်လုပ်တော့ကိုဒီလိုမျိုးလေး short ချပြီးကိုယ့်ဘာသာကို self healing လုပ်လို့ရတဲ့အရာတွေရှိတယ်တခါတလေကျရင်ဒဏ်ရာကအရင်နဲ့သွားတယ်ကိုခံစားရတဲ့ emotion level က deep စိတ်ခံစားချက်ကအရင်ကိုနည်း deep level အဲ့တော့ net ရ net တက်လောက်သူ့ဝေဒနာပြင်းထန်တယ်အဲ့ချိန်မှာသူ့ရဲ့တုံ့ပြန်မှုတွေတစ်ဖက်ကနေကိုက information receive လုပ်တဲ့ဟာတွေ information ကိုတစ်ခါကိုက response ဆိုပြီးတုံ့ပြန်တဲ့အရာတွေကမှားရတဲ့တုံ့ပြန်မှုတွေဖြစ်သွားတယ်အခါမှာကိုယ့်ရဲ့စိတ်ထဲမှာပို့ပြီးအစမပြေမှုတွေများပြီးတော့ဒဏ်ရာတွေများပို့ဒဏ်ရာပေါ်မှာဒဏ်ရာတွေဖြစ်လာတဲ့အခါကျရင်ဒါကြောင့်ကိုရကနဲ့ပြောရဲဒီ therapist တွေဒီ mindfulness practitioner တွေhealer တွေပေါ့နော်ဒီလိုသူတို့တွေစီကနေပြီးတော့အကူအညီယူရတယ်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ဒီကိုကဘယ်လိုလူမျိုးတွေက healing ပေးတဲ့သူတွေလဲဆိုတော့ဒီလို healing process ကိုကိုယ်တိုင်ကလိုက်နာကျင့်သုံးပြီးတော့ကို apply လုပ်ထားပြီးတော့ embody ရှိပြီးတော့အဲ့ဒီအရာတွေကိုကိုယ်တိုင်ကလည်းကျင့်သုံးနေထိုင်တယ်အဲ့ဒီကျင့်သုံးနေထိုင်လို့ရတဲ့အေးချမ်းမှုကိုလည်းကိုယ်လက်တွေ့ခံစားရတဲ့ experience ရှိထားပြီးပြီဆိုမှသူများကိုပြန်ပြီးတော့
ကုသပေးတာဒီအကောင်းဆုံးပဲဒါကြောင့် therapist training တွေဆိုလို့ရှိရင် counseling ပေးတဲ့ counselor တွေဆိုလို့ရှိရင် academic ဆိုတော့သူတို့မှ4 နှစ်ကျွန်တော်တို့ဒီ mindfulness practitioner ထိသွားမယ်ဆိုရင်2 နှစ် master ပြန်ယူရတာမျိုးနော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာနဲ့တက်မယ်ဆိုအဲ့စိတ်ဖြစ်စဉ်တွေကိုပဲလေ့လာပြီးဒီ practices တွေကိုလုပ်နေရတာက4 နှစ်အချိန်ပြည့်ဘာဖြစ်လို့ဆိုတော့အဲ့ဒီအရာအကြောင်းအရာတွေသူများကိုကူညီရမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာဒါတွေကို apply လုပ်ဖို့အရင်ဆုံးကိုယ်တိုင်ကဒီဟာကိုမသိဘူးကို healing လုပ်ရမယ့်ယောဂရဲ့အကြောင်းကိုမသိနိုင်ဘူးဒီဟာကိုဘယ်လိုလုပ်ရမယ့် process ကိုမသိဘူးအဲ့ဒီ experience တွေမရှိထားဘူးသူများကိုတိုင်ကြရတာအရင်ခက်တယ်ပြီးတော့ခါကျတော့ state ဒါဒီလိုပေါ့ state လို့ပြောရင်စိတ်အကြောင်းသိဖို့ဆိုတာထက်ဆိုင်ကျွန်တော်တို့ကလူသားဆိုလူသားတိုင်နေရှင်လူလို့ပြောလိုက်ရင်အဲ့လူရဲ့စိတ် process ကိုယ်တိုင်ကလည်းလူဖြစ်တဲ့အတွက်အဲ့ဒီလူတယောက်မှာဖြစ်လေဖြစ်တာရှိတဲ့တဘာဝအဲ့ဒီတဘာဝတွေကိုသိဖို့အတွက်ကိုအရင်ဆုံးသိဖို့လိုတယ်ကိုသိပြီးနားလည်ပြီးဆိုမှကိုကသူများကိုနားလည်နိုင်မှာဒါနဲ့တူလဲဆိုမေတ္တာနဲ့တူတယ်ကိုယ်စီမှာမေတ္တာပြေဝနေမှာသူများကိုမေတ္တာပေးလို့ရမှာအဲ့တော့ကိုကဒီ healing method တွေ healing process တွေဒီလိုမျိုး healing journey ကိုကိုယ်တိုင်ကဖြတ်တန်းပြီးတော့တကယ်ကိုအဲ့ဒီနေရာကနေကိုကဒီ upgrade version level up တစ်ခုရောက်သွားပြီကိုက heal version ဖြစ်သွားတဲ့အချိန်တွေမျိုးမှာဆိုကိုတည်ရလေးရဒါဆိုရင် it's okay ငါဒါကိုပြန်မျှဝေနိုင်တဲ့ capacity ရှိသွား embody ရှိသွားပြီဒါကိုပြန်မျှဝေလို့ရပြီဆိုတော့ကို confidence ရှိလာတဲ့နေ့ကျရင်အဲ့ဒါတွေကိုပြန်ပြီးမျှဝေပြီးလို့ရတယ်အဲ့လိုပဲကိုယ်တိုင်ကတရားတွေထိုင်နေ mindfulness practices တွေလုပ်တယ်ကိုယ်တိုင် healing journey ကိုသွားတဲ့အခါမှာ okay ဒီဟာလေးကတော့ဒီလိုလေးသွားနေတာအဆင်ပြေတယ်ဆိုကိုအဆင်ပြေတဲ့အကြောင်းလေးကိုငါတို့ဒီလိုလေးလုပ်လိုက်လို့အဆင်ပြေရဆိုပြီး sharing လုပ်လိုက်တာလေကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ experience ကိုလေ့လာပြီးတော့ကိုတကယ်သိတဲ့ဟာကို sharing လုပ်လိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားတာပိုကောင်းတယ်ဒါပြီးတော့ကိုယ်တိုင်ကမသိဘူးကိုယ်တိုင်ကလည်းဒီအရာတောင်မခံစားဘူးကိုယ်တိုင်ကဒီအတွေ့အကြုံမျိုးမမြင်ဘူးဟိုပါပေါ့နော်လူတွေကိုကုစားပေးဖို့ဆိုတဲ့ဟာတွေကmethod ပေါင်းမျိုးစုံရှိတယ်အဲ့ method ပေါင်းမျိုးစုံကိုက apply မလုပ်ကြည့်ပဲနဲ့ရမ်းပြီးတော့သွားလုပ်တာထက်ဆိုင်ကိုက apply လုပ်ကြည့်ပြီးမှကိုယ်တိုင်ကနော်ဒီဟာတွေကိုလေ့လာကျင့်သုံးပြီးမှကိုသူများကိုကုသပေးတဲ့အဆင့်ကိုသွားတာကတော့မှန်ကန်တဲ့ approach ပေါ့နော် approach ပေါ့မဟုတ်ဘူးဆိုရင်ကိုကမှန်ကန်နဲ့သွားရဲဆိုရင်တစ်ဖက်လူကစိတ်တိုင်ကအရင်ပြင်းထန်နေတဲ့အခါကျရင်ကိုဘယ်လိုမှကို handle လုပ်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဒီစိတ်ဆိုတဲ့ဖြစ်စဉ်ကကြတော့ကျွန်တော်တို့ကအမြဲတမ်း fix လုပ်ထားလို့မရဘူးဘာလို့လူမျိုးစိတ်ဖြစ်ဖြစ် response တွေကအမျိုးစုံဖြစ်နေသူစိတ်တန်ကအချိန်နဲ့ပြင်းထန်တော့သူရဲ့တုံ့ပြန်မှုတွေကအရင်ကပြင်းထန်တာဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့အဲ့တော့ခုနကပြောတဲ့ line ထနေတဲ့နေရာလေးတစ်ခုကိုအခြေအနေတစ်ခုကိုပြောင်းသွားပြီးcool down ဖြစ်သွားတာကိုလေ healing ပြောတယ်လို့မျိုးကိုကနေပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဥပမာပြရမယ်ဆိုအသေးကွဲတာဆိုတော့ဒါလူတိုင်းအသေးကွဲဘူးရယ်နော်အသေးမကွဲဘူးရယ်လူရှိတယ်များမြင်တာရယ်နော်အဲ့တော့ကိုကအသေးကွဲဒါပေမဲ့အသေးကလေတက်လုံးမကွဲဘူးလေဟုတ်တယ်မလားအကြီးဆုံးနဲ့ကွဲသွားတာအသေးကွဲတယ်ဆိုတော့ဒါပေမဲ့ကိုယ့်ရဲ့ဘဝလက်သေးကိုခုနောက်ထပ်ရင်ခေါ်မယ်ပြေးရချိန်မှာအချစ်ကပြန်ပြီး spawn true love reborn ဖြစ်သွားတာဒါလည်းအရင်ကိုအချစ်လို့ထင်ကြရအေးရထက်ပို့ပြီးတော့ချစ်သွားတယ်တကယ်အချစ် real love ကိုတွေ့သွားတဲ့အခါမှာဘာဖြစ်သွားလဲ you feel love feel all ဆိုဒီခါလေးကအချိန်ကအကောင်းဆုံးတမကတော့အဲ့တော့ဒါတခုကတော့အဲ့လိုမမေ့နိုင်ဘူးဆိုတဲ့လူတယောက်ကိုမေးဖို့အချိန်9နှစ်ပဲကြာတယ်ဘာဖြစ်လို့ဆိုတော့ဒီ cognitive ထဲမှာလေ neurons ဒီ cells တွေဟာ cells repairing regenerate ပြန်ဖြစ်တဲ့အခါမှာလေ9နှစ်အချိန်မှာဒီ cells တွေကပြိုကွဲပြီးနောက်တဲ့ cells အစားထိုးဖြစ်တယ်အဲ့ cells အစားထိုးဖြစ်တဲ့အခါမှာသူက cells တွေကဘာလို့ဆို blood cells တွေအဲ့ blood ဆိုရတာအဲ့သွေးထဲမှာတက်ပြီးနေတာ water memory ပထမတော့ကိုကတော့ဒီလူကိုချစ်ပါ affirm လုပ်ထားတဲ့ cell လေးတွေနဲ့ဖွဲ့ပြီးခါဒါပေမဲ့အဲ့ cell ကတည်သွားနောက် cells အသစ်ထွက်လာတဲ့အချိန်မှာဖြစ်သွားလဲဆိုတော့ခါကျတော့အရင်တော့ကမေးကြည့်လေအခုအိမ်အောင်ကြပါမှာရေဗီဇကိုပြန်လို့ကျန်တော့ဒီမှမလို့ကျန်တော့ကိုရထားကိုယောက်ျားကိုအမျိုးသမီးအချစ်ဆုံးလို့ပဲဖြေချမှာဟုတ်တယ်နေနိုင်တာ it's 7 years ပဲအဲ့ဒါပါစေ time is the best doctor အချိန်ကအကောင်းဆုံးတမတော့ time will heal လေနော်အချိန်က heal ဖြစ်သွားတာအဲ့လိုမျိုးကိုအရင်ကတော့အသေးတွေကွဲလာပါရဲ့ဆိုတဲ့အချိန်ကြီးဖြစ်တယ်ပြန်စဉ်းစားကြည့်နေတယ်ဘာမှမဟုတ်ဘူးဆိုတဲ့ဟာမျိုးဖြစ်တာဟုတ်တယ်နော်မျိုးမြင်နေကြည့်နေတာ
အနာတွေပြန်ပြီးစွာနာပြီးတော့မှမို့လို့နာနေတဲ့အနာတွေပြန်ပြီးစိတ်ကပြန်လုံနေဟုတ်တယ်မလားဆက်ရင်လည်းဆက်သွားမှာပေါ့လက်လက်ဆက်ဆက်ပဲခိုင်းပြီးဆိုရင်တော့ဆောင်းမတော့အဲ့လိုဖြစ်မှာဘာပြောနေရလဲပေါ့ဆိုတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပြီးဖြစ်သွားတယ်ခါလေးကျရင်ကိုကတော့အဲ့ဖြစ်ခါစားမှာတော့ဟာစိတ်တရားတိုးကြီးပေါ့မကြည်နဲ့မချမ်းနိုင်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကဘာမှမဟုတ်ဘူးအကြောင်းကျိုးတွေကိုကိုကနားလည်လိုက်ပြီးဟောဒါဘာဖြစ်လို့သူ့ရဲ့ဒီပြဿနာရဲ့ရင်းမြစ်အကြောင်းအကျိုးကိုသိလိုက်ပြီဆိုရင်ဘာဖြစ်သွားပြီလဲဆိုရင်အဲ့ဒီဟာချက်ချင်းလွတ်ချနိုင်တယ်အဲ့လိုမချနိုင်ဘူးဆိုတော့ဘာလဲဆိုတော့အဲ့အကြောင်းအကျိုးကိုမတုံ့တက်အကြောင်းရဲ့အကျိုးရဲ့မဆက်ဆက်တဲ့ဆိုအရာအလုံးက cause and effect အကြောင်းအကျိုးပဲအဲ့ဒီအကြောင်းအကျိုးကိုကိုကမှန်မှန်ကန်ကန်နှလုံးမသွင်းတတ်တော့ခါကြတော့ဘာဖြစ်လဲဆိုတော့အဲ့ခုနပြောပလွတ်ချနိုင်တာတွေဒီလိုမျိုးငါမှခံရတယ်ဆိုရဲ victim တွေပေါ့ဆိုတော့အဲ့ဒီနေရာကိုဆက်ပြီးတော့တွားဖို့ဆိုရင်ဘယ်ကနေတွားရမှာလဲဆိုတော့အာယုံနဲ့စိတ်ရှေ့စိတ်နဲ့နောက်စိတ်အဲ့ကနေပဲပြန်သွားရမှာပဲအာယုံဆိုတာကတိတတ်တဲ့သဘောမှပဲရှိတယ်သိလားဟောโอเคဒီလူတယောက်ကိုမြင်တယ်ဥပမာပြောတာနော်အာယုံနဲ့စိတ်မှာဆိုရင်ဥပမာဒီမှာကြည့်ကင်မရာထဲမှာကျွန်တော်ကိုမြင်တယ်ချစ်စရာလေးရယ်ချစ်စရာအာယုံနောက်စိတ်မှာကျတော့ချစ်တော့ချစ်စရာလေးဒါမဲ့ तू ကဘလို့ပဲချမ်းသာတယ်ဘာဖြစ်လဲအဲ့စိတ်နောက်စိတ်မှာပါဖြစ်တာကိလေသာအပြစ်ပြောခြင်းလားသူခြင်းလားပြောပလိုက်ခြင်းလားအဲ့ဒီကိလေသာနောက်စိတ်မှာဖြစ်တာဟုတ်လားအဲ့လိုမျိုးပဲလေကျွန်တော်တို့လူတယောက်ပြဿနာတစ်ခုပြတ်ပြီးဆိုရင်အဲ့ဒီဒိဋ္ဌိမှတ်တယ်သူအတိုင်းလေးကို non judgmental view နဲ့မကြည့်နိုင်တော့ဘယ်နဲ့ဘာဖြစ်လဲနောက်စိတ်မှာကိလေသာတွေဖြစ်တာလေသူကငါ့ကိုပြောတာသူကငါ့ကိုဒီလိုကြီးပြောတာမှန်နေမာနိုင်တယ်အကိလေသာနောက်စိတ်မှာမနှောမှာပြဿနာတွေတက်တယ်နော်အဲ့တော့ okay အဲ့တော့ဘယ်ကနေပြန်ပြီးတော့ဒီကြောင်ပြန်ပြီးတော့ရှင်းမယ်ပြီးတော့ဘာလဲဆိုတော့ကောင်းတဲ့အာယုံနဲ့တွေ့ရဆိုရင်ချမ်းသာကောင်းတယ်ပန်းလေးတွေတွေ့တယ်ချစ်စရာကောင်းလေးတွေ့တယ်အခုဆိုရင်ဘောနာပီတီကျော်မဂျက်စတီကမင်းသားနဲ့မင်းတွေကောင်းတဲ့အာရုံဟဲ့ချလိုက်တာဟုတ်တယ်မလားသူချမ်းသာတယ်သူကြိုက်တယ်ချမ်းသာတယ်ဟောကောင်းတဲ့အာရုံလေးနဲ့နေတယ်အဲ့တော့မကောင်းတဲ့အာရုံနဲ့တွေ့ရင်ဒုက္ခဟာဤပုံနေလိုက်တော့မကောင်းတဲ့အာရုံဟုတ်တယ်နော်ဆိုတော့ဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာယုံကောင်းကိုခံစားတာအာယုံကောင်းကိုမခံမအာယုံမကောင်းမှုဆိုရင်ဆင်းရဲတာအဲ့တော့အဲ့ဆင်းရဲနဲ့ချမ်းသာအဲ့အာယုံနဲ့စိတ်ကိုသူကဘာလဲအတွေးတွေထဲမှာဘာလဲ comparison အများအားဖြစ်တယ်အတွေးထဲမှာ comparison အများအားဖြစ်တယ်အဲ့တော့တော့ဒီအတိုင်းလေးကိုဒါလေးကကောင်းနေတဲ့အာယုံရောကောင်းတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးဟာကြည့်စမ်းပါဦးခုနအာယုံကောင်းလို့ပြောလိုက်တဲ့အခါမှာ Bon Appetit Your Majesty အဲ့စကားလေးနော်ဟိုချောနာတွေကသူတို့မင်းသားနဲ့မင်းသမီးဘယ်လိုမျိုးဒါပေမဲ့ comparison ပါလဲwhat's wrong with Secretary Kim နဲ့မှာ Park Song Joon နဲ့ Park Min Young နဲ့ပိုကောင်းတာ comparison လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲအာယုံကောင်းမခံစားနိုင်တော့ကိုယ့်ရဲ့အာယုံကဘာလဲတခြားနဲ့သွားပြီး comparison လုပ်လိုက်တော့ပြစ္ဆုတ်ပန်ကတော့ဒီ movie ကြည့်နေတယ်ဒါပေမဲ့ကိုကဘာလဲအရင်ကြည့်ခဲ့ဘူးတဲ့ movie နဲ့သွားပြီး compare အဲ့ compare ကိုသွားလုပ်နေရပြစ္ဆုတ်ပန်မတည့်တော့ဘာလို့ပြစ္ဆုတ်ပန်မှာတော့ဒီကားကိုပြဒါပေမဲ့ကိုယ့်ရဲ့အာယုံနဲ့စိတ်ကဘာဖြစ်သွားပြီလဲဆိုရင်ခုနအတိတ်ကိုသွားပြီးဆွဲပြစ္ဆုတ်ပန်မတည့်ဘူးပြစ္ဆုတ်ပန်မတည့်တဲ့များ comparison ရှိတာအဲ့ဒီအချိန်မှာအဲ့အာယုံနဲ့စိတ်နဲ့ပြဿနာတည့်ပြီးလှည့်တာအဲ့မှာနောအဲ့မှာလှည့်စားလိုက်တယ်အရသာလေးလေးဝါအေးဒါမဲ့လေးသွားတဲ့အရသာလေးသွားတဲ့အတိုင်းမထားအရှိမစားထားတော့ကအရသာတမျိုးလေးအခုကျတော့နည်းနည်းလေးပါဘာလို့အရင်စားခဲ့ဘူးတဲ့အရသာကိုရှိထားတာသိထားတာဖြစ်တဲ့အတွက်အဲ့ပညာကဒီအရသာဒီအမှန်လို့မှန်ထားတဲ့အတွက်
နည်းနည်းလေးလေးသွားတဲ့အရာဒါဆိုရင်ငံတယ်ဆို complaint တက်တယ် compare သွားလို့တာအဲ့တော့ရှေ့မှာစားထားတဲ့အရာဒါဟာလေအရာဒါတစ်ခုအခုငံတယ်လို့ပြောလိုက်တဲ့လေးတဲ့အရာဒါအဲ့အရာဒါနှစ်ခုကလေးတယ်ပေါ့တယ်လို့ပြောအောင်ဘယ်အရာဒါအမှန်ဆိုတာဘယ်သူပါပြောနိုင်လဲရှေ့မှာစားထားတဲ့အရာဒါပြီးသွားရှေ့အရာဒါအခုစားတဲ့အရာဒါအခုရငံတာမဟုတ်ဘူးလားဒါမဲ့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော် mind နဲ့အမြဲတမ်းဘာလို့အမြဲတမ်း comparison လုပ်တာအဲ့မှာပြတ်တာတက်ခံပါတယ်ပညာတွေကအဲ့လိုတွားပြီးအလုပ်လုပ်တယ်နော်အဲ့တော့ compare လုပ်တာဘာဖြစ်လဲပြစ္ဆုတ်ကမတင်ပြစ္ဆုတ်တယ်မှာစားလိုက်တယ်ရတာငံလိုက်တယ်ဒီလိုလေးမဟုတ်ဘူးဟာလေးလိုက်တာငံလိုက်တာဟာပေါ်လိုက်တာအရင်ကကျတော့ကိုကလေးပဲစားထားတယ်ဒီဟာကျတော့ပေါ်လိုက်တာဖြစ်သွားပြီအဲ့လိုပဲ coffee တောက်လိုက်ပြီဆိုရင်ခါတာcoffee ဆိုတာခါတဲ့ဟာပဲလေ coffee ဆိုတာက coffee တောက်ပါတယ်ဆိုကြတဲ့ coffee ကခါတာအဲ့တော့တကြားထဲ့တာများတာတကြားထဲ့တာနဲတာပေါ်မှာမူတည်ပြီးတော့အချိုရော့တယ်အချိုများတယ်ဆိုတဲ့ဟာမျိုးဖြစ်တာအဲ့ဒါကိုပြစ္ဆုတ်ပံကြကိုကမစင်ချင်နိုင်တော့ခါကျတော့ဖြစ်သွားလဲဆိုအရင်တောက်ဖို့ရတာနဲ့ဆိုဟာဒီ coffee ကကြတော့ပေါ့ဒီ coffee ကကြတော့ချိုတယ်ဒီ coffee ကကြတော့အချိုပေါ့တယ်ဆိုပြီးလိုက်ပြီး compare လုပ်တယ်အဲ့လို compare လုပ်ရင်လည်းဘာဖြစ်သွားလဲဆိုအဲ့ပြစ္ဆုတ်ပံမှာ coffee တောက်နေတဲ့သူ့ရဲ့အရာတာနဲ့အဲ့ဒီဟာကအိမ်မှာလုံးဝ enjoyment လို့ဆိုတာအဲ့ဒီပြစ္ဆုတ်ပံမှာ enjoyment မရှိတော့တက်စီးသွားအဲ့ပါဆို comparison တွေကြောင့်ပြစ္ဆုတ်ပံ enjoy မလုပ်နိုင်ကျွန်တော်ပြောတဲ့နေရာအမြင်ရှင်းလားမသိဘူး compare တွေလုပ်နေဒီစိတ်ကြီးอ่ะအဲ့တော့ trauma တွေလာတယ်တခုခုကိုလက်ကိုမလုံနိုင်ဘူးတခုခုကို move on မဖြစ်နိုင်ဘူးဆိုတာလဲဆိုတာအဲ့ဒါလည်းပြစ္ဆုတ်ပံမကြောက်လို့ဘယ်လိုဖြစ်သွားတာလဲဆိုရင်အတိတ်မှာပြည့်ခဲ့ပြီးတော့ experience ရှင်ပြီးတော့ဒီလိုမျိုးဆိုသွားပြီးချိန်ထိုးနေတဲ့အတွက်ကိုယ်လက်ရှိမျက်စိရှိမှရောက်နေတဲ့ moments ကိုကိုယ်က joy မလုပ်ဘူးဘာလို့ expect အဲ့ထက်ပိုကောင်းတယ်ဆိုတဲ့ဟာမျိုးတွေကိုမျှော်လင့်ကို joy မလုပ်နိုင်နော်အဲ့တော့အဲ့လိုမျိုးပေါ့ချုပ်သွားလားမသိဘူးအဲ့တော့ မရှုပ်ပါဘူးချင်း အဲ့တော့ပြန်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အရာမှအကြောင်းကင်းပြီးဖြစ်တည်နေတဲ့အရာမရှိဘူးသူ့မှာတခုခုဥမာငံတယ်လို့ပြောလိုက်တယ်ဆိုရင်အဲ့ငံနာရဲ့အကြောင်းအရာဘာလဲဆိုတော့စားလေးပို့ထဲမိသွားလို့စားလေးပို့ထဲမိသွားလို့ဒီမှာငံသွားတဲ့အကြောင်းပဲပို့ထဲမိသွားတဲ့အတွက်သူဟာဒီလိုပဲရတာရလေးရောစားတဲ့လေးပို့ရသွားလို့အဲ့ဒါလေးပဲပြီးသွားပြီမဟုတ်ဘူးအိမ်မှာညံသွားလို့ဆိုဟာကွာတိတ်မင်းဘလို့ဟင်းချက်တာလဲတောက်မကြညံကြည့်နေရပဲအရင်ကဘလို့လဲလက်ရကိုမငင်ဒိန်းနေဒေါသကြီးထွက်အကြောင်းကျိုးနားမလဲဘူးစားလေးပို့ထဲမိသွားလို့ဟာကွာမင်းငန်းတာကွာစားများသွားတယ်ထင်တယ်နည်းနည်းလေးရေလေးများများရောပြီးပြင်ပေးလိုက်ဆိုရင်ဒါအကြောင်းကျိုးနားလဲလို့အကြောင်းကောင်းပြန်ဖြည့်စည်းလိုက်တာဘာလဲဆိုတော့ခုနငံတဲ့အရာတော့ခြေဖြတ်ပြီး normal အရာတာပြန်လုပ်လိုက်တာအကြောင်းကျိုးနားလဲဆိုတော့အပြစ်မတင်ဒါပေမဲ့အကြောင်းကျိုးနားမလဲတော့ဘာဖြစ်လဲတဲ့ဘလို့ကောင်းမှလဲနင်ဘလို့ချက်တာလဲငါမော့ပင်မမီလာတဲ့ဟာငါ့ကိုဒီလိုသပင်းကျွေးဒီလိုလားအဲ့ဒီမှာအဲ့မျိုးသမီးကလည်းပြန်ကြမယ်ရှင်ကဘယ်လိုမျိုးဆိုအဲ့ဒီလောက်ကြီးပြကွဲသွားတယ်အကြောင်းကျိုးတွေအကြောင်းကောင်းတွေမတိဆောက်ဘူးအကြောင်းကောင်းတွေမဖြည့်ထားတော့ဘာဖြစ်လဲအကျိုးတွေမကောင်းဘူးအကြောင်းကောင်းတွေဖြည့်ထားတယ်အကြောင်းကောင်းတွေညီညွတ်အောင်လုပ်ထားတယ်ဆိုရင်အကျိုးတရားတွေကကောင်းပါပဲအဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာ comparison တွေပြစ္ဆုတ်ပံမတည့်တဲ့အတွက် be present မနေနိုင်တဲ့အတွက်ပြစ္ဆုတ်ပံမတည့်တဲ့အတွက်အဲ့ဒီ comparison တွေရှိနေသမျှက conflict တွေရှိနေမှာပဲ conflict တွေရှိနေသမျှကတော့ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဒီဟာလေးကိုမြင်လိုက်ရင်မသိဘူး comparison ဆို compare တစ်ခုနဲ့တစ်ခုအဲ့လိုမျိုးဖြစ်တွေကိုနှိုင်းယှဉ်လိုက်တာနဲ့ competition ဆိုပြီးပြိုင်လာတော့မှာအဲ့လို competition ပြိုင်လာတာနဲ့ခုနက conflict တွေဆိုတာဖြစ်လာမှာပဲပြဿနာတွေဆိုတာဖြစ်လာမှာပဲ
ဘောပေါက်လားမသိဘူးရလားဒီ okay လား okay လား โอเคပါတယ်ချေ okay နော်အဲ့ဒီမှာဘာလဲဆိုတော့ဘာဖြစ်လို့ဒီလို conflict တွေ comparison တွေဘယ်လိုဖြစ်တာလဲဆိုရင်ကျွန်တော်တို့မှာနှစ်မျိုးနှစ်စားရှိရယ်စဉ်းစားတာနဲ့ခံစားတာ thoughts and emotion ကျွန်တော်တို့ဘယ်လိုစဉ်းစားလိုက်တာလဲဘယ်လိုခံစားလိုက်တာလဲအရင်ကြီးပါကိုယ့်ရဲ့စိတ်ထဲမှာပစ္စုပန်မတည့်တော့ဘူးပစ္စုပန်မကြတော့ဘူးပစ္စုပန်ကြမနေနိုင်ဘူး it's very အဲ့လိုခုနကပြော conflict စိတ်ထဲမှာ conflict တွေဖြစ်လာတာ ਨੇ တတိလေးကတ်လိုက်တာနဲ့တတိလေးကတ်ပြီးတော့ဟုတ်ပြီကျွန်တော်တို့အဲ့လိုမျိုးခုနပြောသလိုမျိုးပေါ့trauma ဖြစ်နေမှာမကြည်မနှက်ဖြစ်နေမှာလူတစ်ယောက်ကိုဒေါသထွက်တော့မယ်ဆိုရင်အဲ့လိုကိုယ်မှာအဲ့လိုဟိုဘယ်လိုပြောမလဲ compare ပေါ့နော်ကိုအရင်ဟာတွေနဲ့ချိန်ပြီးတော့ compare လုပ်လာပြီဆိုရင်အဲ့လို hit တက်လာပြီဆိုရင်ကျွန်တော်ပြန်စဉ်းစားမှနှစ်ချက်ပဲရှိရပါလို့ဆိုကိုဘယ်လိုစဉ်းစားနေရလဲကိုဘယ်လိုခံစားနေရလဲငါရဲ့ thought form ကပါငါရဲ့ emotions ကပါကိုယ့်ရဲ့ဒီပြင်ပမှာရှိတဲ့အရာတွေအာယုံအဲ့အာယုံပေါ်မှာစဉ်းစားပုံပြောင်းလိုက်တာနဲ့စိတ်ခံစားချက်လို့ပြောတဲ့ emotion ပြောင်းကိုမြင်နေတဲ့အရာလေးအဲ့မြင်နေတဲ့အရာပေါ်မှာကိုယ့်ရဲ့အတွေးကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ thoughts လေးကိုပြောင်းလိုက်တာနဲ့ကိုယ့်ရဲ့ emotion ပြောင်းတယ်အဲ့ဒါကိုဘာပြောလဲဆိုအာယုံပြောင်းရင်စိတ်ပြောင်းတယ်အာယုံနဲ့စိတ်ပဲအာယုံဆိုတာကရှေ့စိတ်အာယုံကရှေ့စိတ်စိတ်ကနောက်စိတ်အဲ့တော့ကိုယ့်ရဲ့မြင်လိုက်တဲ့အမြင် visions အဲ့ဒီမှာကျွန်တော်တို့ဒီမှာမြင်နေအားလုံးမြင်နေတယ်ခေးတော့ဒီမှာမြင်နေဆိုတော့ဒါအာယုံကမိသူလို့မြင်မိသူကိုချစ်စရာလေးလို့မြင်လိုက်တာလေ emotions ကပါလဲချစ်စရာလေးဆိုမေတ္တာစိတ်ကလေးပေါ်သွားမိသူကအမြင်ကက်စရာမာနကြီးလိုက်တာကွာဘလို့ကြီးလည်းမသိဘူးလို့ပြောလိုက်တာနော်ချက်ချင်း emotions ကပါဖြစ်လဲhate မုန်းခြင်းဘက်ကိုရောက်တာမကြိုက်ဘူးဘက်ကိုရောက်တာ emotions တွေကြောင်းတာအဲ့ဒါအာယုံပေါ်မှာကိုကဘယ်လို thinking လုပ်လိုက်တာလဲသူကကောင်းတဲ့အချက်ကိုရွေးပြီး pick လုပ်ပြီးတွေးလိုက်တာလားမကောင်းတဲ့အချက်ကိုရွေးပြီး pick လုပ်လိုက်တာလားဆိုရင်ဟာအဲ့ဒီအပေါ်မှာအဲ့ဒီ thoughts အဲ့မြင်လိုက်တဲ့အရာပေါ်မှာကိုတက်လာတဲ့ thoughts ကိုတွေးလိုက်တဲ့အတွေးကိုစဉ်းစားလိုက်တာကိုစဉ်းစားလိုက်တာစဉ်းစားလိုက်ပြီဆိုတာ ਨੇ အတိတ်ထဲကိုရောက်သွားသဘောပေါက်လားမသိဘူးဒီမဲ့ကျွန်တော်ဒီလိုလောက်ပြနေဒီလိုလေးလောက်ပြနေသူပုံစံလေးရည်ရတယ်အဲ့လိုမဟုတ်ချင်မီတို့ဘလူကြီးလုံနေသူကဒီလိုလေးလောက်တာပြန်ပြီးဒီလိုလောက်လိုက်တဲ့ဟာကိုပြန်စဉ်းစားလိုက်တာလည်းဆိုလေစဉ်းစားလိုက်တာနဲ့အတိတ်အတိတ်ကိုရောက်သွားတာမှန်သမျှဒီပဲဖြစ်တာအဲ့ trauma တွေအတွေးအားလုံးကကြည့်နေတာဒီကိုဘလူတွေးလိုက်တာတွေးလိုက်တဲ့ဟာကြည့်နေတာမြင်နေဆိုတဲ့အနေအားလေးမှာဆိုတော့ဒါကမြတ်စွာဘုရားရဲ့ရှုထောင့်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကဘယ်လို thoughts ကိုမြင်လိုက်တဲ့မြင်တိုင်းမှာကိုကြားလိုက်တဲ့ကြားတိုင်းမှာကိုဘယ်လိုမျိုးခံစားနေရတော့ဆိုတော့အဲ့ကိုစဉ်းစားလိုက်တာနဲ့ကိုယ့်ရဲ့ခံစားချက်ပြောင်းတယ်အဲ့အာယုံပြောင်းလိုက်တာနဲ့စိတ်ကပြောင်းတယ်အဲ့အာယုံနဲ့စိတ်အာယုံနဲ့ဝေဒနာအဲ့ဒီအာယုံလို့ပြောတဲ့ရှေ့ကိုဘယ်ပြောမလဲအာယုံဆိုတာ around you ကိုယ့်ရဲ့ပတ်လည်မှာရှိနေတဲ့ဟာတွေအကုန်လုံးအာယုံတွေပဲအခုကျွန်တော်ကလည်းအာယုံပဲဒီဟာလည်းအာယုံပဲဟွာလည်းအာယုံပဲရေဘူးကလည်းအာယုံပဲမီးရလည်းအာယုံပဲအာယုံက around you စိတ် within you ကိုယ့်ရဲ့စိတ်ကကြာပါဖြစ်လေ within ကိုယ့်ရဲ့ within မှာရှိတယ်နော်အဲ့တော့အာယုံကိုယ့်ရဲ့ပတ်လည်မှာရှိပြီးတော့ကိုမြင်နေကြားနေတွေ့နေတဲ့အရာအလုံးဒီ around ကိုယ့်ရဲ့ around မှာရှိတယ်စိတ်ကကြတော့ဟဲ့ within ကျွန်တော်ရဲ့အတွင်းထဲမှာရှိတယ်အဲ့ဒါကိုနားလည်ဖို့လိုတယ်အဲ့တော့ခါကျတော့ဒီ sufferings ခံစားမှုတွေဆိုတဲ့ဝေဒနာတွေကဘယ်သူက create လုပ်တာဟာဒီ thoughts အတွေးတွေကကျွန်တော်ရဲ့တွေးလိုက်တဲ့တွေးခေါ်ပုံတွေးတော်နည်းအဲ့ဒီ
အတွေးလေးတွေကဘာဖြစ်တာတော့ကျွန်တော်တို့ကိုယ်တိုင်နာကျင်စေတာ suffering ကိုက create လုပ်လိုက်တာတော့ဝေဒနာတွေကိုကိုက create လုပ်လိုက်တာဟုတ်လားအဲ့ဒါကြောင့်အာယုံကောင်းတဲ့တွေ့ရင်ချမ်းသာတယ်မကောင်းတဲ့အာယုံနဲ့တွေ့ရင်ဆင်းရဲတယ်အဲ့ဒါဆရာကြီးဦးစိုးလင်ပေးတဲ့ဥပမာလေးကောင်းတယ်သူကဘာလဲဆိုသူတငယ်ချင်းကအရင်ချမ်းသာတယ်ကိုယ်ပိုင်ကားရှိတယ်တကယ်နောက်ဆုံးတော့ကားကြီးသူ့လာခေါ်တယ်အဲ့လူကတိတ်ချမ်းသာဒါပေမဲ့ तू ကပထမတော့ तू တွေးတယ်ပေါ့နော်သူ့မှာတော့ချမ်းသာလိုက်တာငါ့မှာတော့ဆင်းရဲလိုက်တာအဲ့လိုကားလေးတော့မရှိရှာဘူးဆိုတော့ तू ကဘာဖြစ်လဲတက်ဒီအာယုံပေါ်မှာလိုက်ပြီးတော့ तू မြင်နေတဲ့ကားအကောင်းစားကြီးကို तू မြင်ပြီးတော့ဘာဖြစ်လဲ तू စိတ်ထဲမှာငါ့မှာမရှိဘူးလို့ခံစားလိုက်တော့ तू စိတ်ထဲမှာဘာဖြစ်တာတော့ဆင်းရဲသွားတယ်ဒုက္ခဖြစ်သွားတယ်ငါမှမရှိဘူးဆိုအဲ့မရှိတဲ့ဒုက္ခကို तू suffer လုပ်လိုက်တာဝေဒနာပေါ်သွားတယ်အဲ့ဒါဒုက္ခဝေဒနာပေါ့နော်အဲ့ချိန်မှာ तू အတွေးကိုပြောင်းလိုက်တယ်ကြည့်အောင်ငါမှကိုယ်ပိုင်ကားမရှိပေမဲ့ဒီတထေးကမောင်းနေတဲ့ကောင်ငါလိုက်စီးနေတာအဲ့ကောင်တထေးဖြစ်ပြီးတော့ तू ကားကြီးနဲ့လည်းငါလာခေါ်တယ် driver လုပ်နေတာပြင်ပန်းလိုက်တယ်ငါမှတော့ဇုံကြကြနဲ့တထေးကားကိုတက်စီးရတယ်ငါပါစံနဲ့ငါဝယ်တဲ့ကားမဟုတ်ဘူးဒါပေမဲ့ငါစိန်ခံကောက်ငါစီးနိုင်တဲ့အတွက်ငါဟာအခုချိန်မှာဒီကောင်ထက်ငါချမ်းသာတယ်ဘာလို့လဲဆိုတော့ဒီကောင်ကချမ်းသာပြီးတော့ driver လုပ်တယ်ကို steering ကန်ရတာနဲ့ lever နဲ့ရတယ် brake နဲ့ရတာနဲ့ဒါနဲ့ဆိုတော့ဒီလိုမျိုးသူ့မှာရောက်ရက်တွေခံနေတာငါတော့စိန်ကြကြနဲ့လိုက်တယ်ငါချမ်းသာတဲ့ဘောကငါအခုရောက်နေဒီကောင်ထက်ငါချမ်းသာတယ်လို့တွေးလိုက်တယ်နဲ့အဲ့ဒီလူကအဲ့လိုမှချမ်းသာဒါဆိုအတွေးရအဲ့တော့ poor life rich life ကျွန်တော်တို့အများသောအားဖြင့်ကကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ချမ်းသာတယ်ဆိုတော့ materialistic လို့ခေါ်ရတဲ့ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေကိုဘယ်လောက် status money status ကို bank account မှာဘယ်လောက်ရှိရဘယ်လိုဝတ်စားနိုင်တာ brand ညာ brand ဒီလိုပြောတာတကယ် real ချမ်းသာတာပြန်ပြောရဲကိုယ့်ရဲ့ life ကိုဘယ်လောက် enjoy လုပ်နိုင်လဲဘယ်လောက် satisfied ဖြစ်လဲဘယ်လောက်အတွင်းထဲမှာ state ဆိုတာအတွင်းလေအဲ့အတွင်းထဲမှာ within ကိုယ့်ရဲ့ within ထဲမှာကိုဘယ်လိုဖြစ်နေရလဲကို satisfaction အဖြစ်ရှိနေလားကိုတကယ်ကို fully enjoy လုပ်ပြီးနေနိုင်တာနဲ့မတိုင်းတာတော့ပဲနဲ့ဒီခုနသင်ပအရာတွေခုနအာယုံနေနဲ့ပဲသုံးဖြတ်လိုက်တာတကယ်တော့ real power inside within state within you အဲ့ဒီမှာလာရမှာအဲ့တော့ခုနကပြောသလိုပဲသူကကိုယ်ပိုင်ကားတော့မရှိဘူးဒါပေမဲ့သူ့ရဲ့အတွေးလေးကကောင်းတဲ့အတွေးနဲ့တွင်းနေတော့အဲ့ညမှာသူကချမ်းသာတဲ့ဘဝကိုသူရတယ် it's real rich life သူအဲ့ဒီပစ္စုပန်လေးမှာသူရဲ့ rich life ကိုသူ enjoy လုပ်ကြတယ် is happy အဲ့ချိန်မှာသူ satisfaction အပြည့်ရတယ်သူအဲ့မှာပြောပြီးတော့ပျော်နေတယ် it's he's living his full fledged life ဘဝကိုအပြည့်အဝသူနေထိုင်လိုက်တဲ့အခိုက်အတန့်ကျွန်တော်တို့ရဲ့ဘဝတွေဆိုတာအဲ့လိုအခိုက်အတန့်ပေါင်းများစွာနဲ့သွားမြင်တာပြီလားမသိဘူးပြောချင်တဲ့ဟာမြင်သွားပြီအဲ့တော့ကျွန်တော်တို့များသောအားဖြင့်ငါတို့ဆင်းရဲတယ်ငါတို့ချမ်းသာတယ်လို့မြင်နေရပါတယ်ဟုတ်လား mental အဲ့ဒါ universe mental ဟာဒီအတွေးထဲမှာပြဿနာတွေတက်တာဟာဒီအတွေးဟာကိလေသာပဲအဲ့တော့1500တော့ကိလေသာ mental illness ဆိုပြီးဓမ္မဇာလတုတ်တယ်နဲ့တန်လိခတုတ်တယ်နေမှာအပြေးဝရှင်းပြထားဆိုတော့ဒီကျွန်တော်တို့ဒီဗုဒ္ဓစိုက်ကိုလေ့လာတဲ့အခါမှာအဲ့ဓမ္မဇာလတုတ်တယ်တန်လိခတုတ်တယ်ဝိပလကတုတ်တယ်အဲ့တုတ်တယ်ကိုလေ့လာတဲ့အခါမှာသူက psycho analytic စိတ်တွေကိုဟောထားတဲ့တုတ်တယ်ပြရတယ်ဒါလူတိုင်းလေ့လာလို့ရတယ်ပိဋကတ်သုံးပုံဗမာပြန်ရှိတယ်အဲ့ပိဋကတ်သုံးပုံဗမာဆိုရင်အဲ့လိုပဲတုတ်တယ်ဘယ်ဆိုမှလည်းမျက်စွာပြားလေအဲ့ဒီကိလေသာယောဂါတွေအမြင့်ပြတ်တဲ့ဆေးတွေအပေးခဲ့ပြီးတော့လုံးဝအဆင်နဲ့ဆိုတော့ဒီလိုမျိုးသူစိတ်တရုပ်ခွဲတာက Sigmund Freud ကနောက်မှမျက်စွာပြားအဲ့ထက်မြင့်တဲ့ဟာတွေအများကြီးပြခဲ့တာပေါ့နော်ဆိုဒီလိုမျိုးကျွန်တော်တို့ကဘဝမှာပြည့်ရတယ်ချမ်းသာတယ်ကိုကအာယုံကောင်းနေနဲ့တွေ့ရင်ချမ်းသာတယ်ခုနကပြောသူကပြောအာယုံကောင်းနေတွေ့သွားမဟုတ်လားသူကားစီးရခါမှာသူ့ရဲ့အာယုံလေးကကောင်းလေးကိုသူက pick up လုပ်လိုက်တာအဲ့တော့သူ့ရဲ့ choice ပဲအဲ့တော့အဲ့တွေးလိုက်တဲ့အာယုံပေါ်မှာကိုကဘယ်လိုယူလိုက်တာကိုဘယ်လိုအရှိယူလိုက်တယ်အခုယူလိုက်တယ်အခုအရှိယူလိုက်ရင်ယူဘယ်လိုမျိုးကိုကစင်းရဲမှာကိုကချမ်းသာမှာအဲ့ဒီဟာကိုဘယ်လိုမျိုးကိုယူလိုက်တာလဲအဲ့ဒီအာယုံတွေပေါ်မှာကိုကဘာကိုရွေးချယ်မှာလဲကောင်းတာကိုရွေးချယ်မှာလားမကောင်းတာကိုရွေးချယ်မှာလားအဲ့လိုခုနကကောင်းတဲ့အာယုံကိုရွေးလိုက်လို့ကောင်းတဲ့စိတ်ခံစားချက်ဖြစ်ရင်အဲ့ဒါကောင်းတာလေကုသိုလ်ပဲအဲ့အာယုံတွေ့တဲ့အခါမှာမကောင်းတာကိုရွေးချယ်မြင်ကိုကအကုသိုလ်ပဲသူစိတ်ဆင်းရဲသွားပြီဟိုဖြစ်သွားပြီဆိုရင်လုံးဝအိတ်စိတ်ကမျက်နှာနဲ့စိတ်
တကယ်ကိုပူလောင်တဲ့စိတ်ကလုံးဝကိုအဲ့ဒါဒီအကုတူပဲဆိုတော့အဲ့တော့ကျွန်တော်တို့ဘဝမှာအခုကျွန်တော်တို့ဆင်းရဲစိတ်ဟိုနေတဲ့ဘဝမှာကုန်စည်နှုန်းတွေတက်လာတယ်ဟိုနိုင်ငံရေးတွေကအစမပြေဘူးဟိုပေါ့နော်ပတ်စံကကုံတော့မှာပဲဒီဟာကုံတော့ရင်နောက်တော့ပတ်စံတွေကမဝင်တော့ခါကြက်ဘာလဲဆိုတော့ဒီပတ်စံတွေတစ်လုံးသုံးလာတာပဲသုံးလာတယ်ဆိုတော့အခုလည်းသုံးတာရင်တော့လည်းသုံးနေတာပဲကိုစီမှာကုံတော့ပြတ်သွားမရှိဘူးခုသုံးပြီးရင်နောက်တော့ပြန်ဝင်လာတယ်ဆိုတာကိုမေ့နေပြီးတော့ဘာဖြစ်လဲဆိုတော့ကုံမကိုကြောက်လို့ချုပ်ချမ်းနိုင်လူတွေပူဆိုးရနော်ဟာငေါ့ဆိုအရန်ဟိပြီးတက်ပြီးတော့လေရလေလူလေးဦးတစီလို့ပြောအရန်ဟိုဖြစ်ပြီးတော့သူတို့မှစိတ်မထားတဲ့တော့လေအရန်လောဘစောတိုက်တယ်လို့ပြောတာပေါ့နော်အဲ့လိုမျိုးကြာအရန်ပူလောင်တာပေါ့ဆိုတော့ဒီလိုမျိုးကြီးတွေအဲ့လိုပဲကျွန်တော်တို့ကလည်းဖြစ်မလာသေးတဲ့အကြောင်းအရာပေါ်မှာပူဆွေးပြီးတော့ငါပတ်စံနေမရှိအောင်ဘယ်လိုလုပ်မှာငါပတ်စံနေမရှိအောင်ဘယ်လိုလုပ်မှာအဲ့ဒါမလုပ်နိုင်တော့ပူလောင်อ่ะမြင်လာလားမသိဘူးတွေ့အောင်โอเคအော်ပတ်စံမယ်โอเค30ရှိရ3ရမှာပဲပတ်စံဆိုတာ3ဖို့ပဲသုံးဖို့ပဲသုံးမှာဘာအတွက်သုံးမှာကိုယ့်ရဲ့စောက်ဝတ်နေရေးအတွက်သုံးမယ်ကိုလိုရတဲ့ဟာဝယ်ဖို့သုံးမယ်သူ no need to worry ဘာဖြစ်လို့ကိုအလုံးလုံးနေသေးပတ်စံဝင်နေမှာပဲပြန်ဝင်လာမှာတစ်ကြောင်းတစ်မျိုးမဟုတ်တစ်မျိုးပြန်ဝင်လာမှာအရင်တော့လည်းပတ်စံနေသုံးတယ်ပြည့်သုံးတယ်နောင်လည်းသုံးနေရမှာသူကဒီလိုလာနေမှာပဲဆိုတော့ confident လေးနဲ့သုံးပြီးတော့ပျော်ကြီးသုံးလိုက်တယ်ဆိုတော့ဘာဖြစ်လဲစိတ်ကမပူလာဘူးသူကလည်းသူ easy ဖြစ်မှာကိုကခတ်တာကျွန်တော်တို့ကဘာလဲဆိုတော့အမြဲတမ်းစိုးရင်စိတ်ကြီး worry ဒီအရာပေါ်မှာအဲ့ဒီခုနပြောတဲ့အာယုံပေါ်မှာဟိုဘလို့အရှိယူလိုက်တာလဲအာယုံပေါ်မှာဘလို့အရှိယူလိုက်တာလဲမကောင်းတဲ့ခုနကပြောတဲ့အာယုံ pick လုပ်ပြီးတော့ကိုစဉ်းစားတွေးခေါ်တဲ့ဟာက negative ကိုတွေးလိုက်တဲ့အခါမှာခုနပြောတဲ့ဆင်းရဲတာတွေချမ်းသာတာတွေဖြစ်သွားတာကိုယ့်လက်ထဲမှာပတ်စံ1000ကျန်နော်1000ကျန်ငါမှ1000ညအောင်ရှိတယ်ဒီပတ်စံ1000နဲ့လေဖုန်းပေ1000ဖြည့်လို့ရတယ်ဒီပတ်စံ1000နဲ့ငါလေပောက်စီတစ်လုံးဝယ်စားလို့ရသေးတယ်ဒီပတ်စံ1000နဲ့ငါဖျားလို့ငါကုသိုလ်အများကြီးရသေးတယ်ဒီပတ်စံ1000နဲ့ငါ200တန်မငါထုတ်စားလို့ရသေးတယ်ဟဲ့ကောင်းလိုက်တာငါမှပတ်စံ1000ညအောင်ဖြတ်ပြောလို့ရကောင်းလိုက်တာလို့တွေးလိုက်တာနဲ့ you are rich သူစိတ်ထဲမှာအရင်ကြီးနဲ့တပြောအဲ့1000လေးလို့တင်ကိုမှပြောနေတာငါပတ်စံ1000ပဲကျန်တော့တယ်ဒီ1000ကုန်တော့ဘာဖြစ်မှာလဲဒီ1000ဘာဖြစ်မှာသွားပြီးအဲ့မှာ1000စားဖို့ရတယ်ပူလောင်နေအခုပဲဒီဟိုအဖြစ်တဲ့ဟာပဲဒီပတ်စံ1000လေးပဲကျန်တော့လို့ကိုပဲဘဝပြတ်တော့မယ်ဆိုပုံစံမျိုးခံစားနေရတယ်သွားပြီးအဲ့နေရာမှာကိုစိတ်ကကိုကမွဲတယ်လို့ယူဆလိုက်တယ်နဲ့အဲ့ဒါငမွဲပဲကိုစိတ်ကချမ်းသာတယ်လို့ထင်နေကိုယူဆနေတယ်နဲ့အဲ့ဒါကိုချမ်းသာတာဘယ်သူမှကိုစိတ်ထဲမှာစင်းရအောင်ဘူးမှလာလို့မရဘူးကိုယ်တိုင်ပဲလုပ်ထားရတယ် suffering create yourself ကိုဟာနဲ့ကိုပဲ suffering တွေ create လုပ်နေကြပြားမှမရှိဘာမှမရှိလေအေးချမ်းလေးပဲနေတော့အယူတွေဆိုလမ်းမပေါ်မှာသူများကျူးတော့စားလိုက်တာသူပျော်ပျော်နေတာရှိရမှာသူတို့မှပျော်နေတယ်ခါလေးဆိုင်ဘူရာကြီးနားမှာလေအဲ့လိုမျိုးဖြတ်သွားပါတော့ဖြတ်သွားကျွန်တော်သူကလေသူ့ဘဝကိုအရင်ပျော်တယ်သူပြောနေသူ့လက်ထဲမှာသူများတွေမုံပေးတာအဲ့မုံလေးသူပြောအောင်စားတချင်းတွေအော်ဆိုပြီးသူ့ဘဝကြီးအေးချမ်းတယ်ပြုံးနေတာပဲဒါပေမဲ့လမ်းပေါ်မှာလူကောင်းတွေဆိုမျက်နှာမှာကြည့်အပြုံးတစ်ချက်မှမရှိအဲ့တော့ကျတော့ဒီယူကယူနေလို့နင်းဆင်းရဲတယ်လို့ပြောလို့မရဘူးသူယူတယ်ဟုတ်တယ်သူစိတ်မနှောင်ဒါပေမဲ့သူပြောနေတယ်သူ life မှာ enjoy ဖြစ်နေဒါပေမဲ့လူကောင်းတွေကသူ့လောက်တော့မပြောနိုင်ဘူးအဲ့ကြောင့်ဘယ်လိုပြောမှာသဘောပေါက်လားမသိမြင်လားမသိအဲ့တော့အဲ့လိုပဲဆိုတော့ကိုယ်စိတ်ကဒီနေ့ငါကြာဆုံးနေပြီဒီနေ့ငါအဆင်မပြေတော့ဘူးတွေးလိုက်တာနဲ့အဲ့ဒါအဆင်မပြေတာပဲဒီနေ့ငါအဆင်ပြေတယ်ကြာဆုံးတယ်ပျော်ရွှင်နေဆိုတဲ့ခံစားချက်ကိုရလိုက်တာနဲ့ကိုယ်အောင်မြင်တာပဲပျော်ရွှင်တာပဲချမ်းသာတာ it's thoughts and emotion ဒါလေးပဲအာရုံနဲ့စိတ်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတွေကိုလေတကုရှင်လိုမျိုးကိုးကွယ်နေလို့တကယ်လက်တွေ့ဘဝထဲမှာကျင့်သုံးရမယ့်ဒါအကျင့်တရားတွေကိုသင်ပေးတာမျိုးတကယ် existing together ကျွန်တော်တို့ဒီဓမ္မတရားတွေနဲ့ကျွန်တော်တို့ကအတူတကွရှင်သန်နေထိုင်နေဆိုတဲ့ dimension ကိုမဖြစ်နေပြီလို့ဟုတ်လားကျွန်တော်တို့ကကြောက်စိတ်တွေစိုးရိမ်စိတ်တွေနဲ့ပဲနေလို့တွေးပူနေလို့တကယ်လို့ခုနချစ်ခင်မှုတွေနဲ့ကိုကနေနိုင်တယ်ဆိုရင်မေတ္တာစိတ်တွေနဲ့နေနိုင်တယ်ဆိုကြောက်စရာလုံးဝမရှိ
မေတ္တာချစ်ချင်းမေတ္တာဆိုတဲ့အရာရှိရင်ကျွန်တော်တို့ဘာမှကြောက်စရာမရှိဘူးကျွန်တော်တို့ကြောက်နေတယ်ဆိုတာအမေတ္တာစိတ်မရှိလို့ကောင်းကျိုးလိုလာတဲ့စိတ်မရှိတယ်ခုနပြောလို့ကောင်းကျိုးဆိုတော့ကိုယ်စိတ်ချမ်းသာဖို့အတွက်ငါစိတ်ကလေးချမ်းသာငါတွေးမယ်ဆိုတဲ့အတွေးမျိုးမရှိရအဲ့ဒါကိုအရင်ဆုံးမေတ္တာပြတ်တာပဲကိုမေတ္တာရှိတဲ့လူတယောက်ကလေကိုစိတ်ဖြင့်နှဆင်းအောင်ကိုဘယ်တော့မှမတွေးမလုပ်မပြောကျွန်တော်အရင်တော့လေကိုမချစ်တာဘူးအဲ့ဒါကြောင့်လေစိတ်ညစ်စရာတွေပဲတွေးရအခုကအရင်ချစ်တတ်သွားပြီဒါပေမဲ့စိတ်ညစ်အောင်မတွေးတော့မရှိရလည်းမတွေးဘူးကောင်းတဲ့ဟာလေးပဲတွေးပြီးစိတ်ချမ်းသာအောင်ပဲနေတော့တယ်ဒါဆိုကိုမှန်မှန်ကန်ကန်ချစ်တော့ကိုမှန်မှန်ကန်ကန်ချစ်တဲ့လူတယောက်ကလေသူများကိုမှန်မှန်ကန်ကန်ချစ်တတ်တယ်ဆိုရင်မေတ္တာရဲ့သဘောနားလေကိုစိတ်ကိုယ်တော်မှကိုကလေမြစ်ပတ်ရင်ပေဝအဲ့လိုမျိုးပူလာရင်မကြိုက်တော့တာသူများကိုသွားပြီးတော့အပူစကားမျိုးတွေကိုမပြောချင်တော့အခုလိုမျိုးပေါ့ကိုတိကျင်တာလေးကိုတိကျင်တာလေးကိုတိသွားပြီးဆိုရင်အဲ့တိသွားတဲ့ဟာကိုလေစေတနာလေးနဲ့ဒီထဲမှာရှိတဲ့လူတွေတိအောင်မျှဝေပြီးကျင်လာတယ်အိမ်ရောက်လူတွေတိအောင်ပြောကျင်လာတယ်ဒီလိုမျိုးစေတနာတွေအရင်မေတ္တာတွေရမ်းပို့လာတော့ထိုင်ပြီးတော့ line ပေါ်မှာဟာပါဖြစ်ငါတို့ဆဲဟာတွေလည်းပြင်လို့ရတယ်ဒါမှမပြောဘူးအကျိုးရှိရတယ်ပဲပြန်မျှဝေလာအဲ့ဘာဖြစ်ဆိုမေတ္တာရှိလာတဲ့ဟာမျိုးလေးကျွန်တော်တို့လူတိုင်းထဲမှာအဲ့မေတ္တာစိတ်ရှိအဲ့ဒီချစ်ချင်းမေတ္တာတရားရှိရဆိုရင်အဲ့ကြောက်စိတ်ကမဖြစ်ဘူးဒီလားအဲ့ကြောက်စိတ်တွေစိုးရင်စိတ်တွေဖြစ်တယ်ဆိုတာအဲ့ချစ်ချင်းမေတ္တာစိတ်တွေမရှိတာအဲ့ကြောင့်မြတ်စွာဘုရားလောကကြီးတစ်ခုလုံးကိုဘာနဲ့အောင်မြင်ခဲ့အောင်မေတ္တာစိတ်နဲ့အောင်မြင်ခဲ့တာအဲ့အကြောက်တရားအလုံးလွန်မြောက်သွားတာမေတ္တာကောင်းကျိုးလိုလားသွားတာမေတ္တာနဲ့အကုန်လုံးကုစားသွားဒီလူသားတွေအကုန်လုံးကိုလည်းမေတ္တာနဲ့ကုစားပေးသွားတာအခုချိန်ထိလည်းမြတ်စွာဘုရားရဲ့ထားခဲ့တဲ့မေတ္တာတရားတွေနဲ့ပြေဝနေတဲ့ဓမ္မတရားတွေနဲ့ကျွန်တော်တို့ပူဇော်ခွင့်ရနေထုံးမယ်အဲ့တော့ချစ်ချင်းမေတ္တာတရားရှိမကြောက်ဘူးအဲ့ဒါပဲဟုတ်ပါလေအချစ်ရှိရင်မကြောက်ဘူးပြီးရမလားလူရဲ့လွဲတာချစ်တယ်ဆိုလူတယောက်ကိုချက်တယ်ဆိုရင်ရန်သူတရားစီးချင်းထိုးနိုင်တယ်လားမင်းမမှာတော့တရားကြောက်တယ်ချစ်ချင်းမေတ္တာကြောင့်ဘာလဲကိုအချစ်အတွက်ဆိုရင်အသက်ပင်ပြီးထိနှက်မစွန်းရချောနာကချီတယ်နော်ဟုတ်တယ်မလားသူ့ကောင်မလေးကိုဘာဖြစ်လဲအပြစ်ဒဏ်ပေးမှာမမလားဖက်မမကြီးအပြစ်ပေးမှာဆိုသူ့ကိုအပြစ်ပေးခြင်းကျွန်တော်ရဲ့ထိနှက်ရင်ချလိုက်ထိနှက်အောင်ဆုံးရဲကြောက်စိတ်မရှိတော့ဘူးဒီမှာဘယင်အရာတို့အာနာမရှိတော့ရင်သူ့လူတိုင်းတတ်မယ်ဆိုတဲ့ဟာမျိုးတော့မှသူမတွေးနိုင်တော့စွန့်လွတ်ရမေတ္တာအဲ့လိုမျိုးတွေတော့ sacrifice ဆိုချစ်ချင်းမေတ္တာတရားသာရှင်ကြောက်စိတ်မရှိဒါဒီဘက်ကလောကီဘက်ကလောကုတ္တရာနဲ့ရဲ့မေတ္တာဆိုကောင်းကျိုးလိုလာတာအဲကောင်းကျိုးလိုလာတဲ့စိတ်ရှိရခြင်းကြောက်စိတ်မရှိတော့ဘာလို့အကြောင်းကောင်းတွေဖန်ပြီးတော့တာမေတ္တာပေါ်မှာအခြေခံပြီးအကြောင်းကောင်းတွေဖန်ပြီးတော့တာအဲ့တော့ခါကျတော့ကိုကပတ်စံမရှိမှအောင်မကြောက်တော့ပတ်စံရှိလာအောင်စူးစမ်းလုံးလထားပြီးတော့ငါဘယ်လိုရှာရမှာလဲမေတ္တာစိတ်ကလေးနဲ့ရှာတော့တာကိုယ့်ရဲ့ကောင်းကျိုးငါပတ်စံမရှိဆိုငါငတ်တော့မှာအဲ့တော့ငါမငတ်အောင်ငါဘယ်လိုရှာမလဲသီလသမารီပြည့်စုံအောင်နဲ့ငါအလုပ်ကောင်းကောင်းကြိုးစားပြီးတော့ငါရှာမှဖြစ်မယ်လုံးလဝရိယနဲ့ရှာရမယ်ဘယ်လိုသွားမလဲအဲ့လိုတွေးရကိုယ့်ရဲ့ကောင်းကျိုးလိုလာပြီးကိုယ်အလုပ်ကြိုးစားလိုက်တော့အကြောင်းကောင်းတွေဖြည့်ပြီးတော့အကျိုးတရားကောင်းတွေရတာကိုကအလုပ်ကောင်းကောင်းလုပ်တော့ခါကျတော့ပတ်စံနဲ့ပြည့်တော့ကုန်မှလည်းမကြောက်တော့အကုန်မှာပေါ့အတုံးလို့ကုန်ရင်လေတစ်ဖက်ကကိုကပြန်ရှာနိုင်တဲ့အတွက်ကိုယုံကြည်မှုရှိနေတဲ့အတွက်အကြောင်းကောင်းတွေဖြည့်ပြီးထားတဲ့ကိုမှကြောက်စိတ်ကမရှိတော့အဲ့လိုကြောက်စိတ်တွေဖြစ်လာတာကုန်မှကြောက်တာဒါဥပမာပေးရနော်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ကဒီဓမ္မအမြင်လေးတွေကိုဘဝထဲမှာကျွန်တော်တို့ကဓမ္မမျက်မှန်တက်ပြီးကြည့်တတ်မှာအဲ့လိုမျိုးမြတ်စွာဘုရားရဲ့တရားတွေကဘာလဲဆိုတော့ဆင်းရဲချုပ်ငြိမ်းဖို့တဲ့ဆင်းရဲချုပ်ငြိမ်းဖို့ဆင်းရဲတယ်ဆိုခုနစိတ်ဆင်းရဲနေတာအာယုံတွေပေါ်မှာလိုက်ပြီးတော့ကိုကအတွေးမှားတဲ့အတွက်အတွေးမှားလိုက်တာအမြင်မမှန်တာအယူမှားတာတွေးပုံတွေးမှားလိုက်တာမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိမဖြစ်ဘူးအဲ့လိုဖြစ်လိုက်တာကဘာဖြစ်လဲဒီမှာဒုက္ခဆိုရယ်ဆင်းရဲခြင်းတွေမြတ်စွာဘုရားရဲ့တရားတွေကဆင်းရဲတို့ချုပ်ငြိမ်းဖို့အဲ့ဆင်းရဲခတ်တဲ့ကလောဘဒေါသမောဟပေါ်မှာအခြေခံပြီးဖြစ်တာဒီ၃ချက်ပဲဆင်းရဲတော့ချမ်းသာခြင်းနဲ့ကျွန်တော်တို့စိတ်ဆင်းရဲနဲ့ချမ်းသာခြင်းအဲ့တော့ဆင်းရဲစိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာအဲ့တော့အဲ့ဒီတကယ်ကို universal တကယ်ချမ်းသာစေချမ်းသာမှန်ကိုကြတော့ကျွန်တော်တို့မြတ်စွာဘုရားပွင့်တဲ့အချိန်ကျမှသိရတယ်
why ဆိုတာဘာကြောင့်ဆင်းရဲတာလဲဆင်းရဲတဲ့အကြောင်းတရားတွေကဘာလဲဆင်းရဲစေတဲ့အကြောင်းတွေကဘာတွေလဲအကြောင်းရင်းကိုရှာလိုက်တာအကြောင်းရင်းကိုရှာတယ်ဆင်းရဲတာဟုတ်တယ်ဒါဆိုငါစိတ်ဆင်းရဲနေပြီငါ့ကိုစိတ်ဆင်းရဲစေတဲ့အရာတွေကဘာလဲငါစိတ်ဆင်းရဲအောင်ငါဘယ်လိုတွေးညာစိတ်ဆင်းရဲတဲ့ခံစားချက်ဖြစ်ပြီးငါဘာလို့ငါစိတ်ကစိတ်ဆင်းရဲတဲ့ခံစားချက်ဖြစ်နေငါရဲ့အတွေ့အဘာလို့စိတ်ဆင်းရဲနေတဲ့အတွေ့အဖြစ်နေအဲ့လိုအကြောင်းရင်းကိုတီးလိုက်တာနဲ့ယောဂကလေယောဂရဲ့အကြောင်းရင်းကိုသိလိုက်တာနဲ့ကုသရလို့ကုသနိုင်ကြရပါလို့ဆိုသူ့ရဲ့အကြောင်းရင်းကိုမသိဘူးအဲ့တော့လောကမှာအကြောင်းမဲ့တဲ့အကျိုးတရားဆိုတာမရှိဘူးအဲ့ဒါကြောင့်အဲ့ဒီအကြောင်းကျိုးဆိုမြတ်စွာဘုရားပုံမှာတည်အကြောင်းရင်းကိုရှာအဲ့ဒါပြောတာဉာဏ်ပြောင်းရင်ဘဝပြောင်းတယ်ကိုကဘယ်လိုရှုမြင်သုံးသပ်နေရလဲဒီအရာအာယုန်တွေဒီကိုယ့်ရဲ့ thoughts တွေ emotion တွေပေါ့ကိုဘယ်လိုရှုမြင်သုံးသပ်နေဉာဏ်အဲ့ဒီဉာဏ်ပြောင်းလိုက်တာနဲ့ဘဝပါပြောင်းတယ်ခုနပူလောင်နေတဲ့ဘဝကနေအေးချမ်းနေတဲ့ဘဝလေးကိုရောက်သွားတာအဲ့ဒီလိုပဲပုထုဇဉ်ဘဝကနေအရိယာဘဝကိုရောက်သွားတယ်ဆိုတာအဲ့လိုအမြင်လောကဘဝထဲမှာနေတဲ့အမြင်အဲ့အမြင်ရှုတော့အဲ့လိုတွေးခေါ်ပုံစဉ်းစားပုံခံစားပုံတွေပြောင်းလဲသွားတာအဲ့ဒါပုထုဇဉ်ဘဝကနေအရိယာဘဝကိုပြောင်းသွားဆိုတာအဲ့ဒါလေးပဲဒီကယ်တမ်းတော့လေအဲ့တော့ transform ဖြစ်ဖို့လူတယောက်က transform ဖြစ်ဖို့ကဘာလဲဆိုတော့ဟာအတိညာတယ်စဉ်းစားဖို့ဉာဏ်ပြောင်းဖို့လိုတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လောကရဲ့နောက်ွယ်ကအမှန်တရားကိုကျွန်တော်တို့ဒီလောကကြီးမှာမြင်နေတာဟောဒီလောကကျွန်တော်တို့ဒီလောကအဲ့လောကရဲ့နောက်ွယ်မှာအမှန်တရားရှိတယ်အဲ့ဒါ laws တွေပဲ universal laws တွေပဲအဲ့လောကရဲ့အမှန်တရားတွေကိုမြင်လာတယ်အဲ့ဒါကြောင့်လောကရဲ့နောက်မှာဓမ္မလောကရဲ့နောက်မှာဓမ္မအလုပ်လုပ်တယ်ကံတရားတွေအလုပ်လုပ်တယ်အဲ့ဒါဓမ္မပဲနော်အဲ့အမှန်တရားတွေကိုမြင်လာဆိုတော့ဒီလိုမျိုးလေးပေါ့အဲ့တော့ဖြစ်သမျှအကြောင်းတိုင်းမှာအကြောင်းရင်းခံရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကသိဖို့လိုတာအာယုံကောင်းတဲ့တွေ့ရင်ချမ်းသာတယ်မကောင်းတဲ့အာယုံနဲ့တွေ့ရင်ဆင်းတယ်အတွေ့အထဲမှာ comparison တွေရှိနေအဲ့လို comparison တွေရှိနေလို့ဆင်းရဲတယ်အဲ့လိုဆင်းရဲနေတဲ့အတွက် compare တွေလုပ်နေတဲ့တော့တာပါအဲ့လို compare တွေလုပ်နေတယ်ကျွန်တော်တို့ဘယ်တော့မှစိတ်မချမ်းသာဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြစ္ဆုတ်ပံမကြောက်အဲ့တော့ကျွန်တော်တို့ကဘာလဲအာယုံက around you စိတ်က within you အဲ့စိတ်မှာနောက်စိတ်မှာတတိလေးရှိဖို့လိုရင်းနဲ့ရှေ့မှာကို around you မှာမျိုးစုံလာမှာကိုပြောတယ်ပြောလူတွေပြောတယ်အတင်းစကားတွေလာမှာအချင်းစကားတွေလာမှာခုနတဲ့စကားတွေလာမှာ bad ဒါပေမဲ့ကိုယ့်ရဲ့အတွင်းထဲမှာကိုယ့်ရဲ့ capacity ကိုဘယ်လို build လုပ်မှာလဲကိုဘာတွေကို pick up လုပ်ကိုဘယ်လိုရွေးချယ်မှာလဲဆိုအဲ့ဒီမှာအဲ့ဒီ inner power အဲ့ဒါ power အဲ့ဒီ power ကိုကျွန်တော်တို့တိဆောက်ထားတာ how strong you are ဆိုတာအဲ့အပြင်ပေါ့အဲ့ဒီအပြင်ကလူတွေကငါ့ကိုဒီလိုမျိုးပြောလို့ငါစိတ်ကဒီလိုဖြစ်သွားဆို okay you are not strong enough အပြင်ကဟာဘယ်လိုပဲလာငါစိတ်ကဒီတိုင်းဆိုင်လဲအော်ပြာ stay ပဲဆိုဟာဒီလုံးဝ powerful ဖြစ်တာ mind ပဲအဲ့တော့ခါကျဘာလဲဆိုတော့ဘယ်လိုပဲ around you ကိုပတ်လေအရာဒီလောကဒဏ်ဆိုတာအာယုံဒီအနေနဲ့လာ around you ကျွန်တော်တို့လောကဒဏ်ကအဲ့ဒီအာယုံတွေကအာယုံအနေလောကဒဏ်ဆိုတာအာယုံပဲအဲ့ဒီလောကဒဏ်ကြီးလာတဲ့အခါမှာကိုယ့်ရဲ့အတွင်း capacity ကိုယ့်ရဲ့ spot ကဘယ်လောက်ကြံ့ခိုင်လဲဆိုတော့အဲ့ဒီတတိအားနဲ့ကပ်ပြီးတော့ကျွန်တော်တို့ဖြစ်စုပ်ပံမှာ enjoy လုပ်နေရတယ်အဲ့ဒီ capacity ရှိဖို့လိုတယ်အခြေအနေအားလုံးကိုကျွန်တော်တို့ accept လုပ်ပြီးတော့ဖြတ်တန်းနိုင်အောင်ဆိုတော့အဲ့ဒီအာယုံနဲ့စိတ်ပဲအာယုံပြောင်းရင်စိတ်ပြောင်းတယ်အဲ့ခုနကပြောကိုယ့်ရဲ့အတွေးတွေ emotions တွေကကိုယ်တတ်တယ်အဲ့ဒီဟာကိုကတတိလေးနဲ့နိုင်သွားပြီဆိုရင်ပစ္စုပန်တိုင်းမှာကိုဟာအေးချမ်းချမ်းနဲ့ဘဝကိုမြင်ရတယ်ဒါဆိုရင် you are feeling မြင်လားမသိဓမ္မရော healing လုပ်သွားတဲ့ပုံကဒီ process ကဒီတိုင်းနဲ့ဒီထက်ပြေးမလို့ဘူး ionic state အကြောင်းကျိုးပါတယ်အဲ့ဒါမှန်မှန်ကန်ကန်ကျွန်တော်တို့က adjust လုပ်တတ်ဖို့အဲ့လို adjust လုပ်နိုင်ဖို့ဘာလဲ why ငါ
ဘာကြောင့်ဒီလိုခံစားနေငါဘာကြောင့်ဒီလိုတွေးလိုက်တာလဲကျွန်တော်တို့စိတ်ထဲမှာခံစားချက်မကောင်းဘူးဆိုရင်ခံစားချက်တွေဘာလို့မကောင်းလဲပြန်တွေးတတ်ဖို့လိုအဲ့လိုမတွေးလေအဲ့လိုမတွေးတော့ပြောရမယ်ကျွန်တော်လေးဒီနောက်ပြီးတက်ချက်ကိုပြောရမှာတရားစခန်းဝင်မှာပေါ့နော်ဒီပကြံမှာဝင်လိုက်တဲ့တရားစခန်းမှာပကြံမှာဝင်တော့ခါကျဟိုတင်လာကြောက်လို့တော့နောက်ဆုံးနေဆက်လीနောက်ဆုံးနေဆက်အဲ့မှာထိုင်းတိုင်းတိုင်းနဲ့ပြစ်တယ်ပြီးတော့ခါကျကြောက်ပြီးတော့လူတွေကမလာကြတော့တရားစခန်းလူနေတော့ဆရာကတယောက်တစ်ခန်းစီပြီးတော့တကယ်ကိုနောက်ဆုံးနေဆက်ဆိုတကယ်တောင်ပေါ်တော့ရစကန်ဆိုတော့ခါကျတော့တယောက်တစ်ခန်းကိုပြီးလိုက်တဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ဟိုအရင်ကဟိုစကားကျတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ညနေဆောင်ရောက်တဲ့အချိန်ကြောက်စိတ်ကြီးတက်လာဘာလို့ကျွန်တော်ငယ်ငယ်တုန်းကအိမ်ကလေကျွန်တော်ကြီးကြတဲ့ကလေးတွေမှာပါတာပေါ့နော်ပါတော့အမေကလေနောက်ပြီးစီစက်ကနှခမ်းမရနှစ်လာကိုင်းလို့အိမ်ရှိမှငုတ်တုတ်ကြီးတာဖြစ်တယ်၆ခဲ့တော့လေနောက်ဆုံးကြောက်စိတ်ကဘယ်လောက်ဖြစ်သွားလဲဆိုတော့ဒီပြက်သွားမှောင်သွားပြီဆိုရင်အရင်မြင်တော့မကြောက်ဘူး။နေရာတွေတော့မစောင်းဘူးခေါင်းမချင်အိတ်တဲ့ထိကျွန်တော်မှကြောက်စိတ်အရင်ကြီးခဲ့ရ။အခုပဲကြီးရတော့အမှုမဲ့ပေါ့နော်။ဒါပေမဲ့အဲ့ကြောက်စိတ်ကကိုယ်လုံးဝမရှိတော့ဘူးလို့ထင်ခဲ့တဲ့ဟာလေအဲ့ဒီတကြံနော်ဒီနှစ်နော် April မှာဖြစ်ခဲ့တယ်။ဆရာတော်လေဒီကမှဟိုအဲ့ချတဲ့ဆရာလေးကြည်ပြားနေအပေါ်ထပ်ပေါ်တော့ဒီကမလေးရတဲ့အဲ့ဒီမဟာဆောင်အလေဆောင်အပေါ်ထပ်မှာနေရမယ်ဆိုတယောက်ထွန်းလာဆိုတယောက်ထွန်းနေလာဟာအဲ့ဒါဟာတော့ဘာမှကြည့်လို့ရှိရင်ကြောက်ကြီးတကယ်ကိုဟာတော့ရှုပ်ခဲ့တော့အရင်လှဟာဆိုတော့ကြောက်စိတ်ရင်လားအဲ့ချိန်မှာကိုကြီးဟာဒီအင်းကြောက်နေဟောက်ချုံနေငါဘာကြောက်နေရလဲကြောက်ရတာတော့သူဖြစ်နေအဲ့လိုဖြစ်သွားအဲ့နဲ့အဲ့လိုပဲတရားပြင်နေအဲ့ဒီပြင်ပြီးတော့ဆယ်နိုင်တရားတင်ရင်အဆောင်ပြန်နေချိန်ကျတော့ငါကမီးပိတ်ပြီးပြန်လာတော့အဲ့မှာတော့အဲ့ကြောက်တော့အမှန်အဲ့ငငယ်ရဟာကြီးပြန်တက်လာပြီးကြောက်တော့လှည့်အိတ်တာပဲအိတ်လို့မရအကြောက်နေတဲ့စိတ်ကြီးဖြစ်နေမရတော့ငါစိတ်ကထိုင်ပြီးအလုံးလုံးမှဖြစ်နေဆိုမဟုတ်တော့ထိုင်ပြီးကိုယ်စိတ်ကိုခွင့်တိုက်ရတော့တရားစခန်းကတရားတွေတော့မသိဘူးအဲ့တရားစခန်းစတဲ့နေမှာလည်းပဲအဲ့ဒီကိုယ့်ရဲ့ကြောက်စိတ်ကိုခွင့်တိုက်ပြီးကိုယ်စင်းရဲနေတဲ့စိတ်ကြီးဘာကြောက်ပါလဲဘာဖြစ်လို့ငါကြောက်နေရလဲဆိုတဲ့ဟာလေးကိုအကြောင်းရင်းရှာလိုက်တော့အော်ငါငယ်ငယ်တုန်းကဒီလိုမျိုးဆိုအမှောင်ကိုမြင်တော့အဲ့အမှောင်ဖန်းထဲမှာနေရတဲ့ခါမှာဟိုငယ်ငယ်တော့အမေက၆ခဲ့တဲ့ဟိုဘက်ကနှခမ်းမိုးကြီးပဲလာတော့မှလားဒီဝေါ်ကြီးပဲလာတော့အဲ့အရာကြီးပြင်နေအော်ဒီဝေါ်ကြီးတွေနဲ့၆ခဲ့ပညာတွေကငါလာ apply လုပ်တာမသိပဲနဲ့မသိစိတ်ထဲမှာလွှမ်းမိုးနေတာပဲတကယ်တည်းဟုတ်ပြီအဲ့ချိန်မှာပြန်မေးတာဟိုအဲ့ဒီဒီဝေါ်ကြီးကကျွန်တော်ပြန်မေးနေနော်အဲ့ချိန်မှာစိတ်သေချာမျက်လုံးကိုပိတ်ထားလက်ကိုလည်းဒီမျိုးစုပ်မိနေပြီပေါင်ကိုလည်းသူကုတ်မိနေပြီအဲ့တော့အခုချိန်မှာအဲ့ဒီဝေါ်ကြီးကလာရင်ရောဘယ်လိုပုံစံနဲ့လာမှာဒီဝေါ်ဒင်းဆိုပြီးမိုးထိုးပြစ်လိုက်တဲ့ဟာဒီဝေါ်လို့ပြောတာလားဒီဝေါ်ဆိုတော့ငါတစ်လုံး6လက်ခံနေငါစိတ်ထဲကဒီဝေါ်ကြီးလို့အမေ6တဲ့ဟာငါတကယ်ရောမြင်ခဲ့ဘူးလားဒီဝေါ်ဘယ်လိုပုံစံကြီးလဲပေါ့ပုံမလားဟာဒီဝေါ်ကြီးလည်းတကယ်မရှိဘူးကွာဟာဖြစ်သွားတဲ့အချိန်မှာထိန်းလို့အသက်ရှူလို့ရတယ်နောက်ပိုင်းစက်ကနှကမ်းမွေးလို့ပြောတဲ့အခါမှာနှကမ်းမွေးနဲ့လူကြီးတွေရောငါမြင်ဘူးနေရတယ်ဘာထူးခြားလို့လဲဆိုတော့အဲ့ချိန်မှာဘာလို့လဲနှကမ်းမွေးနဲ့လူကြီးလို့ပြောလိုက်တဲ့အချိန်မှာကိုယ့်မျက်လုံးထဲမှာပြောလာတာဟိုအိန္ဒိယကဘောလိဝုဒ်ကလက်ပွားမင်းသားမျက်နှာနဲ့လေဟိုကိုကြည့်ခဲ့ဘူးလေဟို Ankanti Turkish မင်းသားအရန်ကြိုက်တဲ့ခံရမှန်လေသူ့မျက်နှာပေါ်လာဟဲ့နှကမ်းမွေးနဲ့ချောတယ်ဟဲ့ဆိုတော့ကြောက်စိတ်ကပြေသွားဘာလို့ဝိုင်းစင်းမြင့်ကိုကြောက်တဲ့အရာကိုလေကိုဘယ်လိုကြောက်နေရလဲဘယ်လိုပုံဖော်ပြီးကြောက်နေရလဲဆိုတော့ပြန်ကြည့်လိုက်တဲ့အခါမှာမကောင်းတော့မင်းသားကြီးပေါ်လာတွေ့လားမင်းသားကြီးပေါ်လာမှာကြောက်စိတ်ရက်ပြီးသွားအဲ့ဒါကိုဘုန်းကြီးကိုသွားရှာဘုန်းကြီးကြီးရဲ့ဒီကမာလေးရဲ့တင်ရက်ခံတာလည်းဒုက္ခပါပဲတဲ့ဆိုအဲ့လိုနော်အဲ့ချိန်မှာသူအဲ့ဟာရလုံးဝပြုတ်သွားတဲ့ခါမှာအေးစေးပဲနဲ့ဘလုံးနေအဲ့ကြောက်စိတ်ဖြစ်အဲ့ဒီလုံးဝအိပ်ပျော်လိုက်တာနော်မနက်3ခောက်တဲ့အချိန်ကျမှမိုးတယ်4နိုင်ခွန်မိုးတယ်မိုးပြီးအတရားတော့နောက်ရက်ဒီကျအေးဆေးတယ်အဲ့စိတ်ကိုမရှိတော့ပျောက်တယ်ဘာလို့စိတ်ထဲမှာအဲ့လိုပဲကိုယ်စိတ်ထဲမှာလွှမ်းနေတာကိုက deep ပေါ့နော် share ကိုငငယ်ကကိုအဲ့လိုမျိုးဖြစ်တဲ့ဟာကြီးကျဲနေတခါတည်းမတီးဘူးကျွန်တော်စိတ်ထဲမှာဒါတော့ကျွန်တော်လူတွေကိုဟာဖြစ်နေ therapist နော်ဒါပေမဲ့ဒီစိတ်ကြီးကဒီလိုရှိနေတယ်ဆိုတော့ဟာဘာလဲဆိုတော့သူအကြောင်းတူတိုက်ဆိုင်တော့ပြန်ပေါ်လာတဲ့ခါမှာဘာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒါပဲအဲ့ဒီအချိန်မှာကောင်းလေးကို apply လုပ်သွားတယ်ဒါကြောင့်လေအဲ့တော့ငါစိတ်ကကြောက်စီတဲ့ဟာပါလေငါစိတ်ကိုဒီဟာဆင်းရဲပြီးကြောက်နေတဲ့အရာဘာလဲဆိုတော့တေချာတွေးအဲ့တွေးလိုက်တဲ့အရာငါဘယ်လိုပုံဖော်မိပြီးကြောက်တာ
ဒီဝရုံကငငယ်တော့အမေကဒီဝလို့ပြောလိုက်တဲ့ဟာကိုဒီဝကိုကြောက်စရာပုံစံမျိုးပုံဖော်မိလိုက်တာနှခမ်းမွေးနဲ့ဆိုအဲ့နှခမ်းမွေးနဲ့လူကြီးကမကောင်းဘူးလို့ပုံဖော်မိလိုက်တာတကယ်တော့နှခမ်းမွေးနဲ့လူတိုင်းကမကောင်းတာမဟုတ်ဘူးလေကိုယ်စိတ်ကကြောက်တရားတစ်ခုဖန်တီးလိုက်တဲ့ဟာဆိုတော့အဲ့ဟာကြီးမှတွားမြင်တာဘာဖြစ်လို့ဒီအာယုံကြီးအဲ့ဒီဒုက္ခစင်းလေးဆိုတော့ကိုယ်တိုင် create လုပ်ထားတာအဲ့စိတ်ထဲမှာတွားပြီးမှတ်ပြီးဆွဲတဲ့ဟာအဲ့အဆွဲကိုလုံးဝကို changes ဖြစ်တာဒီ why ဆို question ထုတ်နိုင်သွားတဲ့အခါမှာအဲ့ဟာကြီးလုံးဝပြုတ်သွားတယ်ဆိုတော့သုံးဆိုအဲ့ချိန်မှာကိုတီးလိုက်တာဟာဒီ cognitive therapy ဒီဟာပဲတဲ့ကျွန်တော် CBT prediction အဲ့ cognitive behavior therapy အဲ့ behavior တွေကိုလေ့လာတဲ့ဟာဆိုတော့အဲ့ကျွန်တော်ကျတော့ဒါတွေကိုသိနေတော့ process ကတော့မြန်တယ်ဒါပေမဲ့ဒါကိုလိုပဲကိုကသိရတဲ့ therapist ဆိုမဟုတ်လူသား dimension ကျွန်တော်လူသားတစ်ယောက်ဆိုရင်အဲ့လိုပဲကြောက်စိတ်တွေကလာမှာပဲကြောက်စိတ်လာနေတဲ့လူကြောက်တဲ့စိတ်တွေဖြစ်နေတာအဲ့ကြောက်တဲ့စိတ်ကဘာကြောင့်ဖြစ်တာဘယ်လိုပုံဖော်ပြီးကြောက်နေရအဲ့ဒီပုံဖော်တဲ့အရာတွေကရောတကယ်ရှိရဟုတ်လို့လားကိုတကယ်မြင်ဖူးလို့လားအဲ့လိုပြန်ပြီး why အဲ့မှာစိတ်ခံစားချက်မှာလည်းအဲ့လိုပဲဘာကြောင့်ငါဒီလိုခံစားဘလို့ခံစားနေရအဲ့ခံစားစေတဲ့အကြောင်းအရာတွေကဘာလဲ what how why ဒါကိုပဲပတ်ချလဲ what ရ how ရ why ကိုပဲပတ်ချလဲမိကုံထုတ်လိုက်တဲ့အချိန်မှာ it's nothing ဘာမှမဟုတ်ဘူးဆိုတဲ့ decision အဲ့ဒီဆုံးဖြတ်ချက်လေးကြားလိုက်တာနဲ့ပုံရအဲ့ဒီလောင်နေတဲ့မြအဲ့နာမှာရှိကနေရေငြိမ်သွားတာအဲ့ဒါအဲ့နေရာမှာဘာသဘောထပ်ပေါက်လာလဲဆိုတော့အော်မိကလောင်ရင်လောင်တဲ့နေရာမှာငြိမ်နေစိတ်အဲ့ဟာပဲဆိုတဲ့ဟာတတိအဲ့မှာတတိရအဲ့လိုဖြည်းဖြည်းချင်းစိတ်တွေကိုအဲ့လိုမျိုးကုစားသွားတဲ့ဟာတွေကလေးဖြစ်သွားတဲ့အခါမှာနောက်ဆုံးပဲဖြစ်သွားစိတ်အညစ်အကြေးကြီးကျင်းသွားစိတ်ညစ်ကြေးတွေကင်းလာတာနဲ့အများကဖြစ်တာခုန dimension ပြောင်းသွားတယ်ပုထုဇဉ်အများနဲ့ဥရိယာပြင်ပြောင်းသွားတယ်ခုနပူလောင်တဲ့ဘဝကနေအေးချမ်းတဲ့ဘဝပြောင်းတယ် transformation and growth တစ်ခုရတော့အဲ့တော့ကောင်းတဲ့အာယုံနဲ့တွေ့ရင်ချမ်းသာတယ်မကောင်းတဲ့အာယုံနဲ့တွေ့ရင်ဆင်းရဲတယ်အဲ့တော့ကျွန်တော်တို့ပြစ္ဆုတ်ပံမကြလို့ဒါတွေကဘာလဲဆိုဒါဟာဖြစ်တဲ့သဘောတဘာဝပဲသူ့သဘောနဲ့သူဖြစ်နေတာဒီတင်ညက်ခန္ဓာဆိုတာကလည်းမသားတတ်တဲ့အုပ်စုသူ့အလုပ်သူလုပ်နေတာကိုကဘာလုပ်နေရလဲအဲ့ဒါအဲ့ပေါ်မှာကိုကဘာလဲအဲ့အတွေးတွေကိုဘယ်လိုမျိုး choice လုပ်နေရလဲအဲ့ဟာကိုကသတိနဲ့ဖယ်ရှားနိုင်လို့အဓိကပဲဘာလဲဆိုတော့အာယုံပေါ်တိုင်းစိတ်ဖြစ်မှာပဲကြောက်စရာအာယုံနဲ့တွေ့ရင်ကြောက်မှာပဲသူ့အကြောင်းကျိုးညင်တာဖြစ်မှာပဲဒါဟာလည်းဖြစ်တဲ့သဘာဝပဲဆိုတဲ့ဟာမြင်တော့အဲ့ဒါအနတ္တရှိတာအဲ့ဒါကိုမြတ်စွာဘုရားအနတ္တလို့ပြောအကြောင်းအကျိုးအနတ္တဆိုအကြောင်းအကျိုးအဲ့ဒီအကြောင်းအကျိုးကိုမြင်နိုင်တော့တယ်အဲ့အနတ္တကိုမြင်သွားတာနဲ့ဒါလေအဲ့မြင်ပြစ္ဆုတ်ပံတည်ပါပြီးသွားရင်အဲ့ဟာထပ်ပြီးတော့အဲ့ဆုံးဖြတ်ချက်ကလုံးဝကြာလိုက်တာနဲ့အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့လုံးဝ complete ဖြစ်တာအဲ့အရာကြီးပြန်လာပါစေနဲ့ snapping ဘာမှမဖြစ်တော့မကြောက်တော့အခုနေအမှောင်နဲ့ပြောဖြစ်သွားရလား yes သွားရဲတယ်ဟာအဲ့တော့ဘာမှကြောက်ကြမရှိတော့အဲ့လိုပြောတာဒါဆိုမေတ္တာအနိုင်ပြီးပြောတာကိုယ့်ရဲ့ကောင်းကျိုးလိုလာတာဒီဟာကြီးကမှကြောက်နေတဲ့စိတ်ကြီးကကိုမကြိုက်နေတဲ့အတွက်ကိုစိတ်အေးချမ်းတဲ့ကိုကောင်းကျိုးလိုလာတဲ့စိတ်ကြီးကမေတ္တာပြန်အစားထိုးသွားတဲ့အတွက်အဲ့ဒီခုနငါကြောက်နေရလို့ဆိုပြီးတော့ကိုအားမရဖြစ်ပြီးဒေါသကြီးလည်းမရှိတော့ဘူးဆိုဒီလိုမျိုးလေးတွားလိုက်တာအဲ့ချိန်မှာပြစ္ဆုတ်ပံနဲ့တော့ချမ်းသာတဲ့ဘဝနဲ့နေနိုင်တဲ့ဘဝကိုရောက်တော့အဲ့ဒါဖြစ်လို့ library ဖြစ်သွားတာဝိမု ക്തി အဲ့သဘောတရားတစ်ခုကိုကိုယ်တိုင်ကြုံတွေ့ပြီးတော့ထပ်တလဲလဲအမှတ်ထားမိတာနော်ပြီးတော့မှအဲ့ကနေလွန်မြောက်မယ်လို့ခံစားမှုတာဆိုဘယ်လိုမျိုးတွေဒီထိမရှင်းတာရှိလားမသိဘူးအဲ့တော့အဲ့ကျွန်တော်တို့ဆင်းရဲတဲ့ဘဝချမ်းသာတဲ့ဘဝဆိုတော့ကိုယ်က rich တွေဖြစ်နေတယ်ဆိုတဲ့ဘဝတွေပေါ့အဲ့မှာဗာလဲဆိုတော့ကျွန်တော်တို့အာယုံပြောင်းရင်စိတ်ပြောင်းတယ်အဲ့ကောင်းတဲ့အာယုံကောင်းတဲ့ဝေဒနာလေးကိုခံစားတာဒုက္ခဝေဒနာလေးကိုခံစားတော့ဝေဒနာခံစားရတာချင်းဒီလိုဒုက္ခဝေဒနာခံစားခြင်းနဲ့ဒုက္ခဝေဒနာခံစားခြင်းဖြေပြီးပါ ဒုက္ခဝေဒနာပဲခံစားကြပါတယ် ဟုတ်ပြီဒုက္ခဝေဒနာပဲခံစားခြင်းနေဆိုရင်ဘာဖြစ်လို့ဒုက္ခဝေဒနာမခံစားဘဲနဲ့ဒုက္ခဝေဒနာကိုပဲသွားပြီးခံစားနေကြရလဲ It's your life is your choice ကျွန်တော်တို့ဘာတွေကို choice လုပ်နေလို့လဲကျွန်တော်တို့ choice လုပ်နေတာမှားနေလို့ကျွန်တော်တို့ကဒုက္ခဝေဒနာကိုပြေဝမခံစားရ
အဲ့ဝေဒနာပေါ်မှာအမှန်မြင်နိုင်ပြီးတော့အကောင်းအဆိုးကိုကိုကလက်ခံနိုင်သွားတဲ့ဥပ္ပခါဆိုတဲ့အဲ့ acceptance level ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဆင်းရဲလို့လည်းချင်းချင်းဖိစရာမလိုဘူးချမ်းသာလို့လည်းဖားစရာမလိုဘူးတဲ့အဲ့ဝေဒနာတွေကိုဖောက်ထွက်ပြီးအမှန်တရားကိုဖောက်ထွင်းပြီးမြင်နိုင်သွားတယ်တဲ့ဒါဆရာကြီးဦးလို့လင်ပေးလိုက်တဲ့ဓမ္မမျက်နှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဝေဒနာကျွန်တော်တို့စိတ်ထဲမှာဖြစ်နေတဲ့ဝေဒနာပေါ်မှာအမှန်မြင်နိုင်သွားတာဆိုတော့အာယုံကြောင့်စိတ်ဖြစ်တယ်ဆိုတာကိုတကယ်သိသွားပြီးတကယ် apply လုပ်နိုင်ကြတယ်အဲ့တော့အာယုံကြောင့်စိတ်ဖြစ်တာကိုသိသွားတဲ့အတွက်ကောင်းတဲ့အာယုံဖြစ်ရင်ချမ်းသာတဲ့ဒုက္ခဝေဒနာဖြစ်တယ်မကောင်းတဲ့အာယုံဖြစ်ရင်ဆင်းရဲတဲ့ဒုက္ခဝေဒနာဖြစ်တယ်အဲ့ sufferings တွေကိုကိုယ်တိုင်က create လုပ်လိုက်တာအဲ့ဒါကဘာလဲဆိုတော့အတွေးထဲမှာ comparison ရှိနေလို့အတိတ်ကကိုရင်ဆိုင်ကြုံခဲ့ရတဲ့ experience တွေနဲ့ compare လုပ်နေလို့ပစ္စုပန်မကြားလို့ဒီလိုမျိုးအာယုံနဲ့စိတ်အာယုံနဲ့ဝေဒနာကိုကောင်းစွာနားမလဲသဘောမပေါက်ခဲ့ဘူး။ကောင်းအဲ့ဒါမဲ့အာယုံနဲ့စိတ်အာယုံနဲ့ဝေဒနာကိုကောင်းကောင်းသဘောပေါက်သွားတဲ့အတွက်ဆင်းရဲလို့ဆိုပြီးတော့ကိုဖြီးစည်းအောင်မလုပ်ဘူး။ချမ်းသာတယ်ဆိုပြီးတော့လည်းဘယ်လိုပြောမလဲဒါဟာချမ်းသာကြတယ်မြောက်ကြလည်းမဖြစ်ဘူးချမ်းသာတယ်လို့လည်းသွားပြီးမဖားတော့ဒါတွေကအကြောင်းကျိုးပဲဆိုတဲ့ဟာတွေနားလေတော့တာဝေဒနာပေါ်မှာအမှန်သိပြီးတော့အမှန်တရားကိုရဲ့ဉာဏ်နဲ့ထိုးဖောက်သိမြင်သွားတဲ့အတွက်ချမ်းသာစေချမ်းသာမှန်တကယ်ကို real rich life ကိုရရှိတယ်အာယုံကောင်းနေဒီတကိုအာယုံကောင်းနေမေတ္တာနဲ့ရှင်ပြီးပေးနိုင်တဲ့အမြင်မျိုးရတယ်အဲ့တော့ကျွန်တော်တို့ကလည်းကိုယ့်ရဲ့ဘဝအစဉ်တိုင်းဆိုအခုကျွန်တော်တို့ရင်ဆိုင်နေတဲ့တုံ့တွေ့နေရတဲ့ moment တိုင်းမှာချမ်းသာတဲ့ဘဝနဲ့နေမှာလားဆင်းရဲတဲ့ဘဝနဲ့နေမှာလား your life is the choice ဆိုတော့အဲ့လိုမျိုးပြန်လာတာတဲ့အဲ့တော့သတိဝင်ဖို့ဆိုတာပြောင်းတဲ့ပြောက်ကဉာဏ်အလင်းမျှဝေရမှာပေါ့အဲ့တော့အားလုံးကတန်းတူညီမျှပဲဘဝအခွင့်အရေးရထားတာကိုယ်တိုင်ကတန်းတူညီမျှအခွင့်အရေးတူတူရှိရကိုယ့်ဘဝကိုပိုင်အဲ့တော့ကျွန်တော်တို့ရဲ့ဒီအခိုက်အတန့် moments တိုင်းကကျွန်တော်တို့အာယုံတွေလာတဲ့အခါမှာဘယ်လိုတုံ့ပြန်နေရလဲ response ကိုယ့်ရဲ့ response တွေတုံ့ပြန်မှုတွေပဲဖြစ်နေကိုဘယ်လိုတုံ့ပြန်မှုမှာလဲဆိုတော့အဲ့လိုကြီးချက်လိုက်ကိုတုံ့ပြန်မှုမှားရင်မှားတယ်လို့မျိုး results ကလည်းကိုယ်ရောက်မှာအဲ့တော့ကိုယ်ရွေးချယ်မှုရှိတယ်အဲ့ကြောင့်ကဘာပေါ်မှာမွေးဖွားလာတဲ့လူတိုင်းဟာမှန်ကန်တဲ့အသိတွေကိုရရှိဖို့လူတိုင်းဟာအသိပညာနဲ့ဉာဏ်ပညာနဲ့ထိုက်တဲ့လူတိုင်းဟာတရားရနိုင်တယ်အဲ့လိုတွေးထားတဲ့ဆိုရင်ဘယ်သူမှအပြစ်မမြင်တော့မင်းကဉာဏ်ရည်နှင်းကြမင်းကဉာဏ်ရည်မြက်တယ်အဲ့လိုမမြင်တော့ဘယ်နည်းညာတွဲနိုင်တယ်ခွဲခြားမှုတွေကျင်းသွားပူပန်မှုတွေအေးချမ်းမှုတွေအဲ့ဒီနောက်မှာဘာဖြစ်လဲပျော်ရွှင်မှုပူပန်နေပျော်ရွှင်နေစိတ်ပူရဲပျော်ရွှင်နေဒါနဲ့အဲ့နောက်မှာဘာလဲအများကြီးအေးချမ်းမှုရှိတယ်အေးချမ်းမှုကတော့အများကြီးရှိတယ်စိတ်ပဲပူပျော်စိတ်ပူပြီးရင်လည်းခဏကြာစိတ်ကလေးအေးချမ်းသွားတယ်ပျော်ရွှင်ပြီးစိတ်ကလေးကလည်းပြန်ပြီးတည်ငြိမ်သွားတဲ့နေရာလေးကိုရောက်မသွားဘူးလားရောက်သွားတယ်ပူပန်နေဆိုတာဘာလဲဒုက္ခဝေဒနာပျော်ရွှင်နေဆိုတာဘာလဲဒုက္ခဝေဒနာအဲ့ဒီမှာဒုက္ခဝေဒနာပြီးသွားရင်လည်းအေးချမ်းနေတယ်အမြဲတမ်းပျော်ရွှင်နေရမရှိဘူးသူတည်ငြိမ်တဲ့ level တစ်ခုရောက်သွားစိတ်ပူရဲပူ24နာရီဘယ်သူမှစိတ်မပူခဏနေကြရင် normalize ပြန်ပြီးအေးချမ်းပြီးအဲ့နေရာလေးကိုရောက်သွားအဲ့ဝေဒနာရဲ့ပုံမှန်နေပြန်သွားတာအဲ့အေးချမ်းမှုကိုပြောဘဝမပြောင်းမှုအမြင်တွေပဲပြောင်းသွားရှင်းလေးအရင်ကလို့ရှင်းတယ်ကျွန်တော်တို့ကရှုပ်ရှက်ခံအောင်လုပ်နေအဲ့ဒါအတူကြီးတွေကရှုပ်ရှက်ခံအောင်လုပ်နေအဲ့တော့ကျွန်တော်တို့ကဘာပဲလုပ်ရမှာလဲဆိုတော့ဘာတွေတွေးနေရလဲဘာတွေစဉ်းစားပြီးဘယ်လိုခံစားနေရလဲဒါလေးကိုသိအောင်တတိလေးနဲ့လုပ်လိုက်ရုံနဲ့အဲ့ဆိုတော့တော်တော်များများကိစ္စပြီးရတယ်တဘာဝတွေကနေပညာဆိုရဲသဘောတရားလေးပေါ့နော်ဘဝအေးချမ်းဖို့အတွက်ကကျွန်တော်တို့က be present ဒီစုပ်တမှာတည်တယ် mindfulness practices ဆိုတော့သတိပဋ္ဌာန်နဲ့အခြေခံတဲ့ mindfulness practices တွေသတိပဋ္ဌာန်တရားတွေနောက်ဒီအနောက်နိုင်ငံကသတိပဋ္ဌာန်တွေဆိုတာ live in the present ဒီစုပ်တန်တည်တယ်မှာနေဖို့ဒီစုပ်တန်ကြာသွားပြီဆိုရင်ဒီစုပ်တန်တည်တယ်မှာအားကောင်းတဲ့သတိဖြစ်လာတာနဲ့ပညာဦးစီးသွားပြီ
တမာတိအားကြီးကောင်းလာပြီးတော့အဲ့တော့ဒီအနောက်တိုင်းက mindfulness practices တွေကသူပြစ္ဆုတ်ပံ be present မှာတည်ဖို့ be present မှာတည်လိုက်တာနဲ့ခုနပြောတဲ့ trauma တွေပါတော်တော်များများကိုယ့်ရဲ့စိတ်ဒဏ်ရာတွေပြီးမဖြစ်တဲ့ဟာတွေရဲ့ပြဿနာတော်တော်များများပြီးရဒါပေမဲ့မြတ်စွာဘုရားရဲ့တဆင့်မြင့်တာဘာလဲဆိုအဆင့်အမြင့်ဆုံးပဲအဆင့်မြင့်တာမြတ်စွာဘုရားရဲ့အမြင့်မြတ်ဆုံးဘာလဲဆိုအဲ့ပြစ္ဆုတ်ပံအာကောင်းတဲ့တတိမှာဉာဏ်ပညာအ wisdom အဲ့ဉာဏ်ပညာဦးစီးပြီးတော့တကယ်ကိုနိရောဓစိုက်တဲ့ဟာမျိုးကိုပြတယ်နော်ဆိုတော့အဲ့လိုမျိုးအဲ့တော့ချစ်ဆွဲမုန်းဆွဲချစ်လို့ဆွဲတာသူ့ချစ်တယ်ချစ်လို့ဆွဲတာပစ္စည်းကိုကြိုက်တယ်ချစ်တာတွေ့တာမှုတွေပေါ့နော်ချစ်တယ်ဆိုတာတွေ့တာမှုတွေ attach ဖြစ်နေရတယ်အဲ့လိုမျိုးဆွဲတာလောဘနဲ့ဆွဲမုန်းလို့ဆွဲတာဒီလိုမကျင်တော့ဘူးသူ့ဆွဲမမြင်ချင်ဘူးသူ့ဆိုတော့သူ့မရှိပေါ်လာတယ်လေအဲ့လိုမုန်းဆွဲတာချစ်ဆွဲမုန်းဆွဲချစ်လို့ဆွဲတာကလောဘမုန်းလို့ဆွဲတာကဒေါသအဲ့လောဘဒေါသဖြစ်မှန်းမသိတာကမောဟတဲ့အဲ့မောဘာလို့ဖြစ်တာလဲဆိုခုနကပြောပညာရယ်လေကိုယ့်ရဲ့မှတ်သားထားတဲ့အုပ်စုတွေကနေဒီလိုပုံစံကို fix လုပ်ပြီးတော့သူမှတ်သားထားတာအဲ့တော့ဒီကျွန်တော်တို့ကဒီခုနကကျွန်တော်ရဲ့ပညာလို့ခေါ်တဲ့အဲ့ပညာကြီးကိုသိတယ်ဆိုလို့ရှိရင်လောကရဲ့အကြောင်းကိုသိတယ်အဲ့ပညာကိုဘယ်ဟာကနိုင်တာအဲ့ပစ္စုပန်ကြတဲ့စိတ်ကပဲပညာမလွှမ်းမိုးနိုင်ကိုယ်စိတ်ကပစ္စုပန်တည့်တယ်မှာအတဲ့တောင်လေးဒီတိုင်းဒါကို experience လုပ်တယ်ဆိုရင်အဲ့ပညာကပစ္စုပန်မှာတတိရှိနေတဲ့အတွက်ပညာကိုလာပြီးလွှမ်းမိုးလို့မရဘူးဘာလို့ဆိုပညာဦးစီးတော့ပစ္စုပန်မှာအကောင်းတဲ့တတိဖြစ်ရင်ပညာလိုက်လာအဲ့တော့တကယ်ကို present ဆိုတဲ့ပစ္စုပန်ကိုတကယ်သိမြင် you are awakening တကယ်ကိုနိုးထား it's awakening လူတွေပြောနေတဲ့ awakening spiritual awakening okay spiritual awakening ဖြစ်တယ် awakening ဖြစ်တယ် do you know the present what is the present moment how to live in the present moment ကောက်မေးလိုက်အဲ့ပစ္စုပန်ကိုရှင်းနိုင်ရင်အဲ့ဒါတကယ် awakening ဖြစ်တယ်အဲ့ပစ္စုပန်ကိုရှင်းနိုင်ရင်အဲ့ဒါ awakening အစစ်မဟုတ် it's just ပညာ cognitive it's just knowledge and not wisdom based မဟုတ် wisdom based solution လုံးဝရှင်းနိုင်တယ် knowledge အရာတော့ present ပဲဒါပေမဲ့ wisdom အရာဒီ present မှာဘယ်လိုနေရမှာလဲဆိုတော့ပြောနိုင်တယ်တကယ် real awake ဖြစ်တယ်အဲ့ပစ္စုပန်ကိုတကယ်သိရင်တကယ်နိုးတာပဲအဲ့ awakening stage ကအဲ့ဒါ difference အရင်กว่าတယ် quality အားလည်းกว่าတယ် value အားလည်းกว่า perspective တွေလည်းกว่าတယ် visions တွေလည်းกว่า thinking တွေလည်းกว่า thoughts တွေလည်းกว่าတယ် actions တွေလည်းกว่า capacity ချင်းလည်းกว่าဒါဆိုကျွန်တော်တို့ကများသောအားဖြင့်ကဒီ logical mindset တွေမှာဒီ logical thinking နဲ့မှာပဲပိတ်နေတာ logical မှာဆိုရင်သူက logical thinking ဒီလိုဆိုတဲ့ဟာပေါ့နော်ဒါကြောင့်ဒီလိုဆိုပြီးရှိပေမဲ့အဲ့ logical မှာဆိုရင်ဒါလည်းသူက material stage ပဲ logical က material stage မှာပဲအဲစင်းရဲချမ်းသာဆိုရယ်ဒါပေမဲ့ reality based thinking မဖြစ်ဘူးအဲ reality based thinking ကဘာလဲဆိုတော့ပစ္စုပန်ရှုထောင့်ကနေကြည့်တာအဲ reality thinking အဲ့ဒီ reality thinking ကိုရမှတကယ်ကိုချမ်းသာစိတ်ကိုရတာပါတယ်နာတယ်ဆိုတော့လုံးဝမရှိဘူးလုံးဝ fulfill လုပ်ဖို့ပဲတွေးရောတာခွဲခြားမှုမရှိတော့အထက်တန်းကြတယ်အောက်တန်းကြတယ်ဆိုတာလည်းမရှိတော့ fulfill လဲအဲ့ဒါကိုတကယ်ကိုပြစ္ဆုတ်ပန်တည်သွားပြီးတော့အဲ့ဒီ reality thinking နဲ့ thinking လုပ်နိုင်တဲ့လူတွေကဘာဖြစ်သွားလဲမရှိမှပြည့်ရကြတယ်လို့ပြောပြစ္ဆုတ်ပန်တည်တဲ့ညီကိလေသာမရှိဘူးဒါမျိုးဆိုပြောရှိရအဲ့ဒါကြောင့်အမြဲတမ်းကျွန်တော်တို့ကတဘာဝရှုထောင့်ကနေစဉ်းစားရမှာလို့ပြောတာတဘာဝရှုထောင့်ဆိုတာဘာလဲဆိုတော့များသောအားဖြင့်ကျွန်တော်တို့ကဒီချစ်တာတွေမုန်းတာတွေဒီလိုမျိုးဆွဲပုံကူဆွဲတွေနဲ့စဉ်းစားဥပမာတော့ကငါသားငါသမီးငါတူလေးတော့ငါစိတ်ပူလိုက်တာငါတူဆိုပြီး attachment တွေတွားပြီးစဉ်းစားအတွက်အရင်ပူလောင်ပြီးအဖြေမထွက်ဘူးအဲ့ဒါဘာလဲဆို logical thinking သူနဲ့ကိုယ်နဲ့ relation ကနေစပြီးစဉ်းစားတာဒါပေမဲ့ universal dimension လို့ပြောတဲ့လူသား human you are human I am human ငါချစ်သူကလည်း human ငါရဲ့တူလေးကလည်း human ငါအမေကလည်း human ငါဖေကလည်း human လူသားတယောက်ဖြစ်တဲ့အတွက်သူဒီလူသားတယောက်ပြုမှုတဲ့အပြုမှုကိုပြောမယ်သူမှလည်းစိတ်ဆိုးရမယ်စိတ်တော့တယ်မယ်အဖြစ်တော့တယ်မယ်ဒီလိုမျိုးသဘောတဘာဝတွေရှိမယ်ဆိုရင်
သူလည်းသူ့ရဲ့ဒေါသစိတ်ကလေးကြောင့်ဒီလူသားတစ်ပါးအတိုင်းပြောဆိုမိတာပဲလေလို့တွေးမိလိုက်တာနဲ့ခုနပြောတဲ့ငါချစ်ပြီးတော့ငါ့ကိုစိတ်ဆိုးအောင်ပြောမရှိတော့ nothing သူကအရင်အချမ်းဒီလား dimension ပြောင်းလိုက်တာလူသားဆိုတဲ့ dimension ကိုပြောင်းကြည့်လိုက်တာနဲ့ခုနကျွန်တော်တို့ကသိထားတဲ့ခုနမဟုတ်ဘူး attachment ပေါ်မှာအရင်သွားပြီးစဉ်းစားတာလူသားလို့မစဉ်းစားတော့လူသားလို့စပြီးမစဉ်းစားဘူးနော်မစဉ်းစားဘဲနဲ့ငါချစ်တယ်ငါမိပါငါယောက်ျားငါမိန်းမငါအမေငါအဖေငါတူငါသားငါသမီးအဲ့လိုသွားလိုက်တဲ့အတွက်ပါလေဣတိကြလားဘယ်လိုသူဘယ်လိုအကောင်းဆုံးဒီတမလူတူတမဒီမဟုတ်လူသား dimension လူသားတယောက်ဖြစ်တဲ့အတွက်ငါသမီးလေးကအချိန်တိုင်းချစ်ပြီးစမ်းလို့တွေ့နိုင်တယ်ဒီကောင်မှာပဲသူလက်တွဲဖို့ဆိုလို့ရှိမှသူလူသားတယောက်ဖြစ်တဲ့အတွက်တစ်ချိန်ကြာရင်လက်တွဲဖို့ဆိုတာတွေ့မှာလေဒါပေမဲ့မှန်ကန်တဲ့လက်တွဲပေါ်နေသူ့ရဲ့ဘဝလေးအစားလို့ဘယ်လိုတွန်းတင်ရမလဲဆိုတော့လူသား dimension နဲ့စပြီးစဉ်းစားလိုက်တာနဲ့အဖြေက solution ကတန်းထွက်တယ်မဟုတ်ဘူး attachment ကနေတော့စဉ်းစားရင်တိတ်ပူလာဘုရားကိုယ့်ရဲ့ကားလေးပိုင်နေမလားကားပိုင်နေဆိုသူများကားဆေးပွန်းနိုင်ကြည့်အော်ဆေးပွန်းတော့တာပဲလေဒါခံစားမှုမှမရှိဘူးငါကားကြီးအမလေးငါကားကြီးဆေးပွန်းတော့ရကုန်တော့ငါကားဘုရားဘာလို့လောက်တာဒီလိုလားလေ attach အဲ့တော့ကိုကကားဆိုတဲ့ပစ္စည်းကားဆိုတော့ကားဆိုရင်ကားပဲပစ္စည်းပဲပစ္စည်းဆိုတာတစ်ချိန်တိုင်းတော့ပျက်စီးမှာပဲပျက်စီးမှာပဲပြင်ခါရအလုံးပစ္စည်းချင်းမှာပဲအဆုံးတက်တယ်ဟုတ်တယ်မလားအဲ့လိုမျိုးကိုဒီပစ္စည်းဆိုတာပြတ်တက်တာပဲအများနဲ့ဒီလိုမျိုးပဲပြတ်တက်တာပဲဆိုရင်ဟာနှလုံးသွင်းထားရင်ဒီပျက်စီးသွားတဲ့ပုံမှာကိုဘာမှဘာဖြစ်တာမဟုတ်ဒါတဘာဝပျက်စီးတဲ့သဘောရှိတယ်တဘာဝရှုတော့ကနေ dimension ပြောင်းပြီးနေသွားမဟုတ်ဘူးအဲ့ပုံမှာငါဆိုပြီးတော့ဒီရဲ့ attachment နဲ့တွားပြီးလောဘနဲ့တိမ်မနေခါမှာပဲအရန်ပူလာတာသဘောပေါက်လားမသိဘူးเนาะအဲ့တော့ဘာလဲဆိုတော့အဲ့ဒီတဘာဝအဲ့တဘာဝရှုတော့ကနေကြည့်တတ်ဖို့ပဲကျွန်တော်တို့ကအဲ့တဘာဝရှုတော့ကနေမကြည့်တဲ့လို့ပြဿနာတွေတက်မငြိမ်းချမ်းတာအဲ့တော့ဘဝမှာ healing ဖြစ်နေတာလေအဲ့တဘာဝရှုတော့ကနေကြည့်တတ်ဖို့လို့လူသားဆိုရင်လူသား dimension ကိုကြည့်ပေးလိုက်ဒါဆိုအရင်အဆင့်ပြေတယ်အဲ့တော့ဉာဏ်ဥဖို့ကျွန်တော်တို့ဗျာဉာဏ်ဥဖို့ဆိုတာတဘာဝ dimension စဉ်းစားလိုက်ဉာဏ်ဖြစ်ရပြီစဉ်းစားမှန်ကန်တဲ့အမြင်ရဖို့ဆိုတာတဘာဝရှုတော့ကနေစဉ်းစားမှမှန်ကန်တဲ့အမြင်ရတယ်မဟုတ်ဘူးခုနတွေ့တာမှုရှုတော့ငါသမီးတွေ့တာနေတမရတော့အဲ့ဒါတဘာဝမကြောက်ကားပဲလေစေးလဲပုံရင်ပုံမယ်တာယာကွဲရင်လည်းကွဲမယ်ပစ္စည်းပဲအင်ဂျင်ဖောက်ရင်လည်းဖောက်မယ်ပြတ်မှာကားဆိုတာကားတဘာဝပြတ်မှာစီပြတ်ရင်လည်းပြတ်မှာပဲဒီလိုမျိုးအကြောင်းကျညွတ်တဲ့အခါအကြောင်းကျမညွတ်တဲ့အခါပစ္စည်းမှာပဲကားဆိုတာပြတ်မှာပဲလေအင်ဂျင်လည်းချုပ်ရမှာပဲလူတော်တစ်နေ့တည်ရတဘာဝရှိတော့ငါနေစဉ်းစားတတ်တယ်ဆိုရင်ခံစားရတဲ့ suffering ဒုက္ခကတတ်တာမဟုတ်ဘူးကိုက attachment ကနေတွားပြီးစဉ်းစားတယ်အဲ့မှာကလည်းမှန်ကန်တဲ့အမြင်မဟုတ်တော့ဘူးမှန်ကန်တဲ့အမြင်မဟုတ်တော့ဒီဟာကထာဝရတည်ငြင်းနေတယ်ဆိုပြီးတော့အဲ့လိုမျိုးအတ္တနဲ့တိမ်ပိုက်တဲ့အရှိမျိုးတွေဖြစ်သွားတယ်ကွာတမာတိကြီးမဖြစ်ဘူးဒီလိုလေးလေးပြောင်းတယ်ဒါကြောင့်အရင် simple နော်အဲ့ simple ကိုပဲခတ်အောင်လူတွေကလုပ်နေအဲ့တဘာဝရှုရအောင်စဉ်းစားရတာအဲ့လိုမျိုးကျွန်တော်တို့ကလူသားဆိုရင်လည်းအဲ့လိုကျွန်တော်တို့ relationship တွေအစင်မပြေနေအိမ်မှာမိသားစုနဲ့လည်းဖြစ်စေအဖေနဲ့အမေနဲ့လည်းဖြစ်စေတားနဲ့လည်းဖြစ်စေချစ်သူကြီးစားပဲဖြစ်စေလင်မယားပဲဖြစ်စေအဲ့ဒီတဘာဝရှုရအောင်မစဉ်းစားတဲ့လူပြတ်တာမှာပဲဟောသူ့မှာလည်းဒါဖြစ်တဲ့တဲ့တော်ရှိရပါလေးဆိုအဲ့လိုလေးကြည့်လို့လိုက်တယ်ဘောကစဉ်ခွင့်မလွတ်နိုင်စရာလည်းဘာမှမရှိဘူးအရာအလုံးခွင့်လွတ်နိုင်သူအချိန်အကြာကြီးကိုမှာစက်တယ်မလုပ်ပြထားပြီးတော့မှမှားပါတယ်ဟိုဟာဖြစ်ပါတယ်တောင်းမှန်တယ်ခွင့်မလွတ်နိုင်စရာအကြောင်းမရှိဘူးဘာဖြစ်စိတ်ဆိုးနေရတယ်လေလို့လည်းဘယ်လိုများပြန်ပြရတယ်လဲခွင့်မလွတ်နိုင်မှုဆိုတော့ဖြစ်လဲဘယ်လိုလုပ်လဲဆိုအဲ့မှာကိုယ်စားပြေးကြဒီလိုမျိုးကြီးမချစ်တတ်တာလေခွင့်မလွတ်နိုင်တာလေခွင့်မလွတ်နိုင်ဘူးအဲ့ဒါတွေကလည်းခွဲကြမယ်တာတယ်နာတယ်ဆိုတော့သူ့စိတ်တာတယ်နာတယ်ဆိုခွဲခြားနေတာမေတ္တာမထားတတ်တာမေတ္တာဆိုတာလည်းဖြည့်စည်းတာလူအပ်တဲ့ကွက်လက်ကိုဖြည့်စည်းတာခုနကလူသားဆိုတဲ့ဘာဝရှိပါမှနေကြည့်ဖြည့်စည်းပေးတာအဲ့လိုဖြည့်စည်းပေးတာကအဲ့ဒါမေတ္တာပေါ်မှာအခြေခံနေထားလို့ဆိုရင်အဲ့ဒါခိုင်နေတယ်အဲ့မခိုင်နေတာပါလဲဆိုမေတ္တာပေါ်မှာအခြေမခံထားလို့အဲ့ဒါကြောင့်သဘာဝရဲ့သဘောတရားရဲ့ကိုသဘောပေါက်မှရမယ်
တဘာဝရဲ့သဘောတရားကိုသဘောပေါက်မယ်တဘာဝကိုလည်းသဘောပေါက်ရမယ်သဘောတရားတွေကိုလည်းနားလည်ရမယ်သဘောပေါက်ရမယ်ဒီလိုတော့ရမယ်ကျွန်တော်တို့ကအဲ့သဘောတွေကိုနားမလည်တော့ခါကြတော့မေတ္တာမပါဘူးပေါ့မေတ္တာအားနည်းလူတွေကမေတ္တာအားနည်းတကယ်တမ်းကျတော့တကယ်မေတ္တာအားနည်းလို့ကမ္ဘာပေါ်မှာစစ်တွေဖြစ်တာလည်းမေတ္တာအားနည်းအချင်းချင်း conflict ဖြစ်နေရတယ်လည်းမေတ္တာအားနည်းမေတ္တာအားနည်းတော့ခါကြတော့လူမာနတဏမာနဒိဋ္ဌိကဦးစီးတယ်ဒေါသတွေကအရင်ထွက်တယ်လေနော်ဆိုကိလေသာလက်ဆောင်မှုပြောအမဟုတ်ဘူးကအဲ့ဒီမေတ္တာလေးပဲတကယ်ကိုကောင်းကျိုးလို့လာတယ်ဆိုအဲ့မေတ္တာရဲ့ဥပ္ပခါက infinity ထိပြောသူကမေတ္တာလို့ပြောလိုက်လို့ရှိရင်အဲ့မေတ္တာရဲ့စန့်ကျင်ဘက်မရှိတော့ဘူးသူက infinity ထိသွားတာအဲ့ဒါ infinity ရဲ့မေတ္တာတရားပဲသူ့ကို against လုပ်နေပြီရှိရင်အဲ့တော့သူကလုံးဝအင်အားကြီးတယ်အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာလက်နက်ကအကြီးဆုံးပဲဆိုတော့ infinity တကယ်ကိုဘာလဲ infinity achievement and energy လေတကယ်ကိုမေတ္တာတရားနဲ့အားဘလောက်တော့မေတ္တာရှိလိုက်တော့ဒီဒါလည်းဖျားမှာပဲမေတ္တာအဲ့လိုမျိုးထားနေတာဒီလိုလည်းနဲ့ရာတော့လာတယ်ဒါနဲ့စိတ်သတ်မှတ်ပြီးထားနိုင်တယ်ဘလောက်မေတ္တာကိုကြီးနော်ဟုတ်ဒီလိုလေနာရာဂီစင်ကြီးကိုအတာတတခါဒီလိုလည်းနဲ့ပေါင်းပြီးအရက်တိုက်ပြီးလွတ်လိုက်တယ်စင်ညမုန်းနေတာဒါပေမဲ့စင်ညမူးလို့ဆိုတော့မလို့ချက်သားနာရာဂီဒီလိုမှတည်းမေတ္တာတက်လေးလွတ်လိုက်တယ်ရိုင်းနေတဲ့စင်ကြီးရောလည်းဖြစ်တယ်အဲ့မေတ္တာမှန်တယ်တော့မြတ်စွာဘုရားအဲ့နားမှာလည်းမြတ်စွာဘုရားအတန်ကိုကြားပြီးတော့မူးနေတဲ့စင်ကတော့မှဘုရားကိုထားပြီးရှိတယ်အဲ့မေတ္တာအဲ့လောက်ကြီးတယ်မေတ္တာရဲ့အစွမ်းကြီးဘယ်ကျွန်တော်တို့အဲ့မေတ္တာတရားကို apply မလုပ်တတ်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာကိလေသာတွေအများကြီးပြောနေတယ်အဲ့ဒါကြောင့်ဒေါသကိုအများကြီးတယ်အဲ့ဒီဒေါသကိုဘာနဲ့ဆွမှာလဲဆိုတော့မေတ္တာနဲ့ဆွဒေါသကကြိုက်တယ်မကြိုက်တယ်မကြိုက်ဘူးမကြိုက်ရင်ကြိုက်ပြီးဆိုရင်လောဘနဲ့ကုန်ပိုက်တယ်မကြိုက်ဘူးဆိုရင်အဲ့ဒါဒေါသမကြိုက်ဘူးမကြိုက်လက်မခံနိုင်မကြိုက်တော့ဘူးဆိုရင်ဒေါသအဲ့ဒေါသဆိုဒေါသပါလာပြီဆိုရင်လောကလက်မခံနိုင်ငါတော့ဒေါသမကြည့်ဘူးငါဒေါသမကြည့်ဘူးငါရဲစိတ်ကအေးချမ်းတယ်ဒါပေမဲ့ဒီလိုငါခွင့်မနိုင်ဘူးတော်ပြီသူ့ဆောင်မှာစကားဘယ်တော့မှပြန်မပြောတော့သူငါ့ကိုစကားလာပြန်ငါဘယ်တော့မှမပြောတော့ငါဘယ်တော့မှပြန်မခေါ်ခွင့်မလွတ်နိုင်တာလက်မခံနိုင်တာအဲ့ဒါပါလေအဲ့ဒါဒေါသတကယ်နဲ့ဒေါသမရှိဘူးဆိုရင်ဘယ်လိုလဲလက်ခံစီးဖြစ်တယ်အဲ့ဒါမေတ္တာတော်ပြီဆိုးကောင်းသူကောင်းတာဆိုးတာကိုယ်နဲ့မဆိုင်ကိုယ့်ရဲ့မေတ္တာမပြတ်ဘူးဟာကိုယ်ကိစ္စပဲဆိုတဲ့ဟာမျိုးသွားနိုင်တယ်ဆိုရင်အရင်အချင်းနဲ့ဘာ conflict မှလည်းမရှိဘူးမေတ္တာအားကြီးမေတ္တာခြေရွားဘူးเนาะဆိုအဲ့လိုမျိုးပေါ့တော့ဒါလေးတွေပေါ့ဒီနောက်ရက်ဒီမှာကိုထပ်ပြီးပြောပြခြင်းနဲ့ဒီနေ့ကတော့ဒီလောက်စီပဲပြောမှာအဲ့တော့ဟိုအမကမတ်ချောစုမေးလိုက်တဲ့ဟာအရင်ကောင်းတယ်သူက healing ဘယ်လိုဖြစ်သွားလဲဆိုဒါလူတွေ healing ဖြစ်သွားတယ် healing ဖြစ်နဲ့ခုနကပြောကျွန်တော်တို့စိတ်တွေကဘယ်လို apply လုပ်နေရလဲဆိုတဲ့ဟာလေးအဲ့တော့ကျွန်တော်ဒီနေ့တနေ့လုံးပြောခဲ့တဲ့ဟာလေးကိုနော်ဒီနေ့ပြောခဲ့တဲ့ဟာလေးကိုကျွန်တော်ပြန်ပြောတောက်နှုတ်ပြီးပြန်ပြောမယ်ကျွန်တော်တို့စိတ်ဒုက္ခရောက်တယ်စိတ်တွေမချမ်းသာနေဘူးကျွန်တော်တို့စိတ်တွေဆင်းရဲတယ်စိတ်ဒုက္ခတွေရောက်တဲ့ trauma တွေဖြစ်တယ်ဆိုတာဘာလဲဆိုတော့ဒီခုနကစိတ်ညစ်စရာဝမ်းနည်းစရာပြောတယ်အာယုံက around you စိတ်က within you အဲ့အာယုံကြောင့်စိတ်ဖြစ်တယ်ဆိုတဲ့အချက်ကလေးကိုဒီနေ့ကျွန်တော်တို့ပို့ပြီးတော့သိသွားတယ်ဟုတ်တော့ကောင်းတဲ့အာယုံဖြစ်ရင်ချမ်းသာတယ် ငါလည်းလို့ဆိုငါလက်ကမမကောင်းတဲ့အာယုံဖြစ်ရင်ချမ်းသာတဲ့ဒုက္ခဝေဒနာမကောင်းတဲ့အာယုံဖြစ်ရင်ဆင်းရဲတဲ့ဒုက္ခဝေဒနာဖြစ်တယ်အဲ့ဒီ suffering တွေနော်ကိုခံစားရတဲ့ခံစားချက်တွေဒုက္ခတွေကကိုယ်တိုင်ကခံပြီးနေတယ်ကိုက create လုပ်လိုက်တာအဲ့ဒီ create ကဘယ်ထဲမှာလုပ်တာလဲဆိုတော့အတူထဲမှာအဲ့အတူထဲမှာဘာလဲဆိုတော့ခုနက comparison တွေလုပ်တာအဲ့ဒီ comparison တွေကဘာလဲဆိုအတိတ်တုန်းကကိုကြုံတွေ့ခဲ့ရတဲ့ experience တွေနဲ့ရှင်ပြီးတော့ဒီပညာကြီးကသွားပြီး compare လုပ်နေတယ်အဲ့ဒါဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့သစ္စုပ္ပန်မကြားလို့သစ္စုပ္ပန်မကြားလို့ဒီလိုအာယုံနဲ့စိတ်အာယုံနဲ့ဝေဒနာကိုကောင်းစွာနားလည်သဘောမပေါက်သစ္စုပ္ပန်ကြသွားတယ်ဆိုရင်အာယုံနဲ့စိတ်အာယုံနဲ့ဝေဒနာကိုတကယ်နားလည်သဘောပေါက်သွားတဲ့အတွက်ဆင်းရဲတာဆိုတာလည်းမရှိဘူးချမ်းသာတယ်ဆိုပြီးတော့လေကို့မှာအရင်ဟိုမြောက်ကြွပြီးတော့နော်လူများတွေကို
ထားတာလည်းမလုပ်ဘူးဆင်းရဲလို့ပဲမြတ်ဆင်းရဲလို့ပဲနှိမ်ချမှုမရှိတော့ဘဲနဲ့အားလုံးကိုတန်းတူညီတူဆက်ဆံနေတယ်ဝေဒနာပေါ်မှာအမှန်သိသွားတယ်ကွာဥပခါတနာရီဆိုတဲ့ level လေးကိုရပြီးတော့ဒီကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဝေဒနာတွေဒုက္ခတွေအဲ့ဒီ suffering တွေကိုကဉာဏ်နဲ့ထိုးဖောက်ပြီးတော့မြင်နိုင်သွားတဲ့အတွက်ချမ်းသာလို့ချမ်းသာမှန်းရတယ်ပေါ့နော်အဲ့တော့အာယုံကောင်းတွေရှိတဲ့အတွက်ဒုက္ခဝေဒနာနဲ့ချမ်းသာတဲ့ဘဝကိုကိုယ်ရွေးချယ်အဲ့လိုပဲကိုယ့်ရဲ့ဘဝအစဉ်တိုင်းမှာလည်းချမ်းသာတဲ့ဘဝနဲ့နေချင်တာလားဆင်းရဲတဲ့ဘဝကိုနေချင်တာလားကိုယ်ဘယ်လိုတွေတွေးနေလဲကိုယ်ဘယ်လိုတွေခံစားနေလဲကိုယ်ဘယ်လိုတွေတုံ့ပြန်နေလဲဆိုတော့ရွေးချယ်ခွင့်တွေကကျွန်တော်တို့ဆီမှာရှိတယ်နော်အဲ့တော့အဲ့ဒီတုံ့ပြန်မှုလေးတွေကျွန်တော်တို့ကဘာပေါ်မှာမွေးလာတဲ့သူတိုင်းကမှန်ကန်တဲ့အတိကိုရဖို့ထိုက်တယ်နဲ့အဲ့လိုပဲကျွန်တော်တို့လူတိုင်းကလည်းတရားရနိုင်တယ်ဥပ္ပံမှုရရှိမှုဆိုတဲ့နောက်ပြန်မှာအမြဲတမ်းအေးချမ်းမှုဆိုတာအမြဲတမ်းရှိတဘာဝတွေကဘယ်တော့မှမပြောင်းလဲဘူးကျွန်တော်တို့ရဲ့အမြင်တွေကပြောင်းဘယ်လိုပြောင်းတာလဲဆိုတော့တဘာဝပေါ်မှာအခြေခံပြီးမတွေးဘဲနဲ့ခုနကကိုယ့်ရဲ့တွေ့တာမှုတွေပေါ်မှာအခြေခံပြီးတွေးတဲ့အတွက်အမြင်တွေပြောင်းပြီးခံစားမှုတွေကိုတိုးလာဟုတ်ပြီနော်အဲ့ဒါကလည်းဘာလူရင်းလဲတတိလေးထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးမှာဘာတွေခံစားနေရလဲဘာတွေပြောနေရလဲဘာကြောင့်ဒီလိုဖြစ်နေရလဲ why what how ဒါလိုလေးတွေမေးတတ်မယ်ဆိုရင်အခုကျွန်တော်တို့ရင်ထဲမှာလောင်နေတဲ့မီးက80%ငြိမ်းတယ်ကျန်တဲ့20%ကကိုယ်ကအလုပ်လုပ်ရတယ်အမြဲတမ်းတမန်တိတ်ကပဂျွန်နီပေါ်မနာတိကရမှန်မှန်ကန်ကန်နှလုံးသွင်းစင်ကြင်ဖို့အကြောင်းအကျိုးစင်ကြင်တတ်ဖို့အကြောင်းမဲ့ပဲအရာမှမဖြစ်ဘူးအဲ့အကြောင်းရင်းကိုရှာတတ်ဖို့အဲ့ဒါပဲတမန်တိတ်ကပယောနီပေါ်မနာတိကရအမြတ်တအကြောင်းအကျိုးကိုနားလည်ဖို့အဲ့ဒါဆိုရင်ကျန်တဲ့20%ပြီးသွားမယ်အဲ့ဒါဆို100%ကိုဟာပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းနေနိုင်တဲ့အတွက် you can live in your full-fledged life ကျွန်တော်ရဲ့တကယ်ကိုပြည့်စုံပါနဲ့မှာအေးချမ်းနေမှာပဲဆိုတဲ့ဟာလေးနဲ့ဒီမှာညီကုန်းချုပ်ပြရစီရှင်းနဲ့လားဒီနေ့ပြောပြတာလေးကိုဟုတ် ဝမ်းကိုတင်ပါ ဟုတ် ဒီနေ့ပါရဲ့ကျေးဇူးတင်ပါတယ် okay ကျေးဇူးတင်ပါတယ် မေးချင်တဲ့မေးခွန်းလေးတွေရှိရင်မေးလို့ရပါပြီ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဒီကနေ့လည်းဆို ဟုတ်ကဲ့ပါမေးချင်တဲ့မေးချင်တဲ့မေးခွန်းလေးရှိရင်မေးလို့ရပြီနော်ကျွန်တော်ရေးတောက်လိုက်ရင်ဟုတ်မေးခွန်းရှိလားရှင်မရှိဘူးရဲ့ငြိမ်းနေကြဘာဖြစ်သွားတာမသိ လက်ပေါက်မှာတွေးလိုက်သလားပဲမျိုးကို ဟုတ်လား ဟုတ် ဟုတ်teacher မေးတဲ့အခုလိုအသိပညာတွေရလာအောင်ရောတဲ့အခုလိုမျိုးပညာတွေမျှဝေပေးနိုင်အောင်ရောကိုယ်ပိုင်အလုပ်ကိစ္စတွေရောအချိန်ကိုဘယ်လိုစီမံခန့်ခွဲပါသလဲဗျာတဲ့အားကြလို့ပါတဲ့အလုပ်တွေလုပ်တဲ့အခါတဲ့ဆရာမေအချိန်လေးတွေကိုဘယ်လိုစီမံခန့်ခွဲတာလဲဆိုတာကိုတဲ့သိချင်ပါတယ်တဲ့ကျွန်တော်ကအချိန်ကိုစီမံမခန့်ခွဲဘူးကျွန်တော်သိချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်သိအောင်ပဲလုပ်ခဲ့တယ်ကျွန်တော်ဒီအရာကိုသိချင်ပြီဆိုရင်ကျွန်တော်ခုနကလှုပ်ထိုက်တဲ့အလုပ်မှာကျွန်တော်ဖြစ်ချင်တာနဲ့လှုပ်ချင်တာရှိတယ်ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒနဲ့ကျွန်တော်လှုပ်ထိုက်တဲ့ဟာပေါ့နော်ဖြစ်တဲ့နာနဲ့ဖြစ်ချင်တာပေါ့ sorry ဖြစ်တဲ့နာနဲ့ဖြစ်ချင်တယ်အဲ့တော့ကျွန်တော်ငယ်ငယ်ရဆိုတာအကြောင်းတွေတက်ရတယ်အလုပ်တွေလုပ်ရတယ်ဒါဆိုရင်ကျွန်တော်ဖြစ်တဲ့နာပါလဲဆိုတော့ဂျူဒီချိန်ပြီးအောင်အလုပ်လုပ်ရမယ်စာတင်ချိန်ပြည့်အောင်ကြောင်းတက်ရမယ်အဲ့ဒါဖြစ်တဲ့နာပုံမှန် process သွားနေတာအဲ့ဒီပြင်မှာကျွန်တော်ရဖြစ်ချင်တယ်အဲ့တော့ဖြစ်ချင်တာကိုထိုင်လုပ်မှာလားဖြစ်တဲ့နာကိုအရင်လုပ်မှာလားဆိုဖြစ်တဲ့နာကိုကျွန်တော်တို့အရင်လုပ်ရတယ်အဲ့ဟာတွေပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဖြစ်ချင်တဲ့ဟာကိုဥပမာကျွန်တော်ဒီအရာကိုဒီအကြောင်းအရာတစ်ခုကိုကျွန်တော်သိချင်တယ်ဆိုရင်
အဲ့တော့ကျွန်တော်လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ပြီးသွားတာနဲ့ကျွန်တော်လှုပ်ချင်တာကိုကျွန်တော်လှုပ်ပါအဲ့လိုလုပ်နေတဲ့အချိန်ဟာကျွန်တော်ဇန်ဝင်တဲ့လောက်လုပ်တာကျွန်တော် time ကို limit လုပ်မထားဘူးတစ်ခါတလေကြာရင်ကျွန်တော်2 နာရီ3 နာရီထိကြာတယ်အဲ့ချိန်ကြာလို့ရှိရင်တစ်ခါလေကြာရင်အေးအေးမွားအောင်အဲ့ကျတော့ဟိုဘောနော်အားတဲ့ချိန်လေး take a nap လုပ်ခဲ့တာမျိုးလေးလည်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်ကအမြဲတမ်း fix လုပ်မထားဘူးကျွန်တော် feeling လာရင် feeling လာတယ်လို့ပြောရတာကျွန်တော်အရင်ကြိုက်တဲ့စကားတစ်ခုရှိရယ် Steve Jobs ရဲ့ stay hungry stay foolish follow your heart အသက်22နှစ်မှာသူ့ရဲ့ဟာကြီးကိုအရင်ကြိုက်တဲ့2012ခုနှစ်ပေါ့နော်ဒီ Steve Jobs ရဲ့အဲ့ချိန် Steve Jobs အရင်နဲ့ပဲကြည့်ရချိန်နော်2017 2012 2013အချိန်က iPod ဒီစလာတဲ့အချိန် touch screen ကြီးစပြီးပြောင်းတဲ့အချိန်လေအဲ့ဒီမှာSteve Jobs ကိုအရင် inspire ဖြစ်တယ်သူ့ရဲ့စကား follow your heart အဲ့စကားကိုအရင်ကြိုက်တယ် follow your heart သူ့ရဲ့ Stanford University မှာပြီးတဲ့ speech လေးကိုလည်းအရင်ကြိုက်တယ် follow your heart stay hungry stay foolish နဲ့ဒီကုန်းချုပ်လိုက်နားထောင်တော့အေးအဲ့မှာ passion ရကြီးရောကျွန်တော်ဖြစ်ချင်တာတွေအကုန်လုံးလည်းမှာကျိုးသားပိုင်ငွေကမှရှိနေရတယ်ဆိုတော့အဲ့မှာလှုပ်ထိုက်တာလှုပ်တယ်ကိုလှုပ်ချင်တဲ့ဟာကိုလည်းကိုလှုပ်တယ်လုံးရင်လည်းအဲ့လှုပ်တဲ့ဟာပေါ်မှာကိုကစဉ်းစားမပြတ်တဲ့ဆက်လှုပ်တာဒီနေ့ဒီဟာလှုပ်တယ်ဆိုလှုပ်ပြီးတော့ပြင်းလို့ဆိုတော့မလှုပ်တာမရှိဘူးနေ့တိုင်းဒီအကြောင်းအရာကိုသိချင်တယ်ဆိုအဲ့အကြောင်းအရာကိုသိချင်တဲ့ဟာကိုတစ်ဆိုင်မမတ်လိုက်ပြီးလိလိုက်ခဲ့တယ်အခုလည်းအဲ့တိုင်းပဲဒီမြတ်စွာဘုရားဘာတွေဟောခဲ့ပြည့်တဲ့စာရီလိုက်ဖက်အနည်းဆုံးမရဘူးဆိုမှတနေ့တရားတစ်ပုဒ်ရအောင်နားလိုက်တယ်ကိုသိချင်တဲ့ topic ကိုဒီနေ့ငါဒီဟာတစ်ပုဒ်တော့ငါရအောင်ပြီကွာဘယ်အချိန်ဆိုတာကိုအချိန်ကိုမတတ်မှတ်ဘူးဒီနေ့ငါဒီအကြောင်းအရာကိုလေ့လာမယ်ဒီနေ့ဒီဟာကတော့ဒီအကြောင်းအရာတစ်ခုတော့ငါရအောင်ယူမယ်ဆိုတော့စိတ်ရှိတယ်အဲ့တော့ကျွန်တော်အဆင်ပြေတဲ့အချိန်မှာကျွန်တော်လုပ်သွားအမင်းစားရင်းနဲ့ပဲဖြစ်ဖြစ်အဲ့လိုတွားနေနေပဲဖြစ်ဖြစ်ဟာလေးငကြက်တက်ထားတဲ့ဆိုင်ကမောင်းပြီးသွားတယ်လှုပ်တွေပါပြီးသွားတယ်ဆိုအဲ့အချိန်မှာကိုနားထောင်ချင်တဲ့ topic ခုဆိုအရင်ကောင်းတယ်နော်တော့နားထဲမှာပို့ထားလိုက်တယ်နားထောင်ပို့ထားလိုက်တယ်အဲ့နိုင်ဝက်စာတရားနိုင်အဲ့နိုင်ဝက်စာတရားအတိတည်ရဆိုတာအိမ်လာတက်တယ်အလကားမတက်ဘူးတရားနိုင်နဲ့အိမ်လာတက်တယ်အဲ့လိုတော့ဆိုင်ကမောင်းနဲ့အလကားမသွားဘူးနားထဲမှာငကြက်တစ်ဖက်ကိုတက်ထားပြီးအဲ့တရားကိုနာပြီးတော့သွားအဲ့လိုမျိုးရဲ့ဒီဟာကိုလိလာခြင်းတဲ့ဟာတွေအဲ့အရင်ကောင်းတာပဲ audio book တွေပေါ်လာတာနော်အရင်တော့ဆို MP3 နဲ့ down ပြီးတော့ကိုမှအဲ့လိုလုပ်ခဲ့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်ကိုစီမံခန့်ခွဲလိုက်ဆိုကျွန်တော်ဘယ်တော့မှအချိန်ကိုစီမံမခန့်ခွဲဘူးကျွန်တော်စိတ်ထဲမှာဖြတ်ကနေပေါ်ရင်စက်ကနေကောက်လို့လိုက်တာကြီးပဲ then ဒီဘာလို့ဘာလဲဆိုအဲ့ follow your heart ကလုံးဝမမအောင်ကျွန်တော်အတွက် Steve Jobs ကိုလုံးဝနားလေပါဟုတ်တယ်ကိုဖြစ်ချင်တဲ့ဟာကိုဖြစ်ချင်တဲ့ဟာငါဟုတ်ကဲ့ငါဒီနေ့အလုပ်ချိန်7 နာရီ9 နာရီလုပ်ပြီးသွားပြီပြီးတော့ငါဘာဖြစ်ချင်တာဒီနေ့ငါဒီအကြောင်းအရာကိုသိချင်တယ်ဟာဒီနေ့တော့ရအောင်လုပ်လိုက်မယ်အဲ့ဟာကိုရအောင်လုပ်လိုက်မယ်ဆိုစိတ်ထားရင်မဖြစ်ဖြစ်အောင်လုပ်လိုက်တယ်လေးလာလိုက်တယ်အဲ့မဖြစ်ဖြစ်အောင်လုပ်လိုက်တဲ့ဟာတွေကပဲရအောင်လုပ်လိုက်တဲ့ဟာတွေကပဲကျွန်တော်ဒီလိုအခြေအနေတိရအောင်တွန်းပို့လာတာပေါ့နော်အဲ့လိုမျိုးကျွန်တော်ဘယ်လိုမျိုးလေးလာခဲ့တာလဲမဟုတ်ကျွန်တော်လေးလာခြင်းစိတ်ပေါ်လာတဲ့အခါမှာလေးလာလိုက်တယ်အဲ့တော့ကိုအရင်စိတ်အားထက်တန်တဲ့အချိန်မှာကောက်လုပ်လိုက်တဲ့အရာတွေကအရင် powerful ဖြစ်တာစိတ်အားလူအားကိုယ့် energy ရောအကုန်လုံးဒီထဲမှာဘာဖြစ်လဲကျွန်တော်စိတ်မပါဘူးဆိုတော့ဘာမှမလုပ်ဘယ်နဲ့လေလွင့်နေတဲ့အချိန်ရှိရလို့ဒါပေမဲ့စိတ်အရင်ထက်တန်လာတဲ့အချိန်မှာလုံးဝလုံးလိုက်တဲ့အလုပ်ဒီလုံးဝ successful ပဲအဲ့လိုပဲတော့ဦးလေးအလုပ်တွေတကူတာပေါ့နော်ဦးလေးအလုပ်ကိုကူရဆိုရင်ဒီကလေးကိုချိတယ်ဒီလုပ်ပါလေကိုဘလို့မှကွာမရအောင်ဒါပေမဲ့ကိုမူးဝင်လာပြီဆိုရင်ဘယ်သူမှတားလို့မရတော့ဘုံဆိုပြီးသွားအဲ့လိုမျိုးကျွန်တော် fix လုပ်မထားဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ passion လာရင်လာတယ်လို့ကျွန်တော်ဒီ I always follow my heart ဘာကြောင့်ကျွန်တော်ဒီလိုမျိုးကြီးပြောနိုင်တာလဲဆိုရင်ကျွန်တော်ဘာဖြစ်ချင်တာလဲဆိုတာကျွန်တော်သိတယ်ကျွန်တော်ဘာလိုချင်တာဆိုတာလည်းကျွန်တော်သိတယ်ကျွန်တော်ဘလို့သွားချင်နေရလဲဆိုတာကျွန်တော်သိရတဲ့အတွက်ကျွန်တော်သွားချင်တဲ့ပုံစံရောက်ဖို့အတွက်ကျွန်တော်ဘာကိုလေ့လာရမလဲဆိုတာကောင်းကောင်းသိရတဲ့အတွက်ကိုကောင်းကောင်းသိရတဲ့အတွက်ကိုဖြစ်ချင်တဲ့ပုံစံကိုဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဓိကတော့ကိုအကြောင်းကိုသိလို့လားအချိန်ကိုစီမံခန့်ခွဲတာမဟုတ်ဘူးကို self management လုပ်လိုက်တာငါဘာဖြစ်ချင်တာလဲငါဘာလုပ်ချင်တာလဲငါဘာလို့ဘယ်လို marriage တွေလို့ပြောချင်ငါဘယ်လိုလူဖြစ်ချင်တာလဲဆိုရဲဟာမျိုးပေါ့ကိုအသက်ရှင်နေတဲ့အချိန်မှာင
ငါဘာတွေခြံခဲ့မှာလဲဘာလို့အလိုအတိတ်ပဲရှိရဟာကိုဘယ်လိုလုပ်မှာလဲဆိုရင်ဟာဒီကနေ့ကျတော့ကျွန်တော်ကဒါတွေလူတွေ invest ပြန်လုပ်ခဲ့ရမှာတော့မဟုတ်ဘူးကျွန်တော် value တစ်ခုပေးမယ်ဆိုတဲ့ဟာမျိုးတစ်ခုနဲ့ယုံကြည်ချက်တစ်ခုနဲ့ကျွန်တော်လုပ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့ဟာကပို့ပြီးတာသွားတယ်လို့ထင်ပါတယ်စေတနာမှန်တာလည်းပါမှာပေါ့လေကိုယ့်ရဲ့ passion ကလည်းဒီပုံမှာကြီးရလည်းပါမယ်ဒီလိုမျိုးပါရမီလည်းပါလာခဲ့လို့ပေါ့နော်အကြောင်းတွေအားလုံးပြည့်စုံသွားတဲ့အခါမှာဒီလိုအကျိုးတရားတွေပေါ်ထွက်လာတာပါပဲတိတ်ထူးထူးတော့မဟုတ်ပါဘူးငယ် fix လုပ်ထားအောင်စိတ်အဲ့လိုစိတ်ပါတယ်ဆိုရင်စိတ်ပါတယ်ပဲပေါ့နော်အဲ့လိုရွယ်သွားတာပြောရတာလည်းခက်တယ်နော်thank you ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်တယ်ဆိုင်ကယ်မောင်းနေရင်လည်းနားထောင်တာဦးရဘယ်လို handle လောက်တာလဲပြရတယ်ကျွန်တော်ကနှစ်ခုအာရုံမဆိုင်နိုင်ဘူးကျွန်တော်တို့တင်ညာတွေကဆိုင်ကယ်မောင်းနေဆိုရင်လည်းဒီလန့်ဒီလိုသွားရင်ဒီလိုသွားတယ်ဆိုရင်ဟာသူ့သူ automatic မောင်းဒီလန့်ဆိုဒီလိုလေးမောင်းလိုက် MA ကင်းနေဆိုတော့တည့်ရတော့ auto pilot လုပ်ထားဒါပေမဲ့သူဒီအတန်လေးပဲနားဆက်ပြီးအော်ဒီလိုလေးပဲသူ့လုပ်တယ်ဆိုင်ကယ်ပေါ်မှာအာရုံမထားကြည့်နေရတာပဲဖြစ်တာပဲဘလို့လောက်သွားလဲဆိုတော့ဘလို့မှမလုံးဒါပေမဲ့မောင်းသွား6လေးတင်သွားကကလစ်ဘိန်းဆိုတော့တော်အော်တိုပြလေးဖြည်းလေးမောင်းသွားပြီးနားထဲမှာနှစ်ချက်ကလေးထိုးသွားအဲ့ထိုးသွားတာလေးကိုပဲနှလုံးလေးတွင်းပြီးမျက်စိကကြည့်နေနားထောင်နေဒါလေးနားလေးကနားထောင်နေတော့တူအော်တိုပဲလောက်သွားတာပဲ cognitive ကိုကြည်သွင်းတာလေကိုကအရှိမကြည့်နေတယ်ဒါပေမဲ့နားကြားတယ်ဒါပေမဲ့ကြားနေအကြားလည်းပညာသူ့လုပ်ပြီးမှန်တယ်အရှိမမြင်နေတဲ့မျက်စိကလည်းအနေကြီးအောင်သွားနေရတယ်ပညာသူ့လုပ်ပြီးသွားနေဒါပေမဲ့ကိုကအဲ့ဒါတွေကို command ပေးပြီးခိုင်းဒီလိုနားထဲမှာတရားတွေကိုထိုးထားတဲ့အတွက်သူ့ကလည်းပညာမှန်တယ်အဲ့တော့ကိုကမကြားဘူးဆိုရင်ကိုအားတဲ့ချိန်ကျနောက်တစ်ခါပြန်နားထောင်အဲ့နားထဲမှာအဲ့လိုကောင်းတဲ့အရာတွေလည်းထိုးထားလိုက်တာအဲ့ဒီဓာတ်ထိုးထားလိုက်တဲ့ဟာနားယူဝနေတဲ့အခါမှာမတိစိတ်ထဲမှာသွားပြီးဆွဲနေအဲ့မတိစိတ်ထဲမှာဆွဲနေတဲ့အရာတွေပြန်ပြီးပြောနိုင်တဲ့အရာတွေလည်းရှိလာကျွန်တော်တို့ဘာနဲ့တူလဲဆိုလို့ရှိရင် hypnotize လုပ်ပြီးတော့ affirmation ပေးနေတယ်လို့မျိုးပဲကျွန်တော်ရဲ့ cognitive ကိုပြန်ပြီး re-engineering ပြန်လုပ်မှာအဲ့လိုပုံစံနားထဲမှာထည့်ထားလိုက်တာထည့်ထားပြီးဒီအတန်တွေက roll ဆိုဝင်နေရဒီအတန်ပေါ်မှာအာရုံမရှိဘဲနဲ့မောင်းနေတဲ့ပုံမှာအာရုံရှိနေရင်တောင်မှတင်ညာကဒီမှာမှန်နေအဲ့ဒီ effect ရှိတယ် the brain ရဲ့ system ပေါ့နော်ဒီ cognitive neurons ဒီမှန်နိုင်တဲ့စွမ်းရည်လည်းသူ့လုပ်သူလုပ်အဲ့ကျွန်တော်တို့လုပ်ရမယ့်ဟာကျွန်တော်တို့ဒီဟာလေးထည့်ထားဆိုထည့်လိုက်ရင်အဲ့တော့မီးပွိုင်းမှာဆိုရင်မီးပွိုင်းကြည့်နေတယ်နဲ့အဲ့မီးပွိုင်းမိနေတဲ့အချိန်မှာဆိုရင်တော့ဒီနားရဲ့အတန်တစ်ချက်တစ်ခါလေးချက်ဟုတ်တယ်ကြားတစ်ချက်မကြားချက်ဒါပေမဲ့ကြားလိုက်တဲ့ဟာရှိတယ်မကြားလိုက်တဲ့ဟာရှိတယ်ဒါပေမဲ့မကြားလိုက်တဲ့ပူကြမလို့သူ့ဒီ cognitive က automatic အနောက်က background server ရဲ့သူ့လိုလုံးဒီ brain ကအဲ့တော့တစ်ခါလေးမကြားလိုက်ဘူးလို့ရတယ်နောက်တစ်ခါပြန်လာထောင်ဟုတ်ကဲ့တရားတစ်ပုဒ်တော့တပုတ်ခင်းနဲ့တက်လုံးပြီးသွားမှာအဲ့တပုတ်ကိုခဏနာတာမဟုတ်ဆရာတော်တရားကြီးတွေဆိုလို့ရှိရင်အရင်မြင့်တော့ခါကျကျွန်တော်ဆိုအဲ့လိုပဲမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားကြီးဆိုနားထဲမှာထည့်ပြီးတော့အဲ့မိုးကုတ်တရားနာတော့နော်အဲ့လိုနွားရိုင်းဥပမာတို့ဆရာတော်ရဲ့ဟာလို့အဲ့လိုသွားပြန်အလုပ်သွားပြန်နိုင်မိုးကုတ်ဆရာတော်ရဲ့တရားကိုအမြဲတမ်းနာဖြစ်တယ်နောက်ပြီးတော့အဲ့ဟာနာဖြစ်နေတယ်ဆိုရင်အဲ့လိုပဲနားထဲမှာပေါ့နော်ဒီထိုးထားဆိုင်ကအဲ့လိုမောင်းနေတဲ့အချိန်ကျတော့အရှိမလို့အာရုံရှိနေနားကြားတစ်ချက်မကြားတစ်ချက်ဒီလိုသွားတာပဲလေဆိုတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ improvement ကဘာဖြစ်လဲဆိုတော့ကို relax ဖြစ်နေရင်အဲ့တရားကိုပြန်နာမယ်ဆိုပြီးတော့ငကြက်လေးတက်ပြီးနားလိုက်တဲ့အချိန်မှာဒိန်ဆိုအရင်ကနာထားဖို့တဲ့ဟာတွေကပြန် apply ဖြစ်ပြီးတော့တေးသေးချာချာအေးဆေးဆေးလေးနာရောဉာဏ်ကလိုက်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဘာကိုပြောဆိုတက်ဆိုတည်သွားဘာလို့ဆိုတော့ is practice make perfect ဘာလို့ဆိုတော့ဒီဟာကိုကြားနေတဲ့ဟာပါလဲဆိုတော့ practice လုပ်နေကျွန်တော်တို့ gym မှာသွားပြီး exercise လုပ်ပြီး muscle လေးတိစောက်နေတယ်လို့ဒါနားရည်ဝနေတဲ့အတွက်ဒီမှာ brain မှာ muscle လေးဖြစ်နေပြီဒီအတိရအဲ့ဒီမှာခဏလေးထိုင်ပြီးတော့သမာသင်္ကပ္ပလုံးလိုက်တာနဲ့ဘာဖြစ်လဲဆိုတော့အဲ့ဟာကိုနားလေရတာကျွန်တော်တို့အဲ့ဒါကစဉ်ဆက်မပြတ်တဲ့ reset အမြဲတမ်းသွားဖို့လို့ continuous ဒီဟာကိုငါရအောင်လုပ်မယ်ဆိုဒီအရာကိုလုပ်ဇက်တိုက်လုပ်ဖို့ကျွန်တော်အကျင့်တကူကအဲ့ဒါဒီဟာလုပ်ပြီးဆိုလုပ်အာယုံဆိုင်ဇွဲဝင်ကြီးကလုံးဝတင်ပြီးတော့လုပ်တယ်
တစ်ချိန်တစ်ခုမဟုတ်တစ်ခုလုံးဝထူးခြားဖြစ်စဉ်ဖြစ်လာလိမ့်မယ်ဆိုတော့ယုံကြည်တယ်အဲ့ယုံကြည်ချက်ကြောင့်ပဲဒီလိုဖြစ်လာတာပေါ့နော်ဆိုတော့ဘယ်လိုဖြစ်ရမယ်ညာလိုဖြစ်ရမယ်ဟိုလိုဖြစ်ရမယ်ဘယ်လိုစီမံခန့်ခွဲရမယ်ဘယ်တော့မှ fix လုပ်မထားဘူးဘာလို့လဲသူကဟိုအကြောင်းကျိုးပြည့်စုံသူဖြစ်ချင်တယ်လို့သူဖြစ်သွားတာလေဆိုတော့သူပုံစံနဲ့သူဖြစ်လာလိမ့်မယ်ကိုယ့်ဘက်ကလုံနေလို့ဘယ်လိုလုပ်လို့ကိုယ့်ဘက်ကလုံနေအချိန်တိုင်းသူဟာသူဖြစ်သွားလို့အဲ့လိုလို့နော်အဲ့ဒါကလည်းအနတ္တပဲလေကိုအကြောင်းကောင်းတွေဖြည့်နေဖို့ပဲလို့လားကိုဘာတွေလုပ်နေလဲကိုဘာတွေတွေးနေကိုဘာတွေပြောနေလဲဒါတွေကတော့ကိုယ့်ရဲ့ reality ကို shape လုပ်သွားတာskillful ဖြစ်သွားပြီ practice make perfect เนาะဆိုတော့ဒီလိုမျိုးကဆွေးထူးတော့မရှိပါဘူးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်မေးချင်တဲ့သူတွေရှိလားပြီးတော့လေကျွန်တော်ကစာအရင်ကျက်တဲ့ထဲမှာမပါစာအရင်ကျက်တဲ့ထဲမှာမပါစာဖတ်နားလည်အောင်ဖတ်ပြီးကိုရေးချင်တယ်လို့ရေးအဲ့စာတွေကအတိုင်းမတူဒါပေမဲ့သဘောတရားတော့သဘောတရားတွေကတော့အကုန်တူတူထွက်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရေးတတ်ဒီအဲ့ထဲဟာမျိုးမဟုတ်ဘဲကိုပုံစံနဲ့ကိုအမြဲတမ်းထွက်တာကြည့်အဲ့လိုမျိုးကျွန်တော်အမြဲတမ်းလေးအဲ့ဒါပြဿနာတက်တယ်ငယ်ငယ်တုန်းကဆိုလို့ရှိရင်အဲ့တမ်းမိုင်ဆရာမနဲ့ပြဿနာတက်တာဟုတ်ကဲ့ eating ကြီးစာမချက်တယ်လို့ရိုက်ခံရတယ်အမြဲတမ်းစီးရမ်းညက်တာဒီကကျောင်းတက်ရမှာတခါလေကျအရင်ပြင်နိုင်ကျွန်တော်စာရေးနေလို့ဒါပေမဲ့အဲ့စာဖတ်ရတာကြိုက်တယ်ပေါ့စာကိုဖတ်တချို့စာသားတွေကိုအလို့ရတယ်တချို့စာသားတွေကအလို့မရတဲ့တော့ကိုနားလေသဘောပေါက်ပြီးရေးပြစ်ခဲ့တာအဲ့ဒါလို့10တန်းအောင်ပြီးတော့ဘယ်လို therapist ဖြစ်လာလဲတော့မသိဘူးပေါ့နော်ကိုယ့်ကိုယ်လည်းအံ့ဩအင်းကပြောတယ်ဟဲ့နင်စာလဲအဲ့လောက်ရေးမှတ်တာကြက်တာလည်းမဟုတ်ဘူးဘယ်လိုအောင်ဘယ်လိုကွန်ပျူတာထွက်တာလဲဆိုသူတို့ကမေးယူရတယ်ပေါ့နော်အဲ့လိုလုပ်ချင်ရလုပ်တာကျွန်တော်ဒီပါဟုတ်အဲ့ဆိုရင်ထပ်ပြီးမေးမယ်မေးခွန်းလေးမရှိတော့ဘူး။ကောင်းတာကြီးပဲပြောမှာမကောင်းတာကြီးလည်းရှိတယ်။အရင်အချိန်ဆွဲတယ်တစ်ခါလေးကြာရင်ပြင်းတာ။ပြင်းဘာမှမလုပ်ချင်တော့အချိန်ဆွဲတဲ့ဟာကြီးလည်းရှိပါတယ်။ကိုလည်းတာမန်ပါပဲထူးထွေပြီးတော့တော်နေတဲ့ထဲလည်းမပါဘူး။ကျွန်တော်လည်းတာမန်နဲ့ဆိုတော့ဒီလိုပါပဲ။ဆိုတော့ကိုအားတန်တဲ့ဟာကြီးอ่ะပေါ့နော်ဒီဓမ္မပေါ်မှာလာပြီးတော့အားတန်တဲ့ဒီတစ်ဆိုင်မမတ်လုပ်ဖြစ်သွားလို့ဒါကိုလောက်တာအဲ့လိုတစ်ဆိုင်မမတ်လုပ်ဖြစ်သွားရင်လည်းဒီတွေကလူတွေအကုန်လုံးကလည်းအများကြီးရကြမှာပဲကျွန်တော်ထက်လုံနိုင်တဲ့လူတွေလည်းဒီထဲမှာအများကြီးရှိနေမှာပါပဲဆိုတော့ဒီလိုမျိုးလေးရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှလည်းမကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်အရင်လည်းအထင်မကြီးကြပါနဲ့အခုလိုလာပြောပြရဲဆိုတာကလည်းကိုတီးတလောက်ကလေးကိုမျှဝေပြီးတော့ကုသိုလ်ယူတာပေါ့နော်အကြောင်းကောင်းတွေဖြည့်ဆည်းတာအဲ့လိုအကြောင်းကောင်းတွေဖြည့်ဆည်းရဲ့အတွက်ကဒီဘာဖြစ်လာမလဲတော့မသိဘူးဖြစ်စရာဖြစ်မှာပေါ့နော်အဲ့တော့ပြောပြခြင်းနဲ့စေတနာလေးပေါ်လို့လာပြီးတော့ပြောပြရတာပေါ့နော်အဲ့လိုအဲ့တော့ဒီလိုလေးတည်သွားရင်လည်းအကျိုးရှိပါစေအကျိုးရှိသွားရင်ကောင်းပါတယ်ဆိုတဲ့ဟာမျိုးကို value တစ်ခုထားပေးနိုင်ခဲ့ဆိုတဲ့ရည်ရွယ်ချက်ပဲရှိပါတယ်ဆရာကြီးလှုပ်ရှင်လို့ popular ဖြစ်ရှင်လို့နာမည်ကြီးရှင်လို့ဆိုတဲ့စိတ်တွေလည်းလုံးဝမရှိဘူးငါတိငါတက်လို့ show off လုပ်တယ်ဆိုတဲ့စိတ်မျိုးလည်းတကယ်မရှိပါဘူးကိုကဟင်းကောင်းလေးစားရတဲ့ခါမှာအဲ့လိုပဲဟင်းကောင်းကိုစားခြင်းတဲ့သူရှိနေမှာဘဲဆိုတဲ့အမျိုးလေးကြောင့်ဒီလိုရှိတယ်အဲ့လိုဒီလို information ကနေတစ်ဆင့်ပွားပြီးတော့နော်ကိုကထပ်ပြီးလေ့လာလို့ရှိရင်ထပ်ပြီးအကျိုးများကြမှာဆိုတာသိရတဲ့က information sharing လိုရဲ့ပုံစံမျိုးလေးနဲ့ပဲဒီ Zoom လေးကိုလုပ်ပါတယ်မာနလည်းမကြီးပါဘူးပေါ့နော်တချို့ပြောအဲ channel ကမာနကြီးရလားမသိမာနလည်းမကြီးပါဘူးလို့အားလုံးကျေးဇူးတင်ပါတယ်မေးခွန်းလေးမရှိတော့ဘူးဆိုရင်ဒီနေ့ Zoom session လေးကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် session တွေမှာပြန်လည်တွေ့ဆုံမယ်နော်အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့အေးဆက်ပြီးတော့နှိုးထားတဲ့အခါမှာလည်းစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နှိုးထားနိုင်ပါစေပြစ္ဆုတ်ပံတဲ့မှာအချိန်တိုင်းစက္ကန့်တိုင်းပျော်ရွှင်အေးချမ်းနိုင်ကြပြီးတောင်းဆိုလိုရာဆန္ဒတွေပြေဝပါစေတရားဓမ္မတွေပြေဝပြီးတော့မိတ္တမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရဲ့ Good night ပါ Bye bye ကျေးဇူးနဲ့ပြပါစေ good night ပါ Good night ပါရှင် နိုင်ပါကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဟုတ်